OK ပါဗျ OK ဗျာအဲ့ဒါဆိုရင်တော့ထုံးတဲ့အတိုင်းနှစ်ယောက်လုံးမင်္ဂလာပါကျွန်တော်အေးစစ်စစ်ပဲပြောမယ်ပေါ့နော်ကျွန်တော်တို့ topic ကလည်းဟိုအစုံပဲဗျာကျွန်တော်အဲ့နေတော့ဒါနှစ်ယောက်လုံး file လိုက်လို့ဒါနည်းနည်းဟိုအဓိကထားပြီးပြောတာဒါပေမဲ့ကျွန်တော်အခုပြောမှကြတော့ဒီတိုင်းအေးစစ်စစ်လူငယ်ရေးရလက်ဖေးအတိုင်းပြောတယ်လို့ပဲပေါ့ဆိုတော့ brother တို့အခုလက်ရှိဘာကြီးဖတ်ဖြစ်ပြီးတော့ဘာကြီးလုပ်နေကြလဲပေါ့အဲ့ဒါလေးကြောက်ချင်းဒီနည်းနည်းပါပါပြောပြပါဆောပဲစားပြလိုက်တော့လက်ရှိလုပ်ဖြစ်တာတော့သူရကြတော့မရှိပါဘူးတာမန်တိုင်းစာအုပ်လေးပါလေးဖတ်လိုက်ကြပြစိတ်ကိုပေါင်းရေးလိုက်ပေါ့ဒီတိုင်းမှာလက်ရှိတော့သူရကြဖတ်ဖြစ်တာဆိုရင်ဒီရောက်ပိုင်းနဲ့ပါရှိတယ်ဆရာမြတ်တန်ရဲ့မြတ်တန်ဒီဖတ်နေအကြီးပြုံးပြပေးတာပါညာအဲ့တော့ဖတ်ဖြစ်တယ်ဒီပေါ့တော့တာမန်တော့လောက်ကိစ္စနဲ့ရှောင်းနေအများပေါ့ okay bro ကျွန်တော်ကတော့လူဖတ်ပြတယ်ဆိုတော့ကြပြရောကြပြဆိုဟိုတလောစာဒီတပတ်တွေမှာစံဦးရဲ့ကြပြလေးဖတ်ဖြစ်နေတယ်အများကြီးစာရောအများကြီးဟိုဖတ်ဖြစ်ပါတော့ကိုအနေရဆိုင်ဟိုမင်းသားလေးပေါ့အောင်ပြေးဆောင်ဘာသာပြန်လာတယ်အဲ့ရလေးရောဖတ်ဖြစ်ပါရောဟိုဆက်ဆက်ဒီဆက်ဆက်ပေါ့ဗျာတအုပ်လုံးရောဒီတထိုင်နဲ့ချဖတ်တာပြီးတော့မဟုတ်ကျွန်တော်လည်းဒီဘက်မှာကိုကျောင်းဆိုတာတော့လို့ဟို online class တွေပါရှုံနေတော့ကျွန်တော်အရင်စာတော့ဟိုဘာတော့ဒီစောက်ချပြီးတော့ဖတ်ဖြစ်ပေါ့နော်ဒီတိုင်းဟိုကလေးပုံမြင်လေးပါလောက်ပဲဖတ်ဖြစ်ပါ okay bro အခုနောက်ပိုင်းဒီတိုင်းဟိုပုံမြင်ဘက်ကိုရေးတဲ့ဘက်တွေဟိုရောက်လာတယ်လို့ထင်တာပဲပေါ့ကျွန်တော်ဒီလို narration တွေပါကြာလဲ line ပေါ်မှာဖတ်ရတော့ကြတော့တယောက်နဲ့တယောက်ကြာအဲ့လိုဟိုစင်တူတာပါညာပေါ့အဲ့လိုတော့ခံစားမိတယ်နောက်အဲ့လိုဟိုရေးလာတဲ့ဒီများလာတဲ့အရေးတော့ပုံမှာရော brother တို့လို့တယောက်ချင်းစီအမြင်နဲ့ဘယ်လိုမျိုးခံစားမိလဲပေါ့အဲ့ဒါတွေကိုကျွန်တော်အနေနဲ့တော့ရှင်းနေတော့တော်များလာတော်များဆိုတယောက်နဲ့တယောက်တူတာလည်းများလာတယ်ပြီးတော့ဒါလေးတဲ့အကြောင်းထက်လာတော့တခါလေကြာအဲ့ narration ပုံစံရိုးရတဲ့ကာလတော့မှရှိမယ်တဲ့တီလာတဲ့သဘောပါဒါမဲ့က narration တွေပတ်လာကြတော့သူပြောမလဲကျွန်တော်အနေနဲ့တော့လို့ဒီ narration နဲ့ဆိုတာဒီ clip ပုံမြင်ပတ်တည်တော့များလာတော့ကောင်းပါတယ်ဟိုဖတ်ရတာလည်းအဆင်ပြေအောင်ဟိုချိုးခါလို့ဒါကတော့သူအကျွေးတစ်ခုလိုပဲမြင်ပါတယ်ဟုတ်ကဲ့ bro ကျွန်တော်လည်းအဲ့လိုမြင်ပါတယ်ပေါ့ဒီလိုမျိုးအရာအေးပေါ်မှာရောနောက်အဲ့လိုဟိုဒီဘက်မှာလည်းဘယ်လိုမျိုးပြောရမလဲဒီရောလာတဲ့ကိစ္စတွေပေါ့အဲ့လိုမျိုးကပြာနဲ့ကပြာစကပြေပေါ့ကျွန်တော်တို့ကတော့နည်းနည်းဘယ်လိုမျိုးပြောရမလဲအခုလက်ခံတာကတော့ဟို creative writing ပဲပေါ့အကုန်လုံးကတော့အရေးသားပဲပေါ့အဲ့လိုလက်ခံထားကြပါပဲဒါပေမဲ့နည်းနည်းဟို level ကလိုက်တော့လဲအဲ့လိုမျိုးသူတို့ကြားတဲ့ဟိုအငင်းပွားစရာနောက်အဲ့လိုမျိုးဟိုတကိုယ်တခါရဒီပုဂ္ဂလိကဆိုင်ရာအတွေးတွေပဲပို့ပြီးတော့များပါလိမ့်မယ်အဲ့လိုမျိုးကြောင့်မို့ပြီးကြဟိုက brother သတိထားမိလာတော့မသိဘူးဗျာဒီမှာဒီကြားတဲ့တောင်မှာဟို account တစ်ခုပေါ့အဲ့ဒါဟိုကကြပြဆရာများနဲ့ interview ဆိုတာလေအဲ့ account တွေ့ပြီလားမသိဘူးအဲ့မှာလဲဟို interview တွေ view ထားတွေတွေ့ရပေါ့နော်ကျွန်တော်မိကုန်းနေအဖြေတွေနည်းနည်းတော့ဖတ်ကြည့်မိရပဲဖတ်ကြည့်မိပြီးတော့ဟိုနည်းနည်းဟိုတာမန်ပါပဲဘယ်သူ view နေရတော့မသိဘူးအဲ့လိုမျိုးကျွန်တော်အနေနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တော့ကြပြာကိုဘယ်လိုသတ်မှတ်တယ်ဘယ်လိုသတ်မှတ်တယ်ဆိုတာတော့ရေးသူတန်းစားလို့မျိုးဝေဖန်တဲ့သူတွေဖတ်တဲ့သူတွေပေါ့နော်ဒီညီပညာပါဒီစနစ်ပန်လေးလာလူတွေပို့ပြီးပြောတင်တယ်လို့ထင်တယ်ဒါပေမဲ့တခုတော့ရှိရပါတော့ဒီကျွန်တော်တို့ကအခုမှပြောလဲကြပြာရေးသူအနေထားတော့ပဲရှိနေတယ်လေအဲ့လိုမျိုးဘာ technique ညာကတဲ့ technique တွေဘာဝါဒီတွေညာဝါဒီဆိုတာလည်းအဲ့လိုမျိုးတက်ကနေထုတ်ပြောလို့ရတယ်ဟုတ်အနုပညာဝမ်းစာအဲ့လောက်ထိကြပြနဲ့ပတ်သက်ပြီးဝမ်းစာအရန်မပြည့်သေးဘူးပေါ့ပြောရမယ်ဆိုတော့အနည်းဆုံးတော့ကျွန်တော်ရေးခါလာကြာလာရင်တော့ကိုရေးနေရဘယ်လိုပြောမလဲကိုစီးနေမြင်အထီလာမှလာသိအောင်တော့နည်းနည်းပါးပါးတော့ကိုယ့်အကိုတော့ရေးလာထားတဲ့ပေါ့နော်ဒီဒါပေမဲ့ဒီလိုပုံစံတစ်ခုအောက်ကိုပြောတာကြတော့ပြိတ္တအဲ့လိုဖတ်တဲ့လူစာဖတ်သူနဲ့ဒီဝေဖန်နဲ့သူဝေဖန်ပြောစာပေဝေဖန်သမားတွေကပဲပို့ပြီးတော့ပြောကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်
ဟုတ်ကဲ့ဗျဟုတ် ရန်ဒီအားကြပြဖြစ်လားမဖြစ်လားဆိုတော့ဒါကတော့ဖတ်တယ်လို့တတ်မှတ်ပါပဲ ဟိုကြားလဲလဲအဲ့လိုမျိုးဟိုလုံနေကြပါပါဗျကျွန်တော်တို့ကတော့ဟိုခေအခြေအနေရရောပြီးကြတော့ဟိုအချိန်ကာလရရောဟိုဘာမှမလုပ်ဖြစ်ဘူးမလုပ်ဖြစ်တော့အဲ့လိုမျိုးလုပ်ဖြစ်တဲ့အရာတွေပေါ်မှာပဲအဲ့လိုမျိုးလိုက်ပြီးခံစားကြည့်ရပါအဲ့လိုမျိုးဟိုဝေဘန်နာထက်အခုနောက်ပိုင်းကတော့ကျွန်တော်တို့အဲ့လိုက်ပြီးတော့တယောက်ချင်းစီကိုဟိုနဲ့ဆက်ဆက်ပြမသိတာမရှိအောင်ပေါ့အဲ့လိုမျိုးအနေအထားတစ်ခုတော့ရောက်သွားတယ်ဆိုတော့အဲ့လိုမျိုးဟိုဘယ်လိုမျိုးပြောရမလဲဒီသူတို့ရဲ့ဒီကြားထဲမှာဖြစ်ပျက်နေတဲ့အရာပေါ့အိုက်ကိစ္စကလည်းအငင်းပွားကြပါပဲနောက်ဟိုအင်တာဗျူးတွေကလည်းရှိတယ်မှာဆိုတော့ဟိုကြပြာခံစားမှုထပ်ပါတယ်เนาะအဲ့လိုမျိုးဟိုကြပြာဆရာတယောက်ရဲ့ဘယ်လိုမျိုးပြောရမလဲဒီတတိပုဂ္ဂလသူ့ရဲ့ဟိုအဇစ်တတွေကိုလည်းမြင်နိုင်တယ်လို့ယူဆတယ်ဒီအင်တာဗျူးတွေကနေစပြီးတော့ဒီမှာတော့ဟိုနေကောင်းနေလိမ့်မယ်ဆရာလေးကိုတင်တို့နောက်ဆရာလင်းရဲ့ချားပန်စတိုင်တို့အဲ့လောက်ပဲနည်းနည်းထင်ထင်ရှားရှားအုပ်တရားရှိတာထပ်ထွက်လာတယ်ဆိုရင်တော့ဟိုလက်ခံတင်ပါတယ်အဲ့လိုမျိုးကန်တာလေလေကြပြဆရာအင်တာဗျူးနဲ့ပတ်သက်လို့ကြပြဆရာအင်တာဗျူးတာတော့ဘယ်လိုလဲဆိုတော့ကောင်းပါတော့ကြပြသူတို့ရဲ့ကြပြပေါ်ဘယ်လိုမြင်လဲဆိုတာပေါ့နော်အဲ့ဒီကြပြပေါ်သူတို့သူတို့ရဲ့ပရိုပြောလို့ပဲတော့တတိပုဂ္ဂလအမြင်နေပေါ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့တည်ရဆိုတော့ဒီဥမာဒီကြပြဘက်ကိုစပြီးတော့ချိန်ချရတဲ့လူငယ်တော့ဘယ်လိုပြောလို့သူတို့တော့တင်ကြတာကျွန်တော်တို့လူတွေတော့အားပေါ့ပြောဒီမှတ်ယူကြမှတ်သားကြရအများကြီးပေါ့ဗျာဟုတ် bro ဟုတ်ဒါနဲ့ဟို brother တို့လုံနေကြတဲ့ဟိုပါရောဘာတော့ချက်ပုတ်လားမသိဘူး tables of who's ကအိုက်ကနေပြီးတော့အဲ့ကရောအခြေအနေဘယ်လိုမျိုးရှိမလဲအခြေအနေကတော့အကျန်းစစီရတော့အကျန်းတော့ပြီးသွားပြီဒါပေမဲ့အခုလက်ရှိကကိုကျော်မျိုးသူကစစ်ဆောင်နေတာသူနေရာမှာတိုက်ပွဲဖြစ်နေတာသူဘက်ကအစစ်ဆောင်ညှိနှိုင်းတော့မရသေးဘူးစာမှုဘာညာတော့အကုန်ပြီးသွားပြီစာစီရလည်းဘာညာတော့အကုန်ပြီးသွားတယ်အဓိကသူပြန်လာရင်ဘာညာရောတော့ဆယ်တော့ဘာဖြစ်လဲဆိုတော့ print ထုတ်ဖို့ဘာညာလေးလာဖို့အဲ့ဘက်တိုက်ရ print ထုတ်ဖို့လို့တိုက်ရတော့ကျွန်တော် budget ချိန်နေပေါ့ဗျာ budget ချိန်နေဆိုတာပြောကြောင်းနဲ့ကြောင်းကြည့်ရတယ်ဟုတ်တယ်နေပါဆိုတော့ပြီးတော့လိုက်တာဘာညာလေးခတ်ဟုတ်ပြောမယ်ဆိုစောင်းလေးပတ်သက်ပြီးပြောမယ်ဆိုရင်တော့ကြည့်နေတာတော့အခုကစာရှာရဲကတော့ပြီးသွားပြီကျွန်တော်အနေနဲ့တော့ကျွန်တော်ကတော့ကိုအောင်ခတ်မောင် request လုပ်တာပေါ့ဗျာ found အနေနဲ့တော့ပြန်ပြီးတော့အသက်ပြန်လုပ်ရင်ကောင်းမလားအဲ့လိုမျိုးလေးတော့ရှိတာပေါ့။ဒါတော့ target ကတော့ဒီဇင်ဘာ2023ဒီနှစ်ကုန်ပေါ့နော်။ဒါပေမဲ့အခြေအနေရလည်းနောက်ကိုထပ်ဆုပ်ရင်ဆုပ်သွားလိမ့်မယ်ပေါ့။โอเค။နိုင်ဖို့တရားပါလေ။ဟုတ်ပါတယ်ဟိုဒါလည်းဘယ်လိုမျိုးပြောရမလဲ3ယောက်စုပြီးဆက်ပြီးလောက်ကြတော့တယောက်အဆင်မပြေလေဒါအီးရထားတာပဲကျွန်တော်လည်းဟိုအရင်တော့အဲ့ချက်ပုတ်ထုတ်တော့လည်း3ယောက်ထုတ်တာနေစတာပါပဲအဲနောက်ပိုင်းကျမှပဲဟိုဒီလိုမျိုးတိုက်ထောင်ပြီးတော့တချို့အဲ့ underrated ဖြစ်တဲ့သူတွေကိုထုတ်တာအဲကျွန်တော်လည်းလက်ရှိကတော့အချိန်ကြီးကတော့ပြီးပါပြီပြီးသွားတော့ဟိုနည်းနည်း IT underground ချက်ပုတ် program ခဏနာပြီးတော့နောက် underground project ပေါ့အဲ့ကောင်ကတော့နည်းနည်းဟိုချက်ပုတ်လိုမျိုးဟိုအနေထားတစ်ခုတော့မဟုတ်ဘူး၄ယောက်အပြင်စင်ရစဗျာအဲ့လိုမျိုးပေါ့နောက် project တစ်ခုအနေနဲ့လည်း load တော့ကြတော့အဲ့လို rated ပုံစံအတော်ဖို့တော့စီထားရပေါ့အဲ့လိုမျိုးပုံစံပေါ့ဒါပေမဲ့ဟိုနောက်နှစ်ကတော့ထွက်ပြဖို့ရတော့နည်းပါတယ်ဆိုကျွန်တော်အုပ်တွေလည်းအခြေအနေရပဲခုကအဲ့လို brother လို့ပြောလို့ budget အခြေအနေရောနောက်ပြီးရင်စာအုပ်ဈေးကွက်ဒီအယောင်အေးလားမအေးလားအဲ့အရာတွေပါအကုန်ဆုံးကြည့်နေရကြတော့ဟိုကိုကြိုက်တာလုပ်တယ်ထုတ်လိုက်တယ်ဝမ်းသာပဲမဲ့လက်ရှိမှာအဲ့လိုပုံပြီးတော့အလေးလင်းဖြစ်သွားမှာအဲ့တခုလည်းရှိထားတော့ကြတော့ဟုတ်တယ်အကောင်လုံးကတော့ကြည့်နေရပါပဲဟုတ် bro ဆိုပိုကြည့်ရဘာလို့လဲဆိုတော့ဗျာအခုက underground နဲ့ဒီပေါ့နော်ပြောဆို survey လောကမှာ mainstream ပေါ့ဗျာဒီသူတိုက်တွေနဲ့ဆိုရင်တော့ကွာတိုက်တွေကကျတော့ထုတ်နိုင်တယ်ဗျာ budget ကိုသုံးနိုင်တယ်ဒါပေမဲ့တိုက်ပြီးတော့နာမည်ရပြီးသားတိုက်လည်းဖြစ်တဲ့အတွက်အနေနဲ့များတော့စောက်ကရောင်းကုန်ပါပဲဗျာတိုက်လက်ကျန်ရှိတယ်အုတ်တရားလောက်ပဲအဲ့လောက်ပဲဆိုတော့ဒီ underground မိုက်တော့ကြာဒီခေတ်ခါနဲ့ကြတော့ဒီဟိုကိုတနိုင်တစ်ပိုင်းထုတ်တဲ့တော့တော့အဆင်မပြေဘူးဗျာဒီဟာတွေပတ်သက်ဟုတ်တယ်နောက်အဲ့ကျွန်တော်တို့ဒီမှာတဲ့အဲ့ဖြစ်နေတဲ့ဟာကြတော့ဟိုဘာတော့ quality ပဲ quality အဲ့ဒီနောက်ပိုင်းနေမှာကျွန်တော်အဲ့ဟိုအဖုံးတွေကိုစမ်းပြီးထုတ်လာဗျာကျွန်တော်စာအုပ်တွေအဲ့မှာအခုထွက်တဲ့ဟို Asian လက်တို့ပါလို့မောင်မိုးဆက်တို့ဆိုရင်အဖုံးပိုင်းနေပဲထုတ်တော့ပြီးတော့ဟိုနောက်ပိုင်းနေထုတ်ရင်တော့ဟို app paper ဆိုတာတခုတော့ရှိသေးရဲ့ဗျာအဲ့ကောင်ကဟိုနည်းနည်းကျွန်တော်တို့ဒီထုတ်နေကြအဖုံးအမာအကက်ပုံစံလည်းမဟုတ်ဘူးအဲ့နောက်
ကျွန်တော်တို့အခုထုတ်တယ်လို့ထုတ်တယ်လို့မျိုးဟို photo paper အပါလဲမဟုတ်ဂျားပေါ့ဗျာအဲ့လိုမျိုးပုံစံဟာနည်းနည်းတော့အဲ့လိုမျိုးဟိုကုံရမ်းထက်ရှာနေတော့မှာပဲအဲ့လိုမျိုးအဖုံးနေရတော့အဲ့လိုမျိုးအဆင်ပြေဆိုရင်တော့အဲ့လိုပုံစံလေးနဲ့ထုတ်ချင်တာပါဂျားတဲ့ကျန်တဲ့အတွင်းပြင်စင်ပါညာကတော့စိတ်တိုင်းကြပါတယ်ချက်ပုတ်ကတော့ဒီလိုထားပဲဆိုတော့ဒီတော့ underground မှာကြောက်ဒီမားကဈေးကွက်ကပြောင်းလို့ဒါစီဝိုင်းဆက်ဆံပြီးပြောင်းလို့ဆိုတော့ဈေးကွက်မရှိဘူးလားလေဟုတ်လား underground သမားချင်းချင်းအဲ့လိုမျိုးဒီ underground မှာအဲ့လိုဒီတိရလူလောက်ပဲအဲ့လိုမျိုး supporting ပေးကြရဟိုလေဒါကကြတော့ဟိုလိုကာချာကြီးကကျင်းနေတယ်ဆိုတော့ထင်တယ်ရည်ကြီးမှုကလေအဲ့လိုဟုတ်တယ်ရန်ကြီးကိုပြောမယ်တိရလူပဲအခုကကျွန်တော်ထားပါတော့ကျွန်တော်ဒီဟို brother ထုတ်တဲ့ထားကိုမိုးစက်တို့ပါဆိုတော့အရင်ကတိတ်မသိဘူးဒါပေမဲ့ချက်ဖို့ကာချာစိတ်ဝင်လာကျွန်တော်ဟိုတမင်ဝယ်ရဖတ်ဖြစ်တယ်ဗျာဒီအဲ့လိုမျိုးပုံစံမျိုးအဲ့လိုမျိုးလူတွေလောက်ပဲရှိတယ်ဗျာကျန်တဲ့လူတွေကဟိုလိုတကယ်ဝင်မဖြစ်မိဘူးပေါ့နော် underground ပေါ့သူဟိုမပြုတ်ဒီစာဖတ်သူတွေဒီတိတ်မရောက်လို့ကျွန်တော်ထင်တယ်ဘယ်လိုပဲဟို online မှာစာတစ်ပိုင်းတင်ပါလို့လူတွေကကျွန်တော်အပြင်ကြည့်ကြတယ်လေဖတ်ပြီးတော့ကျွန်တော်စိတ်ဝင်စားရဲ့အဲဒီလိုဟိုအရန်ပြဟိုဝါသနာပါရဲ့လူလောက်ပဲဖတ်ပြကြအများဆိုတော့လေအဲ့ဒါတခုတော့နည်းနည်းစိုးရတယ်ပေါ့ဗျာဟုတ်တယ်အဲ့ဒါတော့ဟိုရုပ်ပေါက်ဆုံးအချက်ပါပဲလောက်တာလုံနေကြရတာနည်းနည်းတော့ဟိုဟာဖြစ်တယ်စာပေလူမိုက်တွေပဲပေါ့ဒီကလာမှာတော့အဲ့လိုမျိုးပြီးကြတော့ဟိုအခုအနေထားနဲ့ဆိုရင်ဗျာဟို brother တို့လည်းတတိထားမိကောင်းတဲ့အချက်ပါဘာလဲဆိုတော့ဟို mainstream မှာနေဟိုစာအုပ်တိုက်တွေဟိုနောက်ထပ်ပြီးတော့တိုးလာပြီးတော့ထွက်တယ်ဗျာဥပမာဆိုရင်ဟိုဟာကြောင်ပခတ်စာပေတို့နောက်ဒီ Mara publication ပါညာပေါ့အဲ့လိုမျိုးတွေထွက်လာတော့ကြတော့ဟိုဘယ်လိုမျိုးပြောရမလဲတိုက်တွေကတော့များပါရဲ့အဲ့လိုမျိုးဟိုထုတ်တဲ့စာအုပ်တွေကလည်းဟိုပုံပန်းလာအောင်မှာဆိုတော့လေပြီးကြဟိုသူတို့အနေနဲ့ကလည်းဘယ်လိုမျိုးပြောရမလဲကျွန်တော်ထင်တယ်ဗျအဲ့ဟို zip စာအုပ်နဲ့အုပ်လောက်ပဲဈေးကွက်ထဲမှာအဆင်ပြေကောင်းပြေနိုင်တယ်ပေါ့အဲ့လိုမျိုးဟိုတချို့တီတန်းတို့ပါတော့ကျွန်တော်တို့ဟိုဓာတ်ကြိုက်မှာ crazy ဖြစ်မှာဝယ်ဖက်ကြရလို့ထင်တာပဲဈေးရောနောက်အဲ့လိုမျိုးဟိုပါဝင်တဲ့အကြောင်းအရာပါညာရောစိတ်ဝင်စားမှုပေါ်မှာမူတည်ရပေါ့ဟုတ်တယ်ဗျဟိုတီတန်းတို့ပါတော့ကျွန်တော်ထင်တော့လေဟိုနှင်းစီဖြူကိုနှင်းစီဖြူတိုက်ကိုတီးပြီးတော့နေအဲ့လိုမျိုးအပတ်သက်တွေပေါ့ဗျာသိရမလားနောက်အဲ့လိုမျိုးတီးလာတယ်အဲ့လိုကိုတီတန်းဖြူလဲပါညာဆိုတာဘာဖြစ်တယ်လူဝါနာပါလို့လိုမျိုးဒီဟာ color တာတွေလောက်ပဲဝယ်စုပြမယ်လို့ထင်တယ်ဒါပေမဲ့စုပြရင်တော့ဗျာစာအုပ်ဈေးနဲ့ဒီပေါ့နော်ဟိုတခြားဝယ်တဲ့ဥစ္စာတွေပေါ့နော်အဲ့လိုမျိုးလဲရှင်ရတဲ့အခါမှာသူကတပြေးပြေးနောက်ဆုတ်သွားတယ်လို့ထင်တယ်ဗျာဒီမှာစာအုပ်ပြလဲတစ်လားအောင်ဆိုရင်အုံး20လောက်ထွက်နေရဗျာဘလို့အသစ်ထွက်လို့ထွက်မှန်းတော့မသိတော့ဘူးဟုတ်တယ်မလားအဲ့ဒါဖြစ်တဲ့တော့ဟိုတော့နော်ရှင်းလာရင်ဘယ်အောင်ပိုရွေးတင်လဲတော့သူကရွေးကြပြီဆိုတဲ့အခါမှာဟို fan base ထားတဲ့ဒီရေးသူကပဲပို့ပြီးတော့ရောင်းအသက်သွားမယ်လို့ထင်တယ်ဟုတ်တယ်အဲ့ဒါပါပဲပြီးကြတော့ဟိုတိုက်တွေထွက်လာတော့ကောင်းပါတယ်သူတို့လည်းဟိုသူတို့စိတ်ကြိုက်ပေါ့အဲ့လိုမျိုးဟိုကျွန်တော်တို့နဲ့ဒီဒန်းတူပေါ့ရင်မောင်တန်းပြီးတော့တစ်ဖက်က inter ထွက်လာတဲ့စာအုပ်တွေကိုလည်းဘာသာပြန်ချဆိုတော့ဟိုမကုန်နိုင်ပါဘူးဘာသာပြန်စာအုပ်တွေကလည်းသို့မဲ့ဟိုကျွန်တော်တယောက်တည်းအမြင်ကတော့ဟိုနည်းနည်းပြင်းဖို့ကောင်းတယ်ဗျာပြင်းဖို့ကောင်းတယ်ကျွန်တော်လည်းအဲ့ဒီလိုမျိုးအရာစိတ်ကူးရှိခဲ့တယ်အရင်တော့ပေါ့ဒီအခုကာလာကိုမဖြတ်တန်းရခင်ချိန်တော့အဲ့လိုမျိုးဟိုနည်းနည်းမတူညီရဲ့ပုံစံပေါ့ဟိုအခု Japanese literature ဆိုလဲဒီမူဝါကာမီလောက်နဲ့တင်ပိတ်မနေအောင်လို့တခြားစာရေးဆရာတွေအဓိကအဖြစ်တော့ဟိုစာရေးဆရာမာတွေပေါ့ဒီမှာဆိုရင်တော့ဟိုဖြစ်တယ်ကိုမိုးရဲရှိပါတယ်သူအဲ့ဒီ Facebook publication ကနေလာမယ်လို့တော့ပြောပါတယ်ဒါပေမဲ့ဟိုသူတို့လည်းဖြည်းဖြည်းပေါ့အဲ့လိုမျိုးတယောက်တည်းတနိုင်တစ်ပိုင်းသူလည်းလောက်ရတဲ့အတွက်ကြောင့်တော့ဒီဘက်မှာအဲ့လိုဟိုထွက်လာတာကတော့နည်းနည်းဒေတာလာအောင်လည်းပေါ့အခုဆိုရင်အဲ့ green ပြည့်နေငတ်IO ဆိုလဲဟိုနည်းနည်းဟိုထောက်ကတာတော့တာပါခုနကပြောလို့ပဲကျွန်တော်တို့ industry မှာနည်းနည်းလက်လန်းမီရလောက်အဲ့လို semi set ရလောက်ကပဲဟိုအားပေးကြတာပေါ့နော်ကျွန်တော်လည်းဟိုအစားလေဝယ်မလို့ပဲသုံးမယ်ဟိုအဖုံရောနောက်ဟိုပါဝင်တဲ့စာရေးအဖြစ်ရောဟိုတိတ်ပြီးတော့အဲ့လိုမျိုးနည်းနည်းမဆွဲဆောင်နိုင်ဘူးလို့ဖြစ်ပြီးတော့ကျတော့အခုကတော့မဝဲတော့ဟိုနေသစ်စာအုပ်တောင်မှမဝဲတော့ရင်တော့နေသစ်ကြပြရတော့ကျွန်တော်ကြိုက်တယ်ဟိုထွက်လာတော့ကြာဘယ်လိုဖြစ်သွားမှန်းတော့မသိဘူးအဲ့လိုမျိုးစိတ်ကမဝဲပြတော့အခုနောက်ပိုင်းထွက်တဲ့စာအုပ်တွေတော့အဲ့ဒီပုံမှာဘယ်လိုဖြစ်လဲဆိုတော့ bro ကကျွန်တော် bro မသိဒီစားအောင်ဗျာဘယ်လိုပြောမလဲသူ့ရှိမှအရင်စီရားရယ်ပေါ့နော်ပတ်သက်မရှိရတော့
အခက်ခဲချင်းနေမျိုးကြောင့်ပေါ့မဝယ်ဖြစ်လိုက်တာပေါ့ဟိုစီရတယ်ဗျာဆင်းလိုက်တိုင်းစီရဒီဟာဘယ်လိုမျိုးဝယ်ရမယ်ဒါပေမဲ့ तू ကအဲ့လိုမျိုးတပြေးပြေးအနောက်ရောက်သွားတော့မဝယ်ဖြစ်နေအဲ့လိုမေ့သွားဆိုတော့ရှိရအဲ့လိုမျိုးအဲ့လိုစာအုပ်တွေလည်းအများကြီးပဲဟိုစာဂျေးလူကလောင်ကြိုက်ပြီမဲ့ကလောင်လေသူ့ရဲ့စာတွေကြိုက်ပြီမဲ့အဲ့လိုမျိုးဦးစားပေးအနေနဲ့ဟာအရှိမှာတိုးလာတဲ့အတွက်နောက်မှာနောက်ဆုတ်သွားတယ်မဝယ်ဖြစ်သွားတယ်ဆိုတာလည်းအများကြီးပေါ့နော်ဒါနဲ့ကျွန်တော်တခုတော့မေးချင်တယ်ပေါ့ဟုတ် bro နေမေးချင်တာထက်ဆိုင်ကျွန်တော်ပြောချင်တာပေါ့နော် okay ခုဖြစ်မှာကျွန်တော်ဘာသာပြန်နေကြတာညားလာဗျာဒါသိတယ်မလားစာပေဝေဖန်ရေးကြတော့ကျွန်တော်မဂ္ဂဇင်းတွေမှာတော့နည်းနည်းတိတ်မတွေ့မိတယ်လို့ပဲတော်စီနီယာကြီးဒါဒီဟာမျိုးကြတော့လေတိုင်းလေးလာအကောင်လဲသူပဲရေးတင်တာလေဒါပေမဲ့ကျွန်တော်ခုစာပေဝင်လေးတော်များများဖတ်ကြည့်ရတော့အမဆရာလင်းတို့ပါဦးရဲ့ဆရာလင်းရဲ့စာပေဝင်ဆိုတော့တော်ပညာပိုင်းဆိုင်ရာစကားလုံးတွေပါတယ်ဗျာကျွန်တော်အနေနဲ့စာပေဝေဖန်ရေးမိတ်ဆက်တို့ပါအဲ့လိုမျိုးပေါ့နော်ဒီ generation အသစ်တွေအနေနဲ့ပို့ပြီးတော့ထိတွေးလာနိုင်ဖို့အဲ့လိုမျိုးမိတ်ဆက်တွေရေးတင်တယ်လို့တော့ထင်တယ်ဗျာ bro မျိုးဘယ်လိုလဲတော့မသိဘူးဟုတ်ကျွန်တော်ဘယ်လိုမျိုးပြောရမလဲကျွန်တော်လည်းအခုဘာသာပြန်နေရပါပဲဒါပေမဲ့အဲ့လိုမျိုးဟို contemporary ကင်မှုကြောင့်ကျွန်တော်အဆင့်နေဆိုနော်ကျွန်တော်မမီဘူးဗျဟိုကြောက်လဲကြောက်လို့တောင်းဝင်လဲကြီးရအဲ့ပေါ်မှာတခုခုလွဲရတယ်ဟိုဘယ်လိုမျိုးပြောရမလဲကိုအရင်ဆုံးရှက်တင်တယ်ဗျရှက်တင်ပြီးတော့ဆောက်ဖောင်းထုမှာတော့နောက်မှာပဲအဲ့လိုမျိုးတွေးထားလိုက်တော့တာအဲ့ဒါနဲ့ကျွန်တော်အခုဟိုလောက်ဖြစ်တဲ့ line ကတော့ကြပြတော့ဘာသာပြန်နေကျွန်တော်ဟဲ့စေးရလဲပို့ပြီးတော့လွတ်လပ်ရှိတယ်လို့နောက်ဟိုရသပိုင်းဆိုင်ရာမြောက်လို့ပါအဓိကတော့ကျန်တဲ့ဟို technique တွေနောက်အဲ့လို language ဘာညာ test တွေတိတ်ပြီးတော့တုံးထားမရှိဘူးဗျာရိုးပဲဆိုတော့နောက်အဲ့ဟို project တစ်ခုလဲလုံးမလို့ပါပဲကျွန်တော်ဟဲ့သေးပြီးရင်စားနားမလို့ဆိုတာဟို ocean form ဆိုတဲ့ဒီကာပြားဗျာ BNN နဲ့ဒီ American ပေါ့အဲ့ကြပြဆရာအစားတော့ဇေယျလင်းကတကီးကထုတ်ဖို့ပဲသူ့အုပ်ကိုတို့ပေမဲ့မထုတ်ဖြစ်လာတယ်သူလည်းအကြောင်းကြောင့်ပေါ့အဲ့လိုမျိုးဆိုတော့ကျွန်တော်စားကတော့သူ့ဟာကိုတအုပ်လုံးကင်မယ်နောက်ဟို Copper Crayon Press ကဘဲတယောက်ကပဲ Shan Fan ဆိုတာအဲ့စာအုပ်တွေကတော့တော်တော်မိုက်ရဗျာဟိုသူတို့ရဲ့ဒီနိုင်ငံပေါ့ကျွန်တော်လည်း Asia ဘက်ကအဲ့လိုမျိုး sense နေတော်တော်ကြိုက်တော့ဘာသာပြန်မယ်ဆိုပြီးတော့နည်းနည်းစီထားလိုက်တာပါစားကတော့နောက်ပိုင်းဟိုခံစားချက်လည်းတိတ်မရောက်တော့သလိုနောက်ဟိုနည်းနည်းလေးညီးမွေလာတယ်ဒါကြပြဘာသာပြန်ရတဲ့အပေါ်မှာဟိုအလုပ်တစ်ခုတွေကိုလုပ်ရတော့ကြောင်းဆိုတော့ကြောင့်မလုပ်ရှင်တော့ပဲနဲ့နောက်ထပ် project တစ်ခုကတော့အဲ့ဒီပေါ့ဒီမှာလည်းတိတ်ပြီးတော့မရှိသေးပါဘူးရှိအောင်မရှိသေးရပါဟိုမောင်တီကတော့ကြပြဆရာတရားဆိုပြီးတော့နိုင်ငံတကာကြပြတရားဟုတ်တယ်အဲ့ဒါဆိုပြီးတော့သူကလောင်ဆုံးပေါ့ဒီ female ကြပြဆရာတွေရောမေးကြပြဆရာတွေရောစုပြီးလုပ်ထားပေါ့ကျွန်တော်ကတော့ female ကြီးပဲတက်လုံးမယ်ပေါ့အဲ့လိုမျိုးကြပြတွေကိုကိုကတော့လုံနေတော့မှာပဲပြီးတော့ခုနကဟာဆက်ရမယ်ဆိုအဲ့လိုဟိုစာပေဝေဖန်ကြီးကလည်း brother တို့လည်းကိုဟို online ပေါ်မှာစာမှုတွေပါပေးနေကြပါပဲသူတို့လုံနေတဲ့ဟာဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဟိုရိတ်6ရှိမယ်ဗျနောက်ရိတ်6ကနေမှထပ်ပြီးတော့ခွဲတဲ့ဟို square ဆိုတာတစ်ခုထပ်ရှိသေးရဲ့ဗျအစတော့ဟိုဘာကီဘာမာတို့ပါလို့ရှိတယ်သူတို့လည်းဘာကီဘာမာကတော့တွေးလိုက်တာပါလဲဆိုတော့ဗျဟိုဒီ magazine လုပ်တယ်ဆိုတာတောင်းရင်အရင်အကြီးဆုံးတစ်ခုပဲဗျာအဲ့လို magazine ဆိုတော့ category ဆောင်အောင်လဲလုပ်ရတယ်နောက်အလိုမျိုးဟိုစာမှု file စီတာ၄ယောက်ချတာအစလုံးဝဟို old school တိုင်းသွားမလားဒါမှမဟုတ်ဒီဘက်ကဒီမြေမောက်ခေတ်ကာလာမှာထုံးမဲ့ဒီနင်းစီဖြူက edition တွေထုတ်တယ်လို့ဗျာချက်ချင်းဖြာတော့ပါအဲ့လိုမျိုးကာយမလားအဲ့လိုမျိုးတွေလည်းရှိတယ်နောက်ပြီးကြတော့ဟိုစာဆောင်မဖက်ဖြစ်သေးတဲ့အချိန်ကာလမှာလုပ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတခုလွဲချော်သွားမှာသူတို့လည်းစိုးရိမ်လို့ icon တွေလည်းဟိုရက်လိုက်တယ်လို့ထင်ပါတယ်ဒီမှာတော့အဲ့လုံးနေတော့ရိတ်6ကိုလည်းကြည့်ရတဲ့လောက်ကတော့ဟိုဆရာဘိုဝင်းတယောက်ပဲနည်းနည်းဟိုရေးနိုင်တယ်ပေါ့နော်သူစကပြေကြပြမိတ်ဆက်လာအဲ့အကြောင်းနေရေးနေကျန်တဲ့သူတွေကတော့ဒီတိုင်းဟိုကြပြပဲပေါ့နော်တိတ်ပြီးတော့ဟိုဘာသာပြန်တဲ့ဝတ္ထုတို့လည်းတိတ်ပြီးတော့မပါသေးဘူးနောက်သူတို့ဘက်အချမ်းကလူပါပဲဟိုဒီဘက်နည်းနည်းကျွန်တော်တို့လိုဟိုမရောက်နိုင်သေးဘူးဗျာအဲ့လိုမျိုးပေါ့ကျွန်တော်တို့လိုရောက်နိုင်နေဆိုတော့အခုဟိုကိုအာရန်မော်တို့နောက်ကိုခေလိုင်းတို့အဲ့ဘက်ချန်အထိရွှေ့နိုင်နေဆိုရင်တော့နည်းနည်းပေါ့မောဖြစ်လာမှာပါဒါပေမဲ့ဟိုသူတို့နဲ့ကြောက်လဲကျွန်တော်တို့နဲ့ကြောက်အခြေတင်ဖြစ်တာတော့ကြာအဲ့လိုမျိုးသူ့ဘက်ကိုယ်ဘက်ခွဲထားရလို့လဲဖြစ်ပါလိမ့်မယ်အဲ့လိုမျိုးကြောင့်မို့လို့လေဆိုတော့ခုနဟာတော့အဲ့လိုအချိန်ပေးနိုင်ရင်တော့ကောင်းပါတယ်ဒါပေမဲ့ဟိုအဲ့လိုဝေဖန်ရေးတွေဖတ်တာထက်ဆိုင်လေဟိုနောက်ပိုင်းမှာဘယ်လိုမျိုးပြောရမလို့ကျွန်တော်အခုဟိုလုံနေရတော့အရေးသားအစ်အတွက်ဗျာကျွန်တော်လည်းဟို experimental ပဲရေးမှာဘာဖြစ်လို့လဲဆိုတော့ဟိုတခုခု level အောက်ကိုဝင်လိုက်တယ်ဆိုရင်ဗျာ
ဟိုအဲ့အရေးသားကနေပြီးတော့မယုံထွက်နိုင်ဘူးပြီးရခါကျတော့ဟိုညီးမွေတယ်ဗျာကိုယ့်ကိုလည်းဟိုအဲ့နေထိုင်နေမနေထိုင်နိုင်ဘူးဆိုတော့ဟိုနေထိုင်မှုအစ်စ်ကတော့ရှာနေမှာပဲပေါ့ကျွန်တော်အဲ့လိုလုံနေသမျှကာလပတ်လုံးဆိုတော့ဟိုဘာသာပြန်လဲအခုကျွန်တော်အဲ့လိုဟို share literature ပေါ့ Winnie the Pooh ရဲ့နောက်ဟို share saver stain ရဲ့နောက် missing bee ပေါ့အဲ့နှစ်ခုကတော့ကျွန်တော်ဟို physical မထုံးနိုင်နေရင်တော့ ebook ကျွန်တော် free link တင်ပေးမယ်ပေါ့အဲ့လိုမျိုးတော့စီထားတယ်နောက်ဟိုအရေးသားပတ်ပိုင်းဆိုင်ရာဆိုလဲနည်းနည်းဟိုပုံမြင်ဆန်တာရေးခြင်းတယ်ပေါ့အဲ့လိုမျိုးစံပြရတယ်ဂျားရဲလဲကျွန်တော်အဲ့ဟို love story ရလောက်တဲ့ဒီပုံမြင် workshop မှာလဲဟိုတက်ထားတော့ကြတော့ဘယ်လိုကိုင်ရမလဲဆိုတော့သိရပေါ့အဲ့လိုမျိုးအခြေခံအားဖြစ်တော့စာပေဝန်ခံရတော့ရှိတင်ပါတယ်ဟိုလုံနိုင်သူတွေတော့လဲလောက်ကြပေါ့ဟုတ်စာပေဝန်ခံရတော့ပြောမှဆိုရင်ညွေဝေဖန်ရေးဆိုတာတကားလာတွေ့ရတယ်တကယ်ကြောက်တောင်းလဲအရန်ကြီးတခုကိုမှားတာနဲ့ဝိုင်းစော့ဘလောလုံးတာမလုံးတာစော့ဘလောဒီမဲ့မှာလဲစောင့်နေတာပြန်မလားဟိုကျုံနေပဲတွေကဟိုဟာအဲ့လိုမျိုးဒါကတော့ personal ထက်ဆိုင်ပေါ့နော်သူကတော့ပြောသေးလို့ပြောတာပေါ့နော်သူတို့ကတော့အကြောင်းမျိုးကြောင့်မလုံးနိုင်ဘူးတကယ်လုံးပြီးလို့နည်းကမောက်ကမလေးတစ်ခုဖြစ်သွားတယ်အဲ့လိုမျိုးတောက်လျှောက်တွေကလာတော့မှအဲ့ဒါကြောင့်တော်တော်များများအခုသူသဖြင့်ဒီလူငယ်ပိုင်းဆိုင်ရာတော့အဲ့လိုမျိုးတောင်းနေကြီးလို့ဖြစ်မယ်မလုံးကြဘူးလို့ထင်ပါတယ်ဟုတ်တယ်ရှိတော့ရှိတယ်တာပေါ့လက်ဆောင်ကြများတယ်ဟိုဘိုင်းမှာဝေဖန်လို့ဖို့ကတော့ကမ်းဟုတ်တယ်ဘလို့ထင်တယ်ကွာခန့်ပေါ့လို့ဘာလို့ခတ်တာလဲပေါ့လို့အခုလို့လဲဆိုတော့ကိုအမှန်လူငယ်အနေနဲ့ကြတစ်ဖက်တည်းကိုပဲလေးလာမယ်ဆိုတော့မှအချိန်တော်ယူရမှာအဲ့ဒါမှဝေဖန်ရုပ်ပါအဆင့်ပေါ်လောက်အောင်မယ်ဆိုရင်တော့ဒီအသက်ရွယ်ဒီနေထားနဲ့လောအောင်ဖြစ်နိုင်တယ်ဥပမာအခုရိတ်ချောက်တော့ပါဦးမှာရေးနေတွေ့ဆိုလဲတော်များများကြည့်ရတဲ့လောက်ကလောက်ရှိတယ်အများဆုံးရှိ16 18 18 19အဲ့ရွယ်တန်းတွေပဲရှိတော့သူတို့အနေနဲ့ကတော့ဘာမှတော့ပေါင်းများများမလုံးနိုင်ဘူးဝေဖန်ပြောရလားမသိဘူးရတယ်ဒါတော့အမှန်ပဲလေအမှန်ပြောရတယ်ဟုတ်တယ်ဒါအတက်ရွယ်ကန်တက်လိုက်တော့ပုံဒါပေမဲ့အတက်ရွယ်ပုံကန်တက်တော့လုံးနိုင်စွမ်းလေးလည်းကွာအောင်မယ်လို့ထင်တယ်ကျွန်တော်လည်းအခုထိတော့ဟိုဘာမှလုံးနိုင်တယ်လို့တော့မသတ်မှတ်ထားပါဘူးကိုကဝါသနာပါတယ်ဒီကပြောင်ရေးရပေါ့နော်ဒီကပြောင်လေးလာအခုနောက်ပိုင်းဟိုလေးလာဖြစ်တယ်ပေါ့နော်အများအရင်အထက်စားပို့ပြီးတော့အဲ့လိုမျိုးပဲရှိတာပါဒီဟုတ်တယ်အတက်ရွယ်တစ်ခုထမ်းစားရင်ဖြတ်တမ်းမဲ့ကာလာတစ်ခုတော့လုံးပါပါဟိုဘာပဲဖြစ်ပေါ့လေဒီဝေဖန်ရေးပဲလောက်ခပြဘိုင်းဆက်ရမှာပဲလောက်ပေါ့ဟုတ်တယ်ကျွန်တော်ထဲမှာအဲ့လိုမျိုးဟိုပြောင်းလဲတဲ့အရွေးတစ်ခုပေါ့ကျွန်တော်လည်းဟိုဘာတော့တရားဖို့3ဘုတ်တိုက်ခဲ့ရေးအဲ့ဟာကြီးစပြီးတော့မြင်မိပြီးတော့ကျွန်တော်နည်းနည်းဟိုလက်ရားလာတာပေါ့ဟိုဖတ်တဲ့စာအုပ်တွေလည်း changes ဖြစ်သွားအဲ့ကာလာပါပဲအဲ့လိုမျိုးဟိုလောက်တဲ့သူတွေကိုတော့အဲ့ဒီမှာတော့ကျေးဇူးတင်တယ်အဲ့ဒါပေမဲ့ဟိုအဲ့လိုမျိုးဟိုစပြီးလောက်ခဲ့တဲ့သူတွေရဲ့အရေးသားနဲ့ကျွန်တော်တို့အခုလက်ရှိရေးနေတဲ့ထုတ်နေရဗျာ brother တို့အခုရေးနေဟာနဲ့ဟိုသွားပြီးတော့နည်းနည်းကွာတန်းရှင်ကြည့်မယ်ပေါ့ရှင်ကြည့်မယ်ဆိုရင်သူတို့ကတော့အဲ့လိုမျိုးတစ်စင်းနေတယ်လို့အဲ့လိုမျိုးဖြစ်သွားမယ်လို့ဟိုခံစားမိတယ်ဗျာအဲ့လိုမျိုးတွေဖြစ်သွားတယ်ဆိုတော့ဟိုလောက်ခဲ့တာကိုတော့ကောင်းတယ်ဒါပေမဲ့ဟိုအရေးသားဘက်ဆိုင်ကတော့ I don't ကျွန်တော်တို့မသိတော့သူတို့ကိုခေါ်တယ်လို့ထင်ခဲ့ရတယ်အခုနောက်ပိုင်းဟိုအချိန်ကာလတိုက်စားတာရောနောက်ကျွန်တော်တို့ရဲ့ဖတ်အားရောရေးအားတွေရောရှိလာတဲ့ခါကျတော့ဟိုပြောင်းလဲလာတဲ့အပေါ်မှာဒီကောင်တွေကလုံးဝကွာဟောင်းနှမ်းပြီးတော့နည်းနည်းကျွန်တော်တို့မကြိုက်တဲ့အရေးသားပုံစံတွေဖြစ်သွားအဲ့လိုမျိုးပေါ့ဟုတ်တယ်ဘယ်ပြောကျွန်တော်တခုလက်ခံဘာလို့လဲဆိုတော့အခုကအရှိကကျွန်တော်ကအရှိကိုတိုးနေရတဲ့အခါဒါခုံတက်သွားပြီအဆင့်တွေကျော်သွားပြီဘယ်လိုပဲပြောပါသူတို့ရဲ့walk တွေကိုဗျာအလုပ်တွေကိုပြန်အလုပ်တွေဆိုတာတော့သူတို့ရဲ့ဒီအပြာတွေပေါ့နော်ပြန်ကြည့်လိုက်တဲ့အခါမှာပြောမလဲဒီဘက်ကိုဒီနေ့အထိကိုပြန်ဆွဲခေါ်လာဖို့အတွက်ဒီနေ့ရဲ့ပုံစံတွေဒီအပတ်ဝန်းကျင်အဲ့လိုမျိုးပေါ့နော်အကုန်လုံးပေါ့အဲ့ဒါနဲ့တဟသာတာတိတ်မဖြစ်တော့ဘူးလို့ထင်တယ်ဗျဟိုပြောဒါပေမဲ့သူတို့ခက်ကနေသူတို့ဒီအဲ့ဒီအချိန်တုန်းကပေါ့နော်တရားသုံးတိုက်ဖြတ်ရေးဟာဝါရီကာလာတစ်ခုမှာပြန်ကြည့်နော်ဒီဟာတွေကတော့ဟုတ်တယ်ဒါကတော့ကောင်းခဲ့ဒါပေမဲ့ကောင်းခဲ့ဆိုရဲအနေထားမှာရောပေါ့နော်ကောင်းနေသေးပဲဆိုရဲဟာတော့ဟိုမဖြစ်သွားဘူးအဲ့လိုမျိုးတော့ရှိတာပေါ့ဟုတ်တယ်ဟိုပါပေါ့ကျွန်တော်တို့ဒုက္ခမိန်လိုက်ဟိုအခု2023ခေတ်နဲ့အရင်2000ကျော်ခေတ်ကပေါ့အဲ့လိုမျိုးပုံစံဖြစ်သွားပါပေါ့ဟုတ်တယ်သူကမိန်လိုင်းဟွာလေ2021ကထွက်တဲ့ကြောင် series ဆိုကျွန်တော်ဖတ်တာအောင်တော့ခံစားလို့တိတ်မရအောင်ဗျဟုတ်တယ်ဒီတိုင်းပဲဗျသိရလားကလေးသားကိုလူပြိုပေါက်လေးဟိုအသေးကွဲလို့ဟောရှင်းရဲ့ပုံစံရေးသားလို့ပဲထင်ပါတယ်ဒါပေမဲ့ဒါကတော့
ဒါကျွန်တော်နေထိုင်လဲပြောလို့မတင်ပါဘူးလေဟုတ်ဒါကတော့ကျွန်တော်ပုဂ္ဂလိကဆိုင်ရာဒီကြောင်စင်းကြပြတော့ကျွန်တော်တိတ်မကြိုက်ဆိုတော့ဟုတ်ကျွန်တော်လည်းဟိုအရင်ကချို့ဒါပေမဲ့ minimalism ဟုတ်အဲ့လို collection လိုက်စုလေ minimalism အောင်ချင်းနဲ့ဟုတ်အခုနောက်ပိုင်းဆိုပေါင်းချုပ်ကြီးထွက်တာ3000ဒါပေမဲ့အရန်ကြိုက်နေတတ်တဲ့လူတွေဝယ်မှာပေါ့နော်ဒါကျွန်တော်တို့ကတော့ထိဖို့တော့တိတ်မစင်စားပါဘူးဒီကျွန်တော်2016လောက်ထိအောင်ချိန်ထွက်ခဲ့တဲ့ minimalism တွေကဟိုဘယ်လိုပြောရမလဲပေါ့နော်ဟိုအရင်အောင်ချိန်မဲ့လိုက်ပြောရလဲမဟုတ်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောရမလဲတချို့အပုတ်တွေဆိုရင်ဗျာဟိုတစ်ချောင်းမှာပါပေမဲ့တော်တော်ကြိုက်တဲ့ကြပြလိုမျိုးဟာရှိရပေါ့နော် minimalism လို့ကိုယ်ပြောမှထင်တယ်တော်တော်ကြိုက်တဲ့အပုတ်မျိုးတွေရှိဗျာဟိုဥပမာဆိုရင်ရှန်ကောင်ငါမသိဘူးဟိဗာလေကျွန်တော်ငါ့ကိုလည်းတက်စီပေါ်တက်ရမိုးလဲဝုန်းကနေဆိုတဲ့အဲ့လိုမျိုးဟာတွေဆိုရင်ဟုတ်ကျွန်တော်နေတော့ကောင်းကိုကျွန်တော်နေတော့ကောင်းတယ်လို့ထင်တယ်ဗျာကြိုက်တယ်ပေါ့အဲ့လိုမျိုးဟာတွေတော့ရှိဒါပေမဲ့ဒီတချို့ဟာတွေကြတော့လည်းဒီအရှိကဒီငယ်ကုန်နဲ့သာဆက်ရေးနေကြတာအခုနောက်ပိုင်းမှာဟိုအစ်စ်ဖြစ်မလာတော့ဘူးအဲ့ဒါဟုတ်တယ်နောက်ပိုင်းဘယ်လိုဖြစ်သွားလဲဆိုဟိုနာမည်နဲ့ရေးတယ်လို့လည်းအဲ့လိုမျိုးခံစားမိရဗျာကျွန်တော်ဟိုသူထွက်တဲ့အထဲမှာဇက်ခုံဆိုရင်ကျွန်တော်မကြိုက်ဘူးဗျာဇက်ခုံမကြိုက်ဘူးနောက်ဟိုသူများကြီးဂန်နဝင်မအဲ့လိုမျိုး short ပြားနေပြီမဲ့ကျွန်တော်အကြိုက်ဆုံးကအဲ့ဒီကာလာမှာဘာကြိုက်လဲဆိုတော့ဒီတက်စေဗျာအဲ့တက်စေစီးကိုကျွန်တော်အရန်ကြိုက်တယ်နောက်ဒေါ်လာဗျာအဲ့နှစ်ခုကိုကျွန်တော်တော်တော်ကြီးစောစောလန်းလန်းကြိုက်တယ် line တွေတောင်အလွတ်ရတယ်ဗျာတက်စေဆိုရင်တော်တော်သဘောကျတယ်ပေါ့အဲ့ချိန်ကာလာတော့ကလည်းဟို revolution ဖြစ်နေတဲ့ကာလာပေါ့အဲ့တော့လည်းစက်တိုက်ဟိုတကယ်မရှိတော့နှစ်မြပါညာအကုန်လုံးပေါက်နေတဲ့အချိန်ပေါ့အဲ့လိုမျိုးကြီးပေါ့ဒါနဲ့ဒီပြားရတော့ဝေဖန်ပါညာရောဒီကဘိုင်းကြော်လိုက်ရင်ကောင်းတယ်ဒီများကြောင်အများကြီးပြောရင်လေဟိုဖြစ်မှာဆိုလို့ဒီမှာတော့ဟိုလွတ်လပ်ပါကျွန်တော်ဟိုဒါလည်းဘယ်လိုမျိုးပြောရမလဲစိတ်ထောပေါတစ်ခုအနေနဲ့ပဲလှုပ်လိုက်တာဗျာလှုပ်လိုက်ပြီးတော့ဟိုဘယ်လိုမျိုးပြောရမလဲဒီတိုင်းဟို EP4 တွေ5တွေနောက်ပိုင်းတွေဟိုဆက်သွားမယ်ဆိုတာလည်းအစီအစဉ်မရှိဘူးဗျာဒီတိုင်းကိုပြောချင်တာပြောကြမယ်ဆိုရင်အဲ့လိုလှုပ်လိုက်တာဟိုကိုရာသာနဲ့အတိုင်ပင်ပြေးရင်ပေါ့ဟိုနောက်ပိုင်းလည်းဒါဟိုနည်းနည်းဟိုဘယ်လိုမျိုးပြောရမလဲကောင်းလေးပေါ့အဲ့လိုမျိုးတက်ခက်ဖြစ်အောင်ပေါ့ဒါမဲ့ဟိုနည်းနည်းဟိတ်ဟန်ကြီးတော့မရှိဘူးဗျာစကားပြောလို့ပေါ့ပါပဲခုလဲကျွန်တော်တို့ IT တိုင်းပဲပြောနေကြတာပဲဟိုကိုမကြိုက်တဲ့အကြောင်းတွေအဲ့လိုမျိုးနောက်ကိုကြိုက်တဲ့အကြောင်းတွေပြောနေရတာပဲအဲ့လိုမျိုးပေါ့ဒါကျွန်တော်ဟိုပေးမှာတော့မိတ်မဆက်ရသေးဘူးဟုတ် bro ပြောပြကျွန်တော်မေးချင်လို့တော့ကျွန်တော်အခုနောက်ပိုင်းမှာဆိုရင်အရင်အထက်ပေါ့နော်အရင်ဒီ online internet စပြတ်သွားတာကာလလိုပဲပေါ့နော်အခုနောက်ပိုင်းဆိုရင်ဟိုကျွန်တော်လို page တွေပေါ့နော်ဟိုကြာတင်တဲ့လိုမျိုးအဖွဲ့နေပေါ့နော်အများကြီးများလာရပေါ့ဘယ်လိုမျိုးမြင်လဲပေါ့ကျွန်တော်အဲ့ဒါတွေတော့သိချင်တာ bro ကဟိုဖြစ်တယ်များတယ်လို့သာပြောရဗျာဘယ်လိုမျိုးပြောရမလဲခုကဟို rubber လိုပဲဗျာသူ့ရက်ကွက်ကိုရက်ကွက်ပဲအဲ့လိုမျိုးဟိုကျွန်တော်ဒီဘက်အနေချမ်းထဲမှာကြတော့ဟို brother တို့ရှိမယ်ဗျာနောက်ဟိုဘက်မှာကြတော့ရိတ်6တို့ဘာညာအဲ့လိုမျိုးဟိုတခြားဗျာဘယ်လိုမျိုးပြောရမလဲနည်းနည်းဟိုအရက်သားကြပြဆရာပေါ့သူတို့ခေါ်အဲ့လိုမျိုးပုံစံတွေရှိမယ်ဗျာကျွန်တော်လည်းအရက်သားကြပြဆရာပဲဗျာအဲ့ထို့ပေမဲ့ဟိုသူတို့ကတော့အဲ့လိုဟိုနာမည်တွင်တာပေါ့တချို့ကြလည်းရှိရဗျာနည်းနည်းဘောကြောင်ကြောင် community ကြပြဆရာကြီးပဲလောက်ကုန်ကြအဲ့လိုမျိုးဒါလည်းဟိုဘယ်လိုမျိုးပြောရမလဲတမကတို့ဘာတို့ပေါ့အဲ့လိုတွေကြောက်ပါပဲကျွန်တော်တို့လည်းနည်းနည်းရိုက်ခတ်ပြီးတော့ iPad လည်းထိဆက်ခဲ့ဘူးပါလေဟိုအရင်ဘယ်လိုမျိုးပြောရမလဲသူများစုံနေတယ်ဝင်ငံပြစ်တော့အချိန်ပေါ့အခုကတော့ဟိုဝင်တော့မငံပြစ်တော့သူများပြောတာကိုနားမထောင်တော့ဘူးအဲ့လိုမျိုးဟိုကိုပဲမကြေးနှစ်ချက်တွေပြောမယ်ပါညာပေါ့အဲ့လိုမျိုးဆိုတော့အဲ့ပေးတွေရှိတာတင်တာလဲကောင်းပါလေဆိုတော့ဟိုသူတို့ကြပြားကြီးလဲမိတ်ဆက်ရင်ပြီးကြတော့ဒီတခြားဗျာအဲ့လိုမျိုးမသိရကြပြားဆရာကြီးဗျာအဲ့လိုမျိုးမိတ်ဆက်လိုက်ဥပမာဟိုကျွန်တော်ပေးဆိုလဲဗျာအခုဆိုရင်နာမည်နှစ်ခါချင်းရတယ်နှစ်ခါချင်းရတော့ DOD တော့မသိဘူးဗျာအဲ့လိုမျိုးချင်းလိုက်တော့ကြတော့ဒါတခြားပေးကြီးပေါ့နောက် wiki ပျောက်သွားတယ်ဆိုပြီးတော့လူတိုင်းထင်တာအဲ့ဒါကျွန်တော် wiki ခုထပ်ပြောင်းနေဆို Ria နည်းနည်းဟိုပုံလာခြင်းတဲ့ခါလဲလာတယ်မလာခြင်းတဲ့ခါလဲမလာဘူးဗျာအဲ့လိုမျိုးဟိုသူတို့တိရတင်နေဆိုရင်တော့ကျွန်တော်တို့အဲ့ဟို 1.3 တို့ပါတော့အဲ့လောက်ထိရောက်တယ်ဗျာဟိုမတိရမတင်ဘူးဆိုရင်တော့100 200 300အဲ့လို10ကျော်လေးဗျာအဲ့လိုမျိုး30ကျော်အထိတောင်ရှားရတယ်ဗျာဆိုတော့ဟိုထားလိုက်တယ်ဗျာ React ကအလောက်မဟုတ်ဘူးဒီကကိုတင်နေတာတင်ရဖို့ပဲဆိုတော့ကြောင့်တေချာပဲအဲ့လိုမျိုး
တင်လိုက်တာဗျာတိတ်ပြီးတော့ဂီးဝန်းဆိုင်ပြီးခုနောက်ပိုင်းတော့တိတ်ပြီးတော့ပေးရဟာကြီးတင်တာတင်ကျွန်တော်ဟိုမ share ပြတော့အဲ့လိုမျိုးတော့ဖလာအမှတင်ထားရရှိရဒီလောက်ပဲဗျာအဲ့လိုမျိုးဟိုတို့ပေမဲ့ကျွန်တော်ကတော့ဟိုဂျားထဲမှာအဲ့လိုမျိုးဟိုချက်ပုတ်လောက်လာကြရလေလဲကောင်းပါဟိုအပြိုင်ဆိုင်လောက်တယ်ဆိုရင်တော့ပို့ပြီးတော့ဘယ်လိုမျိုးပြောရမလဲကိုယ်ပြားနဲ့ဗျာဟိုရှော့ရမယ်လို့တော့ထင်တာပဲအဲ့လိုမျိုးနည်းနည်းလဲကောင်းကန်းနေထွက်လာနိုင်တယ်ပေါ့အခုကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့အဲ့ဟိုအခြေတင်ဖြစ်တဲ့ကိစ္စကိုပြောပြမယ်ဗျာဟိုသူတို့ရက်ကွက်ကိုအဲ့လိုမျိုးကျွန်တော်တို့နည်းနည်းဖောင်းတယ်ပေါ့ဗျာဖောင်းပြီးတော့အဲ့လိုမျိုးပြောတာဟိုမှန်တဲ့ချက်ပါပဲဒါပေမဲ့သူတို့ကလက်မခံနိုင်ဘူးဗျာအဲ့လိုမျိုးခုနအသက်အရွယ်ပိုင်းဆိုင်ရာအရာလက်မခံနိုင်တာဗျာဆိုတော့ကျတော့အဲ့လိုမျိုးကျွန်တော်တို့လည်းပြန်ဖောင်းအဲ့လိုမျိုးအချင်းချင်းအဲ့လိုမျိုးဖြစ်နေကြရင်ကျွန်တော်တို့ဘက်ကတော့ငြိမ်သွားပါခုကတော့သူတို့ဘက်ကလည်းအဲ့လိုမျိုးဟိုသူတို့ဘက်ကအုပ်စုကိုထုတ်မယ်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ကတော့ဟိုစလုပ်ခရဲဘာတင်းမှလည်းမရှိဘူးဗျာအဲ့လိုမျိုးကိုကြိုက်တာကိုထုတ်မယ်အဓိကတော့ဟိုရောင်းမယ်အဲ့လိုမျိုးဝယ်ခြင်းတဲ့ကောင်ဝယ်လိမ့်မယ်အဲ့လိုကုန်သွားလဲဘာမှဖြစ်ဘူးလက်ကားလိုက်ပေးပလိုက်မယ်အဲ့လိုမျိုးဗျာခုနောက်ပိုင်းဆိုရင်ဟိုထုတ်တဲ့ဟာကြီးဆိုရင်ဗျာဂျားထဲမှာအဲ့လိုမျိုးဟို100လို့သာပြော80လောက်ပဲထုတ်လိုက်ရည်လည်းရှိတယ်အဲ့လိုမျိုးအရေးအတွက်ရှော့ပြီးတော့ထုတ်တာနည်းနည်းလူနည်းစုစီရောက်ရင်တော်ပြီဗျာအဲ့လိုမျိုးကာချာလေးတစ်ခုပြန့်သွားတော့ပဲလိုတာပါအဓိကတော့ရပိုင်လို့ရပိုင်ဆိုတဲ့အချင်းချင်း underground မှာဆိုရင်ချင်းချင်းရှိတ်နေကြတာဗျာတရားတော်နဲ့တရားလို့ချစ်ခင်နေကြအဲ့လိုပုံစံအဲ့လိုကာချာလေးတစ်ခုကတော့တကယ်ဒီချင်းမှုကတော့ချစ်ဖို့ကောင်းပါလေတယောက်နဲ့တယောက်လည်းလို့ဒီကြပြားနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်လည်းရင်းနှီးပြတယ်အခုကျွန်တော်တို့ဟိုဆိုစကားပါအောင်ပြောပြတယ်ကြာရင်အားဆိုရင်ဟုတ်တယ်မလားမျက်နှာစိမ်းနေကြသိနေခတ်တဲ့တန်းပဲအခုဆိုရင်ကြပြားနဲ့ပတ်သက်ပြီးတော့ဒီချက်ဖို့တွေပါနေရေးရနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်လို့မျိုး community လေးတစ်ခုဖြစ်လာတာပေါ့ဟုတ်တယ်တို့ပေမဲ့ဟိုဟုတ်ဘယ်လိုပဲပြောလိုက်ပါကျွန်တော်ပြောစရာများနေတော့ကြောက်ဟုတ်ရမို့ကျွန်တော်ကိုခေါင်မတိတ်နေတော့ချင်းနေပါပြီလားခိုင်းနေပြီလားအေးဆိုင်တော့ဆိုပါလေပါနားထောင်ရကျင်းပါဝင်ပြောပါရတယ်ဝင်ပြောပါကျွန်တော်ဟိုကျွန်တော်လည်းဝေဖန်တာရမ်းများနေပါဆိုတော့ဆုံးရတော့ခင်ဗျာဒီခင်ဗျာအရန်ဝေဖန်တာအရန်ဝေဖန်ကျန်းတယ်ကျွန်တော်မခံနိုင်ဘူးဘေးနာမြင်းနေရကောင်တော့နောက်ပိုင်းနာမည်တက်တော့မပြောတော့ချက်ဖို့ထုတ်နေတယ်ချက်ဖို့တော်များထုတ်နေပေါ့တလားတအုပ်လောက်အဲ့လောက်ထားပါတော့ထုတ်နေပေမဲ့သူတို့ကြည့်ရင်ဘယ်လိုဖြစ်လဲဆိုတော့ချင်းမပြေဘူးလို့တင်တယ်ထုတ်နေတယ်ထုတ်တာတော့ကောင်းပါတယ်တက်မိတ်ဆက်တော့ဒါပေမဲ့သူတို့ကချင်းပဲမိတ်ဆက်တာဖြစ်နေပြီးတော့ဟုတ်တယ် bro ဟုတ်တယ်စာမျက်နှာရေးအတွက်နေနေရတယ်တအုပ်ကိုစာမျက်နှာ20လောက်ပဲပါတာမျိုးအဲ့မျိုးကြတော့မျိုးကြီးခံလာတယ်ပဲbrother ဘယ်လိုမျိုးပြောရမလဲဟုတ်တော့ငါလင်းမှာဝင်ဖက်သေးရလားဟုတ်ပါဘူးလင်းမှာဝင်ဖက်လို့ရတယ်ဒါပေမဲ့မျိုးလေးပဲစာမျက်နှာ20လောက်ချက်ဖို့ဆိုတော့ဒီကထုတ်တာလည်းရှိပါတယ်ကိုမင်းကြီးတို့ပါအဲ့ဒါတွေကတော့ပြောလို့မရဘူးရတယ်သူတို့စားခဲ့တာချက်ဖို့ဆိုတာဒီမှာသူတို့စားခဲ့တာတော့ပြောရအောင်နောက်ပိုင်းဘာညာကနမျိုးဆက်ပြောလို့ဟောကနမျိုးဆက်တော့ဖြစ်တယ်ကနမျိုးဆက်ပြောလို့ဆို online ကြပြမျိုးဆက်တော့သူတို့ကြည့်တာပေါ့နော်ဟိုဟုတ်တယ်တွေ့အောင်ထုတ်နေမဂ္ဂဇင်းတွေလည်းရှိနေဒါပေမဲ့ပါသွားပြောလဲဆို quality ပေါ့ဗျာ quality ဆိုတာစာအုပ် quality ပါအထက်မှာပါတယ်ဒီမဂ္ဂဇင်းတို့ဒီ chat board တို့ quality ပေါ့ဗျာဟိုရုပ်ဝတ္ထုပစ္စည်း quality မဟုတ်ဘဲနဲ့ဒီအရေးအသွေးပေါ့ဟုတ်တယ်သွားစကားပြောမယ်တဲ့ဟုတ်တယ်ကျွန်တော်သိတယ်မလားလုံးနေတာပဲဗျာငါသိမလားငါဒီလိုမျိုးဟာနဲ့လုံးနေတာပဲဒါပေမဲ့ပေါ်တာပဲအဲ့တော့ဟိုပေါ်တာဆိုတာဗျာဟိုတခုပေါ့နော်ဟိုအဲ့လိုကြပြဖြစ်မဖြစ်ပါညာတက်စားဟိုရှိရကြောကြပြပေါ်ခံယူချက်ပေါ့ဗျာကြပြအောင်မှပဲရှိပါတယ်ဒါကတော့ဒီသူတို့တော့ကြပြဆရာလို့လည်းမပြောချင်ဘူးကျွန်တော်မတတ်မှတ်ချင်ဘူးကြပြဝါသနာရေးသူတယောက်ပေါ့နော်အဲ့လိုဖြတ်တန်းခဲ့တဲ့ဒီနှစ်3နှစ်အတွင်းမှာတွေ့ရပါကြပြအောင်ဗျာလို့စော်ကြည့်ဖို့ရေးရဲကောင်လေးတက်ရှိရတာဒီလားဟုတ်တယ်ဟိုကြပြဟိုထားစာဖတ်တဲ့ကောင်လေးကကောင်လေးပါတဲ့တော့မပြောပါနဲ့ပတ်နေပါဘူးဒီတို့ကဗျာကောင်မလေးတွေကဒီဟိုဆိုရင်ကျွန်တော်ပြီးတလောက်ဆိုရင်ပေါ့ဗျာကျွန်တော်အရှိခိတွေမမီဘူးဗျာထားပါကျွန်တော်ပြီးတောက်ဆိုရင်ဒီအာနာခုဖြစ်ပြီးတော့ Away Dance No Way ဆိုရင် group ပေါ်လာအေးကနေစာပြီး model ကြပြသွားပြန်ပြီးတော့ဟ
လူတွေကြားမှာအောင်ကျွတ်ဖြစ်လာပြီဗျာအဲ့ဒီကနေစတော့စော်လေးတွေစဖတ်လာပြီပေါ်ပင်ပဲဖြစ်ပါပဲဖြစ်ပေါ့ဗျာအဲ့ကနေကြတော့ဟာအကောင်တွေကခွင်းဝင်နေဟာစော်လေးကကြပြဘာညာရင်အထင်အော်တိုကြီးပြီးသားအဲ့တော့ကြောင့်အဲ့လိုမျိုးရည်ရချမ်းတဲ့ကြပြတသက်ရေးတဲ့ကောင်လည်းရှိတယ်ဗျာတွေ့ခဲ့ဘူးကြုံခဲ့အဲ့လိုမျိုးကြတော့ကျွန်တော်ကမတတိတော့ကြပြကိုဘယ်လိုအတုံးချရလို့မြင်တယ်ဗျာတိတ်သဘောမချဘူးဒိဗယ်သိမရှိလို့တော့ထင်တယ်ဒီအိုင်းပါဘယ်လိုပြောမလဲဒီလူတယောက်ရည်ရွယ်ပြီးရေးတာကြတော့တမျိုးပေါ့ဗျာဟုတ်တယ်မလားဘရိုထုတ်တာရဲ့ချက်ဖို့ဆိုတယ်အဲ့လိုမျိုးပဲဗျာသူစီလူတယောက်ရည်ရွယ်ပြီးရေးရဗျာအဲ့လိုမျိုးပုံစံကြတော့တမျိုးဗျာမတူဘူးလေဗျာနဲ့ပတ်သက်ပြီးတော့အတုံးချသွားတာကြတော့ဒီကောင်တွေကလည်းနောက်ပိုင်းကြည့်လိုက်ရင်တော့လေဘာမှအဗျာကိုဆက်လုပ်တော့တာမျိုးတော့မရှိတော့ပါဘူးမတွေ့ပါဘူးဟုတ်တယ်ကြဗျာနဲ့လမ်းခွဲလိုက်တာလားပါလားတော့မသိဘူးဆုံးပြလိုက်တာပဲအခြေချပြအစ်စ်လေးတွေ့သွားတယ်ခဏလည်းဆိုအမျိုးသမီးတွေအနေနဲ့ကြပြမရေဘူးဆိုရင်တော့မြစ်တန်းတို့မင်းခက်ရဲတို့စာအုပ်လေးဗျာဝယ်ပြီးတော့မိုင်လေးတင်အောင်လောက်နေတယ်စုတ်ကာနေလောက်မှာအဲ့လိုမျိုးအနေထားတစ်ခုမှရှိတယ်bro ခဏတော့အန်လိုက်မယ်ဗျာပြန်စလိုက်မယ်မဟုတ်ရင်ကျွန်တော်ဒီဇုံကနေအန်သွား9မိနစ်လောက်စောင့်နေအောင် Okay bro ပြန်ကျွန်တော်ပြန်စလိုက်မယ်နော် Okay ဗျာ Okay ဟုတ်အားဆက်တော့ပြတ်သွားဘယ်နားလေးရောက်သွားလဲမသိဘူးခုနကျွန်တော်တို့ချိုးဘက်ရက်ကောက်ကဒီချက်ဘုတ်အနေထားတွေပေါ့ဗျာဟုတ်လားဒီရေးနေရောပြီးတော့တခါတက်လက်စားဖောင်းထုလို့ဖောင်းထုတယ်လို့ပြောခေါင်းနဲ့တက်လိုက်တော့ဖောင်းထုလက်စားနဲ့ချာဗျာအရာတစ်ခုကတော့ပါလေဆိုတော့ကိစ္စပြောတယ်ဟုတ်တယ်စာပေခရိုနီကိစ္စချင်းချက်စံတော့မိတော့လေနော်ဘာလဲဆိုတော့ငါတို့စာပေထုတ်တယ်ငါခရီးစာပေပေါ့ဗျာ Children book Yes ဟုတ်တယ်ဟုတ်တယ်ပါရန်ကုန်မြို့နဲ့အဲ့ဒါအယူဗျာခရီးစာပေဆိုရင်ခေါင်းနဲ့အောက်ကနေထုတ်ပြီးတော့တန်ဖိုးက18000ပါမင်းတာ9000နှစ်ဘလောက်ပဲစာအုပ် quality ကောင်းနေပဲပြောတာကတ်ထားတာကလေးတွေဆိုကလေးတွေဖတ်နိုင်တယ်ကလေးမိဘတွေဝယ်ပေးနိုင်တယ်ပတ်စံအမောင်းလောက်ပဲတန်ဖိုးလောက်ပဲသွားဟုတ်တယ်ဘယ်လိုပဲလာငင်းပါသေးငင်းဘာ material တွေပါသုံးထားပါမသိရင်ဗျာဒါပေမဲ့ဒီထားပါတော့ပကြီးစာအုပ်လိုဟာမျိုးကြောင့်တစ်မျိုးဗျာပကြီးစာအုပ်လိုကြတော့ကလာတွေဘာတွေအတွက်ကျွေဆက်ကိုတွေပါသုံးရတယ်လက်ခံတာလေကလေးစာပေဆိုရဲခေါင်းဆောင်မှာထောက်နေတာဗျာကလေးလက်လန့်မိလိုက်ဒီအောက်တိုးတယ်နောက်ပြီးတော့ကလေးစာပေသူတို့ဟိုဖြစ်တဲ့သူတို့ထောက်တဲ့ဒီ rating age rating ရတယ်ကျွန်တော်ပြောမလဲဒီစာအခုမှဖတ်စာတင်မယ်အဲ့လိုမျိုးဟာလေးခလေးပြတော့3-4နှစ်သားလေးတော့မိဘကထိုင်ပြီးတော့ဒီဘိန်းနာကနေပုံမြင်သဘောလိုမျိုးဖတ်ပြလို့ပဲပုံမြင်သဘောလိုဖတ်ပြလို့ရမယ်စာအုပ်ဗျာတင်ထောက်ကူစာအုပ်လို့အဲ့လိုမျိုးပုံစံဗျာအဲ့ဒီအစားဗျာခလေးမိဘတွေကဗျာဥပမာဆိုလူလက်တန်းသားမိဘတွေဆိုရင်ခလေးပါချင်းရမယ်ပါညာအဲ့လိုမျိုးသူတို့ပါလေသူတို့အလုပ်တွေရှိရဲစားအလုပ်တွေရှိမယ်ဆိုဗျာအဲ့ဒီ1,800ယူစာအုပ်ဝယ်ပေးမယ်ဆိုတခြားဒီခလေးသားဒီခုဝယ်ပေးလိုက်မယ်အတူတော့တောင်မရှိဘူးဒါရက်သားအမြင်နဲ့ပြောရပါအဲ့ဒါကြတော့တကယ်ချင်းဆုပ်ဟွာကျွန်တော်လုံးဝဒီရက်ပိုင်းမှာလုံးဝစိတ်မြင်နေရဗျာလုံးဝမြင်တိုင်းလဲလုံးဝပေါက်ခွဲလုံးဝရုပ်ပေါက်တဲ့ကိစ္စသူတို့ရဲ့ရည်ရွယ်ချက်ကကလေးစာပေဆိုပေမဲ့မင်းတို့စင်းရသားကလေးစောက်စာမဖတ်နဲ့ဆိုရင်ပုံစံတွေ့ဖြစ်ဟုတ်တယ်အိုင်နေထားသူတို့ဘလို့ပြောင်းသွားလဲဆိုတော့ဗျာမြေမုံတွေကစဘလို့ဖြစ်လဲဆိုတော့ဒီစင်ကာပူလာတော့မသိဘူးထားပါတော့အဲ့မှာဒီ literature နဲ့ပတ်သက်ပြီးတော့ festival တခုကျင်းပါတယ်ဗျာအဲ့မှာသူပထမတစ်ခေါက်ကတက်ရတယ်ဒုတိယတစ်ခေါက်ကျတော့ခုနကကျွန်တော်workshop တက်ဖြစ်ခဲ့တဲ့ဒီ That Story Project ကဒီကိုတန်လွင်မြစ်ပေါ့ဒီ founder တော့မဟုတ်ပါဘူး founder ဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ်ဒီမြန်မာနိုင်ငံကျွန်တော်လည်းသူ့အကြောင်းbiography ကိုချားလို့ပါတော့ပြန်တဲ့တယောက် Yes ဟုတ်တယ်ဗျာကျွန်တော်သူရှိမှာ workshop တက်ခဲ့တယ်ဘယ်နှပတ်တော့တစ်ပတ်လားတော့မသိဘူးဗျာအဲ့မှာကျွန်တော်တက်ခဲ့တော့ certificate တို့ပါတော့သူတို့တိုက် ထုတ်ထားတဲ့ဟာဆိုတော်တော်မိုက်တယ်ဗျာအဲ့လိုမျိုးမြေမုံလွင်တို့ဟက်ကဘာညာဗျာအဲ့လိုအကုန် fuck off လုပ်လိုက်လို့ရတယ်အဲ့မှာဒီ artwork ကစအကုန်မိုက်တယ်တို့ပြီမဲ့ဘာဖြစ်လဲဆိုတော့သူတို့ကကလေးတွေကိုပဲဥတီတဲ့ခါကြတော့ပြီးကြတော့positive vibe ပဲဗျာသူတို့ကအဲ့လိုမျိုးအနေထားတစ်ခု team တစ်ခုအသေးသတ်မှတ်ထားလိုက်တယ်အခါကြတော့ဘယ်လိုဖြစ်လဲဆိုတော့ရောက်တဲ့နေအောင်မရောက်ဘူးဗျာအဲ့လိုမျိုးဖြစ်တာ
ဆိုတော့ဟိုသူတို့နေပင်မှာတော့သူတို့ဆရာကြီးပဲဒါပေမဲ့ကျွန်တော်တို့သိလားဆိုမသိဘူးဗျာအဲ့လိုမျိုးကျွန်တော်လည်းမသိဘူးဗျာအဲ့မှာဟိုတင်တန်းသွားပြီးတော့တက်လိုက်တော့မှဟာတော်တော်မိုက်ပါလားပေါ့ဒီဘက်လုံနေအလုပ်ကဒါပေမဲ့သူကဟိုတင်းတစ်ခုအသေးထားလိုက်တဲ့ခါကျတော့အဲ့နေရာမှာပဲရှိညာပေါ့ဒီဘက်ကမရောက်လာဘူးအဲ့လိုမျိုးပုံစံဖြစ်တာဆိုတော့ကြောင့်အဲ့မှာသူဟို festival ဟာနေတော့သူ့ရဲ့နေပင်မှာ ဟုတ်တယ်အဲ့လိုမျိုးဟို festival သွားလိုက်တဲ့ခါကျမြေမုံလေးကအဲ့မှာကလေးစာပေယောဂထားပြီးတော့ဒီဘက်စပြီးဟို graphic novel တွေပါထုတ်တာမပြောလို့ဗျာဟိုမိုက်လဲမိုက်ပါတယ်ပါကြောင်တို့ပါလို့ဗျာဘုံတိုင်းကျဲတို့ထုတ်တော့ရတယ်ကောင်းတယ်ဆိုဒါလက်ခံသေးတယ်နောက်ပိုင်းဒီဘာထုတ်လို့ဆိုအဲ့ဟို Jerusalem တို့ပါလို့ဗျာအဲ့ဟာတွေဟို gay design တာ sorry guy design အဲ့ဘဲရဲ့ဒီစာအုပ်တွေကိုဒီဘာသာပြန်ပြီးတော့ထုတ်တယ်အဲ့မှာစတော့ပါပဲဗျာအဲ့မှာနေစပြီးတော့နောက်ထပ်လည်းအခုအဲ့ဟိုဟာဘာတော့ဒီ award တော့မင်းစော်ဆွဲတယ်ပြောပါတယ်ကျွန်တော်စာမျက်နှာဘယ်လောက်ပါလဲတော့မသိဘူးဗျာတိတ်ပြီးတော့ဟိုဆဲမတ်ဖွယ်ရလဲတိတ်ပြီးတော့မကောင်းပါဘူးတို့မှသိရမလားငါတို့စာပေဆိုပြီးတော့အဲ့လိုမျိုး force တစ်ခုတုံးပြီးတော့အဲ့လိုမျိုးလုပ်တယ်လုပ်ပြီးတော့အဲ့ဈေးကိုလည်းမတန်ရစားပေါ့အဲ့လိုမျိုးလုံးဝအကွက်ကောင်းကောင်းနဲ့ဖင်ချရတယ်ဆိုတော့တိတ်ပြီးတော့မခံတာတော့ဖြစ်နေကြအဲ့လိုမျိုးတော့မနေ့ကဖောင်းထုတ်ခြင်းလို့ကျွန်တော်စာမျက်နှာဘယ်လောက်ရှိလဲဆိုတာပေးရှင်မှာဟိုချားဒီသူ့တိုက်ကအဲ့လို video distribution မဟုတ်ဘဲနဲ့ချားပေးကြီးတင်နေတာကြည့်တော့ဟာငါတော့မျက်နှာဆိုဒါတော်အံ့ဩရတဲ့ကိစ္စပဲဟိုကျွန်တော်နေစာမျက်နှာ100ကျော်ပါတယ်ဆိုတော့1800အောင်ကတော့ဟိုဘက်ဒီဘက်မျှတွေးပြီးလို့ရ300မှတ်တည်တယ်ကြာဒီ52မျက်နှာကြီးဆိုတော့ဘယ်လိုပြောဖောင်းထုတ်ထူရမယ်ကိစ္စဖြစ်သွားပြီဒါကော်လုံးနဲ့သက်ဆိုင်ဟုတ်တယ်graphic လို့ပဲထုတ်တာလည်းမပြောလို့ပါဘူးဘောနော်ဒီပါကြောင်လို့ပါလို့ဆိုရင်6000နဲ့တော်တော်လေး quality ရလည်းကျွတ်တယ်ဗျာဒီမလားသူရုပ်ပြ branch ကထုတ်တာကွတ်ရန်ကောင်းလဲဆိုတာဒါဟိုတော်တော်ကြီးကိုမိုက်တဲ့ထဲမှာပါတယ်ဒါဒီ2020ပဲပေါ့နော်သူ2020ဒီဇင်ဘာလားမသိဘူးအဲဒီတော့အဲ့လိုမျိုးထွက်တဲ့တိုက်ဆိုတာလည်းမရှိသေးဘူး graphic တို့ပဲပါအဲ့လိုမျိုးခေါ်ရဲတိုက်ဆိုတာမရှိသေးဘူးဒါပေမဲ့နောက်ပိုင်းဒီခုဖြစ်ပြီးတော့ပါညာသူလည်းနားမယ်ပေါ့စာအုပ်လုပ်ငန်းတွေမလုပ်တော့ဘူးပါညာအဲ့ဒီကနေတကြော့ပြန်လာတယ်ကမ်းပတ်ပြန်လာတယ်ပေါ့ပြောရမှာကမ်းပတ်ပြန်လာတယ်ဒီသူနိုင်ငံခြားရေးပါရောက်သွားပြီးဟိုဘက်ဒီဘက်တက်တဲ့အချိန်မှာတကယ်ပေါက်ကြိုက်ထားဖြစ်တာပဲကွာဟုတ်တယ်အဲ့မှာလည်းဟိုကလေးစာပေယောဂထားပြီးရှောက်လို့တော့တာပေါ့အဲ့လိုမျိုးမောင်းမသိတော့ဘူးအားကြောင့်ဟုတ်တယ်အဲ့ဒီမြေမောင်းလည်းနေနဲ့2019 2020လောက်မှာလောက်ခဲ့တာတွေတော်တော်ဟောကျင်းတော့ရုပ်ပြပိုင်းဆိုင်ရပါလို့သူမိတ်ဆက်သွားပြီးတော့ရှိရဒါတော့ပိုးစားတော့ပြန်ပြီးတော့ထုတ်ပြီးတာပါညာဆိုလဲကောင်းတယ်နောက်တော့ခုနောက်ပိုင်းမှလာမသိဘူးအရှင်ဆရာပိုးစားတော့ဘာလက်ရကြောက်ချက်အဲ့လိုလက်ရတယ်ပါညာလေးကိုပြပွဲပါညာမှာလောက်တာလေလက်ခံလို့ရတယ်နောက်တော့ဘုံတိုင်းကျဲပါညာပေါ့အဲ့လို comment artist တွေကိုမိတ်ဆက်ပေးရပါညာလဲကောင်းခဲ့တယ်နောက်ဒီနောက်ပိုင်းမှဘယ်လိုဖြစ်လို့ဖြစ်အောင်မှန်းတော့မသိဘူးခရိုနီယောဂဆောင်းတော့ကြကျိုးစိတ်ကောက်တတ်တာပဲကျော်ဘလော့ဖြစ်တာပေါ့ဟုတ်တယ်ကျွန်တော်တွေကဘယ်တယောက်လဲဘလော့ပလိုက်တာသူတင်ထားပါတယ်နောက်ဟိုဘယ်လိုမျိုးဖြစ်နေလဲဟုတ်တယ် maybe cloud ဆိုတဲ့ပဲလीကျွန်တော်နာမည်ဘိုင်းနဲ့ပဲပြောလာတယ်အဲ့ပဲဟိုပလီတိုဟိုပြောထားတာနည်းနည်းဗျာဟိုစောက်အစ်ထွက်တယ်မလားစောက်အစ်ထွက်တယ်ဟိုကောင်းကန်းကန်းဗျာတည်ရမလားလို့ဝယ်ချင်းစပွဲဖြစ်အောင်ပြောဗျာအဲဘာမှလုံးသက်စင်တွေကမလိုဘူးဗျာဒီဘက်နည်းနည်းဟိုအချိန်ပေါက်ဖြစ်တယ်အဲနောက်ဟို graphic novel မှာလဲအားကြောင့်ထိရဂိတ်ဆုံးသွားပြီးတော့ဒီမြန်မာကတ်တွန်းနေမှာဆိုလဲအဲ့လိုဟိုတွတ်ပြီးတော့တမိန်ဘောတို့ထုတ်တာတွေကောင်းတယ်ဗျာအဲ့လိုမျိုးဂျင်းနှပ်ဖို့ကောင်းတယ်အဲ့လိုမျိုးဝယ်ရတာစိတ်မပြတ်သွားဘူးအဲသို့ပေမဲ့ဘယ်မှာစိတ်လာပြတ်လဲဆိုတော့ဟိုမဖဲဝါအုပ်တွေနောက်ဒီခတ်စော်အုပ်တွေအဲ့မှာနေစပြီးစိတ်ပြတ်သွားတယ်ဗျာမဖဲဝါအုပ်ဆိုရင်ဟိုဇလန်းရပြောရမယ်ဆိုရင်ဘာမှမမိုက်ဘူးဗျာအဲ့လိုမျိုးဟိုသူပြင်ဆင်ထားတဲ့အပြင်ဆင်နဲ့ဟိုအဲ့ဒီဇိုင်းတွေနောက်အဲ့လိုမျိုး box နဲ့ဒီဟို set တစ်ခုပေါ့အဲ့ဟာကပဲနည်းနည်းသူ့ကို treatment ဖြစ်သွားတယ်လို့ထင်တယ်ဗျာနောက်အဲ့မှာဟိုတကိုင်းတော့ run ကုန်တွေပါလေဟိုထုတ်တဲ့အခါကျတော့ဟိုပတ်1ပတ်2တွေပေါ့အဲ့လိုမျိုးခွဲပြီးတော့ထုတ်တာလေကျောင်းကဗျာအဲ့လိုမျိုးအဲ့ဒါဟိုဖြစ်တယ်ဗျာတခုတော့ရှိရပါတော့တခုတော့ရှိရဆိုအဲ့ဒီတော့ကတော့အခုလိုမျိုးတော့ဟိုရုပ်တော့စပေါက်နေပြီရမ်းမပေါက်သေးဘူးဒါသူပေးရစီနဲ့သူတို့လောက်ထားတဲ့အဝေါ်နဲ့ကျတော့ဘယ်လိုပြောမလဲဒီအလူပညာလက်ရောက်ဖယ်ကြီးလိုက်ဒီတိုင်းဘယ်လိုပြောပေးလို့ဆိုတော့မုတ်ထုဝယ်စားဆိုပါဗျာတန်ပေးရစီနဲ့တန်နေရလို့ပြောလို့ရတယ်အခုကျတော့အဲ့လိုမဟုတ်တော့ဆောက်တယ်လည်းဖြစ်သွားဟုတ်တယ်ဟိုလေပြီးတော့ကနောက်ပြီးတော့အဲ့ဒီငါတို့စက်ပြီးတိုက်ရတခုရှိတာ
အရင်တော့အဲ့ဒီချက်သဘောကျတယ်တခုခုဆိုရင်တို့ကဒီနိုင်ငံခြားဘာသာပြန်နေပါလေဆိုတော့အဲ့လိုမျိုးစာပေမူပိုင်ခွင့်တို့ကိုယ်တိုင်ပတ်စံပေးဝယ်ပြီးတော့အဲ့လိုမျိုးဘာသာပြန်နေဆိုတာပဲဟုတ်လားတော့မသိပါဘူးအခုတော့အဲ့ဒါကြီးကိုကင်ပေါက်ပြီးတော့အဲ့လိုမျိုးလှုပ်ရှားရတယ်လို့တော့ထင်တာပဲသဘောမကျတော့ဘူးလားဒီလားဟုတ်တယ်ဟိုကြားတယ်ဘယ်လိုမျိုးပြောရမလဲချမ်းမြေဝင်တို့ဘာလို့ကတော့အဲ့လိုမျိုးမူပိုင်ခွင့်ကတော့ဘယ်လိုမျိုးပြောရမလဲစိတ်ချရတယ်ပေါ့ဒါပေမဲ့အိုက်ဇက်ကလုံးကြီးတို့မတော်ဘူးများအဲ့လိုမျိုးတို့တိုက်တော့ပါတိုက်တော့ကျွန်တော်မေးနေထားပါတော့သူတိုက်ဆိုသူစောက်အုပ်တွေနဲ့ကောင်းတယ်ဗျာမစိုးကျွန်တော်ဆိုရင်ဟိုချမ်းမြေဝင်ဘာသာပြန်နေအရင်ကမဖတ်ဘူးအမောင်တို့ဘာလို့အခုလည်းမဖတ်ဘူးပါအခုဖတ်ဘူးတာတောက်တယ်ဗျာအဲဆုလက်ဆိုတဲ့တောက်အဲ့ဒါလည်းလုံးဝဟိုချင်း literature ထဲမှာပါတော့ကျွန်တော်ဝယ်လိုက်တာဗျာစကားတော့နည်းနည်းပါးထွေလာလောက်ပဲကြည့်ဘူးတရားဗျာကောင်းတယ်မစိုးဘူးဗျာဝတ္ထုပါရတော့နောက်ပိုင်းနေကျွန်တော်တိုက်ကလည်းဟိုအစားကတော့အဲ့လိုစီစဉ်တာချင်း literature အဲ့လိုမျိုးကလေးမေတွေကြိုက်ပေါ့အဲ့လိုမျိုးလောက်ဖို့လို့စီတာတို့ပေမဲ့အဲ့လိုမျိုးဟို budget ရောနောက်အဓိကအပြင် quality ကောင်းဖို့အတွက်ဗျာအဓိကအိုက်တစ်ခုတွေရယ် budget ကတော့အခုကျွန်တော်တို့လုံလောက်ပါတယ်ဟိုနည်းနည်းစပွန်ဆာရထားတော့ကြတော့အဲ့အကြောင်းမို့ပဲဟို UPJ ဆိုပြီးတော့ပဲထားလုံနိုင်တာဗျာကိုမင်းညက်နေအောင်ကိုအဲ့လိုမျိုးတော့အနေနဲ့အဲ့လိုကလေးစားပြီးပညာလုံးရင်ကြတော့ကလေးတွေစီရောက်ဖို့ရှိပါမလားကိုက underground ဆိုတော့ဟိုလိုပူးစာတို့နောက်တော့ပါရှိအောင်နဲ့တခြားဘာသာပြန်လက်စားစာတွေပေါ့အဲ့ဒါတွေဆိုရင်ထုတ်လိုက်ရင်ကလေးလက်ထဲရောက်မလားဒါမှမဟုတ်ဒီတိုင်းဝိုင်းနဲ့ပဲပြန့်နေမလားအေးဟိုဟာဖြစ်တယ်စကားပြောစရာရှိတာကတော့အဲပွဲဥတဲ့ကိုမင်းညက်နေစာအုပ်ကနေစပြီးတော့ကြည့်ရမှာပဲဟိုကျွန်တော်ကအဲ့အရင်ကစဉ်းစားမိရဗျာ channel literature လုံးမယ်ပေါ့အဲ့လိုမျိုးတို့ပေမဲ့အခုကျတော့ဟို channel literature မဟုတ်ဘဲနဲ့ဟိုရေပူအဖြစ်ဗျာ young adult fiction ပေါ့ကျွန်တော်တို့လည်းဖတ်လို့ရတယ်နောက်ဟိုကလေးတွေကြိုက်တာမကြိုက်တာအပါတာအဲ့လိုမျိုးပေါ့လုံးဝဘယ်လိုမျိုးပြောရမလဲပုံမြင်ဆန်နေဗျာအဲ့လိုမျိုးဟာလေးထုတ်မယ်ပေါ့အဲ့လိုမျိုးဆိုတော့ကျတော့မောင်ဒေးပါတော့မောင်ဒေးပြန်တယ်လို့ဗျာဟို Charlie နဲ့ chocolate ဆက်ရုံပါညာအဲ့လိုမျိုးအုပ်တွေလို့ပေါ့ဗျာကျွန်တော်လုံးမယ်ပေါ့ဒီမှာဆိုလဲဟိုနည်းနည်းဗျာဟိုပျောက်နေတဲ့ဟာတခုရှိတယ်အဲ့ဒါစောတယ်ဗျာစောတယ်ဆိုတာအဲ့ဒီဘာတော့ဝါခတ်မလားအဲ့တိုက်ကအစောဆုံးပဲကိုလင်းတီဦးတို့နောက်အဲ့မောင်တေးရဲ့ချာလွတ်တီဝက်လားအဲ့ဟာတွေပါထုတ်ခဲ့တဲ့တိုက်ဗျာနောက်အဲ့ကနေဒုတိယဟာဆင်ပွားလိုက်မယ်ဆိုရင်တော့ကန်းကော်ဝေးကြီးဗျာအဲ့ကောင်ကထုတ်ခဲ့တယ်အဲ့ကောင်လဲဂျူနီယာဝင်းအုပ်တို့ပါတို့ဗျာစောတယ်တို့ပေမဲ့ရောက်တဲ့လောက်မရောက်ဘူးဗျာအဲ့လိုမျိုးဟိုအညွန်းတဲ့သူတွေကြောင့်မို့ပဲထင်ပါတယ်ကျွန်တော်တို့ဟိုနိုင်ငံအခြေအနေနဲ့ပြီးကြတော့အဲ့လိုဟိုသူတို့ရဲ့အကြိုက်ပေါ့ဒီဘက်တွေကိုလည်းမကြိုက်လို့ပဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကတော့နောက်ပိုင်းအဲ့လိုဟိုညွန်းပြဖို့တော့များပါတယ်အဲ့လိုမျိုးအခု pocket ဒီလိုမျိုးဟာလည်းလုတ်တယ်ဗျာလုတ်ပြီးတော့ဟိုအညွန်းလဲ page ကနေနောက်ထပ် category တစ်ခုပေါ့ထပ်လုတ်မယ်ပေါ့အဲ့ဟိုစာဖတ်သူတွေအဲ့လိုကလေးတွေလက်ထဲရောက်တာမရောက်တာတော့အပါတာဗျာအဓိကတော့ကျွန်တော်တို့ထုတ်လိုက်ရတဲ့အတွက်တော့PD ဖြစ်သွားတယ်ပြီးကြတော့ဟိုကောင်းကန်းဗျာတအုပ်ထွက်လာတယ်ပေါ့အဲ့လိုမျိုးလုံးဝ rated style ကြီးဗျာ underground ကနေလုံနိုင်တယ်ပေါ့အဲ့လိုမျိုးပုံစံလုံချင်ရုံပါအဲ့လိုမျိုးကျန်တဲ့ဟိုအကန်ဘာညာတော့အဲ့လိုမျိုးဟိုရှေ့ဆက်ပြီးတော့ပဲဒီလိုအဖွဲ့အစည်းတွေနဲ့အဲ့လိုမျိုးဆိုစောက်ဘောမဖြစ်တဲ့အဖွဲ့အစည်းတွေနဲ့ပေါ့ဗျာအဓိကကတော့ဟိုဖြန့်လည်းမဖြန့်ဘူးဗျာကျွန်တော်တို့ကဒီမှာတင်ပဲလောက်မှာဒီကနေပဲဆက်ပြီးတော့ပဲအဲ့လိုမျိုးပြန့်အောင်လုပ်ကြမယ်ဆိုတော့ဟို force တစ်ခုတော့ထားရမှာပေါ့အဲ့ဒီပုံမှာတော့နေတယ်ဟိုကလေးစားပြတော့ဒီလောက်ကတော့ရောက်တယ်ဆိုတော့ကလေးများစုစီတော့ရောက်မှာတော့မဟုတ်ဘူးဒီဆက်ရအတိုင်းဝိုင်းလူမျိုးကလေးတော့တချို့စီပေါ့နော်အဲ့လိုရောက်ဖြစ်လိမ့်မယ်လို့ထင်ရပေါ့အနည်းစုပါဒါပေမဲ့ဒါကြတော့ဒီဟိုကျွန်တော်ထင်တယ်ကလေးစားပြီးသားစားရပေါ့ brother ပြောဆိုရန်တဲ့လိုမျိုး fiction ပုံစံကျွန်တော်တို့လိုဆယ်ကျော်တက်တွေလည်းဖတ်လို့ရမယ်လူကြီးတွေလည်းဖတ်လို့ရမယ်ကလေးငယ်လေးလည်းဖတ်ပြဖို့တင်းတော်မယ်ပုံပြဟိုပုံစံလေးပေါ့နော်အဲ့လိုပြောလဲအဆင်ပြေအောင်ဆိုတာအခုကကြတော့ဒါမျိုးပုံစံတွေကရှားတယ်လေရှားဆိုတာဒီကျွန်တော်များကြီးကလေးစားပြီးဆိုပြီးပတ်သက်ပြီးတော့ကြည့်လိုက်ရင်လည်းပုံမြင်ဘာညာထက်ဆိုင်ဟိုအများတင်ထောက်ကူတွေများတယ်ဆိုတော့ကလေးရမ်းဆန်တဲ့ပုံစံမျိုးကြတော့အဲ့လိုတိတ်စိတ်မပြေဘူးဟုတ်တယ်ကျွန်တော်တို့အားနေချက်ကလည်းဗာလဲဆိုတော့ကလေးတွေအတွက်ကြီးပဲတီးတန်ကြီးထုတ်မယ်ဆိုရင်မပြေဘူးဗျာအဲ့လိုမျိုးဟိုပင်ကိုရေးကြတော့လေနည်းနည်းကမောက်ကမဖြစ်တယ်ကျွန်တော်တို့ဟိုနည်းနည်းဗျာနားမလဲတဲ့ဟာတွေဆိုတော့အဲ့လိုနားမလဲတာကြီးကို
ကလေးတော့ပေးလို့လည်းမပြေပြန်ဘူးဗျာအဲ့လိုမျိုးဟိုကလေးစာပေရေးတဲ့ပုံစံဆိုတာလည်းတက်ရှိသေးတယ်ဆိုတော့အဲ့လိုမျိုးဟိုနှစ်ခုစဉ်းစားရတာပေါ့ခြားထဲမှာဘယ်ကောင်ပူအားတာလဲပေါ့အဲ့ဒါနဲ့ဒီဘက်ပိုင်းမှာဆွဲကြမယ်ဆိုပြီးတော့အဲ့အခုစီကြရတော့အဲ့လိုကိုမင်းညံ့နေဆွဲမယ်ပေါ့အဲ့လိုမျိုးအုပ်တအုပ်ပုံမြင်ဆန်းတာနောက်ဟိုကိုစစ်မင်းခလည်းဟိုပြေတယ်ဆိုရင်တော့အဲ့အင်းနူးပုံမြင်များပေါ့အဲ့ဒါတွေထွက်ပြမယ်ဒါလည်းဟိုသူ့ဘက်က contact လုပ်မှာပါနည်းနည်းတော့စဉ်းစားထားတယ်ကျွန်တော်တို့လည်းပြောထားတယ်ပေါ့ပြီးရင်ဟိုကျွန်တော်ကတော့ IO share saver string ရဲ့ amazing beat နှစ်ခုလာမယ်အကောင်ကတော့လုံးဝဘယ်လိုမျိုးပြောရမလဲဟိုဖတ်လို့ဟိုအဆင်ပြေတယ်ဗျာ line ကလုံးဝတိတိလေး minimal လေးဖြစ်တယ်ပေါ့အဲ့လိုမျိုး share လေးထည့်ကြတယ်မှာ short story ပဲကျွန်တော်ကအဲ့ဟိုဟာဆိုရင်သူရေးထားတဲ့ဒီ the giving tree ဆိုရင်ဘယ်မှာသင်ခဲ့ရလဲဆို9တန်းတော့ဗျာအဲ့ဟိုညွှန်ရသည်ဒီ English grammar အကြောင်းမှာအဲ့လို short story all force ကဒီ edition တွေပေါ့စုထားတဲ့ဟာတွေအဲ့သင်ခဲ့ရတော့ကြောက်နည်းနည်းရင်းနှီးနေစာရေးစရာတော့မရင်းနှီးဘူးဗျာအဲ့လိုပုံမြင်စကြောင်းတော့ရင်းနှီးနေတော့အဲ့မနေ့ကမှပါကျွန်တော်စာအုပ်ဆိုင်တော့အဲ့မင်းထက်မောင်ဆိုတဲ့အဲ့စာရေးစရာဘာသာပြန်ထားတော့ကြောက်မစိုးပါဘူးကောင်းတယ်အဲ့လိုမျိုးဆိုအိုင်းနှစ်အုပ်လဲလောက်ဖြစ်မယ်ပေါ့အဲ့နောက် Winnie the Pooh ကတော့အဲ့ဒါ complete story ပေါ့လုံးဝအိုက်အုပ်ဖတ်လိုက်တာနဲ့ဟိုတချို့အဲ့လိုမျိုးအခွဲတွေတော့သူရေးထားရဗျာမူရင်းစာရေးစရာအသုံးမဲ့ဟိုအိုက်အုပ်တောင်းနေဆိုရင်လုံလောက်တယ်အဲ့လိုမျိုးပုံစံပေါ့အဲ့တော့မေးမလို့ပေါ့နော်ဘာသာပြန်ဘိုင်းနေတယ်ပေါ့ဘာသာပြန်ဘိုင်းနေဆိုတာဘရိုအနေနဲ့ဘာသာနေခက်ခဲရမျိုးရှိတာတချို့စကားလုံးတွေပါညာဝါဟာရအစ်တွေဆိုရင်လိုမျိုးဒီဟိုလိုမျိုးပြန်ပြီးတော့မြန်မာစကားလုံးကိုပြန်ကူးပြောင်းဖို့အတွက်ဘယ်လိုမျိုးအစိမ့်တွေကြော်ပြရတယ်ပေါ့မထားတော့အရင်သူများဒီတခြားပြန်ပြီးသားမှုတွေရှိလို့ကိုကတမင်ပြန်တာမျိုးကြော်တိုက်ဆက်လို့ရတယ်လေကိုကနောက်ထပ်ပြန်တာမျိုးကြော်တိုက်ဆက်လို့ရအဲ့လိုမျိုးအရှိမလည်းဘယ်သူမှလည်းပြန်တယ်လို့မရှိဘူးဗျာဒီအတိတ်ဖြစ်နေတယ်လုံးဝကိုတို့ကဒီမြန်မာစကားလုံးနဲ့ပြန်ညှိသွားတဲ့အခါမှာဘယ်လိုမျိုးခက်ခဲရှိလားဒါမှမဟုတ်ဘယ်လိုမျိုးဒီခက်ခဲဘယ်လိုဖြေရှင်းလဲကျွန်တော်တော့ကကြတော့ဟိုကြပြရေးလာတဲ့သူအတွက်ကြတော့ဗျာဟိုနည်းနည်းစကလုံးပိုင်းဆိုင်ရာအဲ့လိုအလှသုံးတာပါညာနောက်အဲ့လိုစာကြောင်းပြေပြတာပါညာကြောင့်အထာနည်းနည်းနဲ့တယ်လို့ဆိုရမယ်ဗျာကိုအိုက်ပိုင်းမှာတော့ဟိုအာမခံနိုင်တယ်အဲ့လိုမျိုးဘယ်မှာမားမလဲဆိုတော့ဟိုအယူဆပေါ့ဗျာအဲ့လိုမျိုးဟိုတယောက်ကပြောတယ်ဗျာဥပမာဟိုဘရိုကဒီကိုအောင်ခန်းမော်ကိုပြောတယ်ဆိုပါစို့အဲ့ဒါကိုကျွန်တော်ကတခြားတယောက်ကိုပြောတယ်ဆိုပြီးတော့ဟိုနားလည်မှုလွဲပြီးတော့ဘာသာပြန်ဖြစ်တယ်ဆိုရင်တော့ဒါအလုံးဝအမှားကြီးပေါ့အဲ့လိုမျိုးဟာတစ်ချက်ရှိမယ်နောက်ကျွန်တော်သတိထားတာပေါ့နော်နောက်တစ်ချက်ကျတော့ဟို EDN အသုံးတွေဗျာဒါရဲမသုံးဘဲနဲ့အဲ့လိုတွယ်ဝိုက်သုံးထားတဲ့အသုံးတွေရှိတယ်အိုင်နဲ့ချက်လောက်ပါပဲကျန်တဲ့ဟာတွေကတော့ဟိုစကလုံးရွေးချယ်မှုဆိုရင်လည်းဟိုပုံမှန်အဖြစ်အဲ့လိုမျိုးကျွန်တော်ဘာသာပြန်လိုက်တယ်အဲ့လိုမျိုးဟိုပထမအနေနဲ့ရတဲ့ဟာတော့လုံးဝ first draft အနေနဲ့ပဲထားတယ် final မဟုတ်ဘူးဗျာလုံးဝအဲ့မှာနေလုံးဝ edit လုပ်ရတာရှိတယ်နောက်အဲ့ဟိုစောစောအောင်ပြောလိုမျိုးအတိတ်ပဲ direct မပေါ်ဘူးဆိုရင်အဲ့လိုမျိုးဟိုဒီကုတ်ဆိုပြီးတော့နောက်ထပ်တစ်ဆင့်ခံပြန်ပြီးတော့အတိတ်ပဲဖွင့်ရရရှိတယ်အဲ့တော့မှနောက်ထပ်အတိတ်ပဲမပေါ်သေးဘူးဆိုရင်အန်ကုတ်ဆိုပြီးနောက်ထပ်ဖွင့်ရရလည်းရှိတယ်အများကြီးပါပဲအဲ့လိုမျိုးဟိုတောင်းဝင်ကြီးတဲ့ဟာကတော့ဝတ္ထုတွေနောက်ပြီးရင်အဲ့လိုမျိုးကြပြပြန်နေဆိုရင်လည်းအဲ့တိုင်းပါပဲ follow မထပ်ဖို့ပေါ့ကြပြဖတ်ကြည့်လိုက်တယ်ဆိုရင်သိတာလေဗျာဥပမာဇေယျလင်းရဲ့အဲ့ဘာသာပြန်ဟာတွေတွားပြီးတော့ဖတ်ကြည့်လိုက်ဗျာဒီရန်နဲ့ဟို severe plan နဲ့တော့မတူဘူးဗျာအဲ့လိုမျိုးပုံစံလေးတွေကွဲနေရမယ်ဗျာဟိုဘာသာပြန်နေဆိုပြီးတော့ပဲဟိုကိုအားပေါ်ကြီးပဲမဖြစ်နေအောင်ဗျာအဲ့လိုမျိုးအ ਨੇ ဆုံးတော့ဟိုတဏ္ဍန်တော့တူရမယ်ဗျာထပ်တူမကြနိုင်တော့မှအဲ့လိုမျိုးပုံစံတော့ရှိတယ်အခါကျတော့ကျွန်တော်မရှိဘူးပြောရမယ်ဒီ chain literature တွေပြန်တာတို့ပေမဲ့အဲ့ဟိုကျန်တဲ့အပိုင်းနေဗျာအဲ့လိုကျန်တဲ့ jam နေထပ်ပြီးတော့ပြန်မယ်ဆိုရင်တော့ကျွန်တော်တော့ခါကောင်းခတ်လိုက်မယ်ဒါပေမဲ့ဟိုလုံးဝပြန်ပြစ်မှာမဟုတ်ပါဘူးကျွန်တော်မပြန်နိုင်ဘူးအဲ့လိုမျိုးဟိုခံယူထားရဗျာပြီးရင်ဟိုမားကောင်းမားနိုင်တယ်ဆိုတော့ဟိုမူရင်းစာရေးဆရာလို့အဲ့လိုမျိုးထပ်တူမဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းဟိုတက်တဲ့သူတွေပဲပြန်ပါလေသေးပေါ့အဲ့ပိုင်းကတော့အဲ့လိုမျိုးကျွန်တော်ခံယူထားတယ်ဒါဆိုရင်ဗျာရဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့သွားရအောင်ဗျာဖြင့် brother တို့ခုနကဟာလေးအရင်ပြောလိုက်မယ် တော့ပြဆောင်အောင်ပေါ့နော်ပြောခုနကဟာလေးဆိုတာဟိုဘယ်လိုပြောရမလဲခုနကတော့ဟိုကိုအောင်ခန့်မှာပြောလို့ဗျာအဲ့လိုမျိုးဟိုချက်ပုတ်ထုတ်တာကောင်းတယ်အဲ့လိုမျိုးကျွန်တော်လည်းပြောချင်ပါတယ်ဆိုတာဟိုတော်လေးလို့ပေါ့ brother တို့နှစ်ယောက်ကိုတခြားခေါ်ပြီးပြောတာကိုနဲ့ဟိုအဆင်ပြေလို့ဗျာပြောရတာဟိုတချို့ဆိုရင်လက်မခံနိုင်ဘူးအဲ့လိုမျိုးဟိုပြောတယ်ဆိုရင်ဗျာ
ဘယ်လိုမျိုးလဲဆိုတာလည်းမသိဘူးဗျာခုမှလည်းဟိုတော်တော်လေးရေးလေးပြောပြတဲ့အချိန်ဆိုတော့အဲ့လိုမျိုးဆိုချက်ပုတ်ထုတ်တာကောင်းတယ်ဗျာအဲ့လိုတိုးပေမဲ့သူတို့လောက်တာကြတော့ဟိုအသက်အရွယ်ကိုမူတည်ပြီးတော့ဗျာဖတ်စရာကြီးအများကြီးပဲရှိသေးတယ်ဗျာအခုလာမယ်မေးခွန်းပေါ့ဗျာ topic ဆောင်ဖတ်ဖို့ဆိုတော့အဲ့လိုမျိုးကြီးဗျာရှိတယ်သူတို့ကဘယ်လိုလဲဆိုဟိုမော်ရီဂျွန်ဆိုကျွန်တော်လည်းအနည်းဆုံးပါပဲအဲ့လိုမျိုး wiki မှာလည်းလုပ်ခဲ့တယ်အဲ့လိုမျိုးကလေးတွေတော်တော်များများလုပ်ခဲ့ဗျာဘယ်မှာစပြီးတော့အဲ့လိုမတည့်ကြလဲဆိုတော့ college လုပ်တဲ့ကောင်းပါလေးဗျာအဲ့ကောင်းပါလေးကသူ့အပတ်ဆိုရင်လုံးဝဟိုညာကြီးပဲတင်တယ်ဗျာအဲ့လိုမျိုးနောက်ကျတော်တော်ဆိုးဆိုးကောဗာတင်မလဲဆိုတော့ဤခိုင်မွန်တင်ပါဗျာအဲ့ကျွန်တော်တင်းသွားတော့ဘာဖြစ်လဲတော့ starter ကဟာကြီးဆိုမတင်ဘူးဆိုပြီးတော့အဲ့နဲ့နောက်ထပ်တစ်ယောက်ကိုကျွန်တော်လီးလွဲပြီးတော့တင်လိုက်တော့သူဆွဲထားတဲ့ပုံကဒီဤခိုင်မွန်အတွက်ပဲပေါ့တခြားဒီကြပြဆရာအတွက်ဆွဲထားပြီးမဟုတ်ဘူးပေါ့အဲ့လိုမျိုးကနေပြဿနာတက်ပြီးတော့သူလည်းထွက်သွားတယ်နောက်တစ်ယောက်ကျတော့အဲ့လိုကြပြရွတ်တဲ့ပဲပဲဗျာပြောကြကိုမင်းကြီးကိုကျွန်တော်ကအကုန်လုံးကိုသိအောင်လို့ဗျာအဲ့လိုမျိုးဖတ်ကြည့်ပေါ့ယုံစရာဘဲကိုကျွန်တော်ညွှန်းပေးကျွန်တော်ရှိရဲ့ e ပုံမှန်တွေများအကုန်ညတော့ကြဒီဘဲကြီးကကောင်းကောင်းမစားသုံးနိုင်ဘူးဗျာအဲ့ဒီအရာပေါ့တောစစ်ဖြစ်တာပေါ့အဲ့တော့တောစစ်ဖြစ်တော့သူကြိုက်တဲ့ဟာကိုသူရွတ်မယ်ပေါ့အဲ့ဘက်မှာရွတ်တော့ကြလုံးဝဟိုစောက်တလွဲပဲဗျာအဲ့လိုမျိုးဟို lesbian ဆိုရင် lesbian တို့ဘာလို့အဲ့လိုအပန်ထွက်လိုက်တဲ့အားတွေပါမှားတော့ကြပါဗျာဟိုနားထောင်ရမပြေဘူးအဲ့လိုမျိုးပုံစံတွေဖြစ်တော့အဲ့မှာလဲဟို iPad ရက်ကွက်ကပြန်ပြီးတော့ကြပြပေကြီးလောက်ပြီးတော့မှဟိုအမားတွေရွတ်တယ်ပေါ့အဲ့လိုနည်းနည်းဖောင်းထုပါလေအဲ့နဲ့အဲ့လိုပြောတာဟိုသူ့ပြန်ပြောပြရဗျာဒါပေမဲ့လက်မခံတော့ရတယ်အဆင်ပြေပေါ့ထားလိုက်ပြီးတော့ဟိုနောက်ထပ်လည်းအများကြီးခွာပြေးရရှိရဗျာအဲ့ဟို Morrison တို့ပါလို့ဆိုလဲအဲ့တိုင်းပဲသူပကြီးဆွဲရပါအရင်အစားကတော့ illustration လောက်တာခုလည်းဆွဲပါတယ်အဲ့လိုမျိုးလောက်နေရပါပဲသူ့အိမ်မှာလည်းအဲ့လို studio ဖွင့်ထားပြီးပြောတာပါပဲအဲ့လိုမျိုးအဲ့ဟိုအဓိကကတော့ကောင်းကောင်းသိမှလောက်ဗျာအဲ့လိုမျိုးပြောချင်တာကောင်းကောင်းမသိပဲနဲ့တော့ဟိုလိုက်ပြီးတော့ဗျာအပေါ်ရန်လွာကိုကြည့်ပြီးတော့ဟိုဥပမာပကြီးစိုးနိုင်လက်ချောင်းတွေတို့သိရမလားအဲ့လိုမျိုးဟို sketch ဆိုပြီးတော့ရှောက်ချစ်တာကိုအဲ့ဒါလို့ထင်ပြီးတော့လွယ်တယ်ဆိုပြီးတော့ light ဆွဲလို့မပြေဘူးကွာဆေးဖြုံးတိရပဲရောက်တယ်အဲ့လိုမျိုးပုံစံဖြစ်တယ်ခုလည်းအဲ့လိုပဲဗျာကျွန်တော်တို့ချက်ပုတ်လုပ်တယ်ဒီတိုင်းသဘောကျတယ်လုပ်ရှင်တယ်လုပ်ကြပါရတယ်အဆင်ပြေတယ်အကုန်လုံးလက်ခံပြီးကျွန်တော်တို့လည်းဟိုဒီတရုတ်မာကြီးဘက်ကနေပဲဟိုခွင့်ပြုချက်တောင်းပြီးတော့ brother တို့ကိုဖောက်ကိုတတ်လှုပ်လိုက်ဆိုပြီးတော့ပဲအဲ့လိုမျိုးလှုပ်လို့စဖြစ်လာခဲ့ရဗျာအဲ့လိုမျိုးဆိုတော့တို့လည်းမလှုပ်တော့လို့ပါအဲ့လိုမျိုးဆိုအခုဟိုဒီပေါ်လာတဲ့ဟာကြီးလည်းအကုန်လုံးလက်ခံတယ်ဗျာ warmly welcome ပဲတို့မဲ့အဲ့ပေါ်မှာဘယ်လိုပြောမလဲတန်ဖိုးထားတယ်ဗျာဥပမာကိုကထုတ်လိုက်တဲ့ဒီအနုပညာပစ္စည်းတစ်ခုပါဗျာပေါ့မဖြစ်ဘူးပြီးကြတော့ဟိုကိုယ့်ဘာကိုအရေးသားတွေကလည်းကြောင်နေလားဟိုခေါ်နေလားဆိုတာလည်းဟိုမစမ်းစစ်နိုင်ပဲနဲ့တော့ဒီစာအုပ်တအုပ်ကိုဒီ physically အနေနဲ့တစ်ဖက်လူဖတ်ဖို့တော့မပေးတင်ဘူးညာမထုတ်လို့တင်ဘူးအဲ့လိုမျိုးတော့မြင်မိရယ်ဟုတ်တယ်စိတ်တော့ညောင် plain သွားပေးလို့မရအောင်လေဟုတ်တယ်ငါဒါကြီးဟုတ်တယ်ပျက်စီးအောင်ပြီးတော့ရှိတာလေလို့အသက်အရွယ်နဲ့ပတ်သက်ပြီးတော့အဲ့ဒါကြီးငင်းခုန်စရာဖြစ်တယ်ပေါ့နော်မင်းတို့ကအသက်ငယ်လို့ဘာလို့အဲ့လိုဟိုဖြစ်တာလားအဲ့လိုလည်းမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းလူငယ်ပဲခုမှ20ကျော်ပြည့်နေတယ်ခြားတိတ်ရယ်နော်ဟုတ်တယ်ဒါပေမဲ့တခုတော့ရှိတာပေါ့နော်အဲ့လိုနည်းရှေ့ကလူတွေကဘယ်လိုမျိုးသွားကြလဲနည်းနည်းလူပြောမလဲစီကတ်လို့မျိုးတခုလေးလာကြရှိလေးလာတို့လူကြရှိတို့လိုမျိုးသွားရမှာပေါ့ငါလောက်ရွယ်ငါလောက်ကျန်းနေပါပြီအဲ့လိုမျိုးဟိုမာနမထားသင့်ဘူးဗျာရှိတင်တာပေါ့နော်ကိုရဲ့အနုပညာမာနတခုတော့ဒီကြပြနဲ့ပတ်သက်တာပဲဖြစ်ပါနဲ့ပတ်သက်တာပဲအဲ့လိုမျိုးဟာတော့ရှိတယ်ဒါပေမဲ့ငါလောက်တာကြီးပဲမှန်နေပါလေဆိုပြီးတော့အဲ့လိုမျိုးတောက်လျှောက်ကိုအယူဆချက်နဲ့ပဲသွားလို့မရအောင်ဆိုတာဘာလို့လဲဆိုတော့ကိုယူဆချက်ကဘယ်လောက်ထိကိုကဒီယူဆချက်ပေါ်မှာဘယ်လောက်ထိကိုကပေးဆက်နိုင်ပြီဘယ်လောက်ထိအခြေခိုင်နေပြီပေါ့အများကြီးစားသွားပြောတယ်ဆိုတော့တော်တော်ကမလုပ်သင့်ဘူးလို့ကျွန်တော်ထင်တယ်လို့ပြောပေါ့နော်ဟုတ်တယ်နည်းနည်းဟိုလူရဝင်ခြင်းရုံလောက်ဒီနာမည်ရခြင်းရုံလောက်နဲ့တော့မလုပ်သင့်ဘူးညာအဲ့လိုမျိုးအရာတစ်ခုခုဥပမာပကြီးဆွဲတာပါညာအဲ့လိုစာအုပ်ထုတ်တာပဲဖြစ်ဘာဖြစ်ဗျာနည်းနည်းသက်တော့အကုန်တိပြီအဲ့လိုမျိုးဟိုကိုလည်းတိတာတော့ရမယ်အနည်းဆုံးအခြေခံထပ်နည်းနည်းလေးပို့ပြီးတော့တိတာဗျာဟုတ်တယ် bro လိုပါတယ်ဒီချက်ကဆိုတော့အများကြီးကဒီ underground မှာကိုချင်းကိုပေါ်လာချင်းပြောနေဒီကအကြောင်းပြောနေတော့အရင်ကြည့်ပဲခြားဒီ community တခြားလိုမျိုးအဖွဲ့အစည်းတစ်ခုနဲ့ပါပြီးတော့ပေါင်းကူရမယ့်ခါကြားတာတွေကအခုရှိတာပေါ့ကိုပေါ့အများရဲ့ဟိုမြင်နေရအများကြီးဖြစ်တယ်
တက်ရောက်တယ်ဗျာ ဟုတ်တယ်ဟုတ်တယ် ငါဖက်ကောဝေကောမှပြင်းတော့စိုက်ပြီးဆိုတော့လေဟိုပေါ့အဲ့လိုမျိုးကြီးကကြောက်လေအများကြီးဘေးဆောင်သွားနေလို့တော့ဟိုမရဘူးလေကျွန်တော်လည်းအဲ့လိုမျိုးဘယ်ကောမှပြင်းမစိုက်ဘူးကွာဆိုပြီးတော့အဲ့လိုမျိုးလောက်ခဲ့ဘူးလားဒါပေမဲ့ဟိုတော့ပြန်ချင်းချိန်အောင်ပေါ့နော်ကိုလောက်တဲ့အလုပ်ပေါ်ကိုတံမိုးထားတင်တယ်ပေါ့ထင်ပါတယ် ဟုတ်တယ်ဟုတ် အ တ ဓိ ယ် ကတော့ပုံစံကအခုဖြစ်နေတာတော့ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ကြပြားရေးရမှာကြပြားကျွန်တော်ရေးရပုံစံ ကျွန်တော် brother icon ကိုတင်လာတယ်ကျွန်တော်ဖတ်မိပါတယ်အဲ့လိုမျိုးဟိုနည်းနည်းဗျာဘယ်လိုမျိုးပြောရမလဲကျွန်တော်ဘက်ကအကြံတော့ဒါဖတ်သူတယောက်အနေနဲ့ရေးသူအနေနဲ့ကျွန်တော်ဝေဖန်တာမဟုတ်ဗျာအဲ့လိုမျိုးဟို concrete ဒီပုံဖော်ကြပြဗျာအဲ့လိုမျိုးမရေးဘဲနဲ့တခြားအဲ့လိုမျိုးပုံစံဗျာ line rate ဖြစ်ဖြစ် brother ဆိုဒီလို concrete ကနေဘယ်ဟို hybrid ယူပြီးရေးလို့ရတယ်တော့အဲ့လို line rate ကြပြဗျာဥပမာစာတီးတို့လင်းနီညိုတို့ရေးသလိုဗျာအဲ့လိုမျိုးပုံစံလေးဆိုရင်ပို့ပြီးတော့လို့ဟိုအစားကလေးကလည်းဟို brother fight ကကျွန်တော်ထင်တယ်ဗျာမမထန်တဲ့အင်္ဂါအဲ့လိုမျိုးရေးတော့ကြတော့ဟိုအားတစ်ခုပါပြီးတော့ပို့ပြီးတော့ကြပြပုံစံပို့ပြီးဖြစ်လာတယ်အဲ့လိုဖတ်လို့ကောင်းတယ်ဟိုနောက်ထပ်ဘဲချိန်မဲဖတ်ဗျာကိုတော့မပြင်းဘူးဆိုတာအဲ့လိုမျိုးပုံစံဖြစ်လာနိုင်တယ်လို့ယူဆရဗျာဒါ brother ရေးတာဟိုကိုအောင်ခန့်မော်ရေးတာလည်းကောင်းတယ်ဗျာမဆိုးဘူးဗျာဟိုဘောကြောင်မဖြစ်ဘူးအကုန်လုံးကဖတ်နေတဲ့စာအုပ်တွေကိုကြည့်ပြီးတော့လည်းခံစားမိလို့ရရဗျာအဲ့လိုမျိုးဟိုသူများရဲ့ဆိုရှိရဗျာဟိုအရေးသားမပြောင်းကြဘူးမပြောင်းကြတော့ဟိုခုနကတော့သူများပြောတာကိုလက်မခံနိုင်တဲ့အပေါ်ရောနောက်ဟိုကိုထင်ရကိုစားရမယ်ပေါ့အဲ့လိုမျိုးပုံစံရှိရဲ့အတွက်ကြောင့်မို့ရောပေါ့ကျွန်တော်ထင်တာသူတို့အနေနဲ့ကြတော့ဟိုဘလောက်ပဲဗျာဟိုကွန်တိန်နာလောက်ရှိရဲ့အဲ့လိုစာအုပ်ပုံကြီးပဲထိုင်ဖြိုပြီးတော့ဖတ်ဗျာဟိုအရေးသားပြောင်းမလာရင်ဒီပုတ်ထဲကဒီပဲဗျာအဲ့လိုမျိုးပေါ့ အားလည်းကတော့ lyric ဘတ်သွားဘူးဆိုတော့ကျွန်တော်ကအဲ့ဒါကိုမသွားချင်တာမဟုတ်ဗျာကျွန်တော်မသွားရဲရဗျာဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ဒုတိယအဲ့လိုမျိုးနေအောင်ပြောဖို့ပြအောင်ဆိုတော့ကျွန်တော်ခက်ခဲလို့ဟိုဖြစ်သွားရင်ဒါမနိုင်လိုင်းရကြပြလိုင်းရပွားပြီးတော့ပုံလုံးရုံမရောက်တော့တာတခုရှိတာကျွန်တော်ရင်းရပုံစံများဟုတ်အထွေတစ်ခုတက်တဲ့ချိန်ကိုကျွန်တော်ကတောက်လျှောက်ရေးသွားစမ်းတက်တဲ့ရေးသား fragment တွေကိုစုထားတဲ့အဲ့လိုမျိုးပုံစံဟိုဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်နောက်လွန်ခဲ့တဲ့3လရေးခဲ့ဟိုစစ်ပွဲပဲအဲ့ဒီကြပြဆိုရင်နော်ဒီက virtual visual poetry ကိုမှအဲ့လိုမျိုးကျွန်တော်ကစကားလုံးနဲ့အဲ့လို performance လုပ်ချင်တာဟုတ်ပြောမှဆိုရင်ဒီအဲ့ဒါလေကြရန်ကျတော့ဆရာဝန်ဖေရဲ့ interview လို့ခေါ်လာတင်ထားတယ်သူတင်ထားတဲ့အဲ့ဒီ video clip လေးကိုကြည့်ပြီးတော့အဲ့လို idea ရအောင်ပေါ့နော်ငါအပြင်မှာငါထားရတော့စစ်ပွဲငါတို့ကဘယ်လိုယူဆတာလဲအပိုက်ပွားကြီးလို့လားဘယ်လိုမျိုးလဲဆိုတော့အဲ့လိုမျိုးပုံစံနဲ့အဲ့ဒါကိုရေးကြည့်တာပေါ့နော်တကယ်တော့ကြပြလို့ဆိုတာထက်စကားလုံး performance လို့ပြောရင်တော့ပို့ပြီးတော့မှန်ပဲထင်တယ်အဲ့လိုမျိုးကျွန်တော်ရေးတောက်လျှောက်ရေးခဲ့တာပါလေအပိုင်းနဲ့အဲ့နာတော့အပြင်စမ်းသက်နေပြီးတော့ရေးရဲ့အပိုင်းပေါ့အဲ့ဒီပေါ်မှာကိုဂျင်းနှမှုအာရမှုကတော့ရှိတဲ့လောက်တော့ရှိပါဒါပေမဲ့ဒီထပ်ပို့ပြီးတော့เนาะဒါတွေကနေပြီးတော့ဟိုနောက်တစ်ဆင့်ပို့ပြီးတော့ရုံထွက်ဖို့တော့ကိုပြင်ဆင်နေရတယ်ပေါ့မဟုတ်ရင်ဒီဟာကြီးပဲဒီလိုမျိုးဒီနေရာမှာပဲရက်တက်နေဟိုတိတ်ပြီးတော့တိုးတက်မှုလည်းတိတ်မရှိဘူးဗျာသဘောကိုလည်းအဲ့လိုနောက်ပိုင်းကျတိတ်အားမရတာမျိုးလည်းရှိတာဟုတ်တယ်ရင်းရဆိုတာဗျာဟိုတပုတ်လုံးအဲ့လိုမျိုးပြီးသွားတာမျိုးမဟုတ်ဘူးလေဂျားထဲမှာအဖြတ်တောက်နေပုံကြီးဖြစ်သွားတဲ့အခါမှာဟိုအဲ့လိုမျိုးရေးရတဲ့ပုံမှာအဲ့လိုမျိုးအရသာယူရေးရတဲ့ပုံမှာအီလာရဲပေါ့နော်ဒါပေမဲ့အီလာရဲ့အခါမှာဟိုတင်ကိုရဲ့ပုံစံတော့မပြောက်သွားပဲနဲ့နောက်ပိုင်းချိန်နေတမျိုးပြောင်းပြီးတော့ရေးရမှာလို့ဟိုရေးဖို့တော့စဉ်းစားတာဒီနှစ်ကုန်ပြီးတော့ကျွန်တော်ကြပြာကိုစက်မရေးပဲနဲ့ပေါ့ပေါ်လာရင်တော့ဗျာဟိုလိုအုံနောက်ထဲပေါ်လာရင်တော့ line လေးပါပြီးတော့မှတ်ထားပေါ့အဲ့လိုမျိုးကြပြာတစ်ပုတ်လုံးနဲ့ရေးဖြစ်ဖို့ကတော့ဟိုနည်းနည်းပေါ့တွန်းဆုပ်ပေါ့ဟိုမရေးဖြစ်ဘူးလို့တော့ဆုံးမရေးသေးဘူးပေါ့အဆုံးဖြတ်တာတစ်ချက်နားမယ်ပေါ့ဒီကာလမှာလို့တစ်နှစ်ပြည့်နှစ်ပြည့်လို့မျိုးဒီကြပြာနဲ့ပတ်သက်ပြီးတော့ပဲလေးလာဟိုစဉ်းစားရရောအများကြီးရှိတယ်ကောင်းတယ် bro နောက်ခုနဟိုမေးမယ်မေးကွာဘာတော့မသိဘူးဗျာbrother တို့ကအပြားရေးပေါ့နော်ဘယ်လိုမျိုးရေးကြလဲဆိုတာဘယ်လိုမျိုးရေးကြဆိုတော့ကျွန်တော်တက်နှစ်တွေမေးရမှာအပြားကိုဘယ်လိုမျိုးအဲ့အပြားတော့စရေးမယ်ဆိုဘယ်လိုမျိုးစရေးတရားနေအသာပြုလို့ဘယ်လိုမျိုးဆုံးတတ်ချပလိုက်ဒါရအစင်တွေပေါ့ဟုတ် bro ကျွန်တော်တို့ဘယ်လိုပြောမလဲဟိုကြပြရေးတဲ့ဆိုတာလေ
ကြိုင်ဟိုတာမန်ရေးရတော့မပြောလို့ဗျာကျွန်တော်တို့ဟိုပုံမှန်ရေးနေကြတော့နည်းနည်းကွဲတယ်ဘယ်လိုမျိုးလဲတော့ဟိုကျွန်တော်ရေးတဲ့ပုံစံကကြတော့ဟိုစာဆောင်ဖတ်ပြီးတော့မှမရေးရတပုတ်ရဖို့အတွက်ဆိုကျွန်တော်ဟို10အောက်လောက်ဖတ်တယ်ဗျာအဲ့လိုမျိုးပုံစံနဲ့ကျွန်တော်ရေးရအခုလဲကျွန်တော်စာပြန်ဖတ်နေရဗျာဖတ်ပြတာမကြသေးဘူးကျွန်တော်တွန်ခဲ့တဲ့အခုဒီနေ့ကတောက်ကြနေဗျာဆိုတော့ဘုဒ္ဓဦးနေ့လောက်ကပါပဲကျွန်တော်ဖတ်ပြတာဖတ်ပြတော့ဟိုအခုဒီကဖတ်နေရတွေကကလေးပုံမြင်နေအဲ့လိုမျိုးဟိုပါရဂူစာအုပ်တွေလည်းကျွန်တော်ဖတ်တယ်နောက်ဟိုကျွန်တော်ရေးချင်တဲ့ပုံစံကြတော့နည်းနည်းဟိုအမြင်ပြောင်းနေတာပါရေးချင်တဲ့ပုံစံထက်အဲ့လိုမျိုးဟိုသူများမြင်နေတဲ့ပုံစံများဥပမာဟိုဒီအောင်ခင်မြစ်ကိုအောင်ခင်မြစ်တိုင်းမြင်နေတဲ့ပုံစံနဲ့ရေးနေကြတဲ့သူတွေများလာတဲ့အချိန်မှာအဲ့လိုမျိုးဟိုအောင်ခင်မြစ်ကိုအောင်ခင်မြစ်လို့မမြင်မဲနဲ့အောင်ချင်းလို့မြင်ပြီးတော့ရေးချင်တာအဲ့လိုမျိုးပုံစံအနေနဲ့ဗျာကိုလိုက်ပြီးတော့မေးခွန်းထုတ်တယ်အဲ့လိုမျိုးပုံစံနဲ့ဗျာဖြည့်ရှင်းကြည့်တယ်အရေးသားတဲ့ကိုကြပြာဆိုတာထက်အခုနောက်ပိုင်းကတော့ကျွန်တော်ဟိုရေးလာမယ်ဆိုရင်ဗျာအဲ့လိုမျိုးဟိုလေးပဲကတ်လို့မရဘူးခုနကတော့ကျွန်တော်ဒီအစတော့ပြောခဲ့လို့ပဲဟိုအရေးသားလို့ပဲပြောလို့ရတယ်ဗျာအဲ့လိုမျိုးစမ်းသပ်နေရဲ့အရေးသားတွေပဲအဲ့လိုမျိုးကြပြာလည်းမဟုတ်ဗျာဝတ္ထုလည်းမဟုတ်ပုံမြင်လည်းမဟုတ်ကြပြာစကပြေလည်းမဟုတ်ဘာမှန်းမသိရဗျာအဲ့လိုမျိုးအရေးသားပဲအဲ့လိုမျိုးပဲခေါ်လို့ရတဲ့အခြေအနေမျိုးတွေဗျာကျွန်တော်နောက်ပိုင်းဟိုထွက်လာနိုင်တယ်ပင်ကိုရေးနေနဲ့ကျွန်တော်အခုလည်းလုံနေတယ်ဟိုပါဖြစ်တယ်အဲ့လိုမျိုးဟိုပုံမြင်တွေကိုတော်တော်သဘောကျနေရဗျာအခုကာလအနေနဲ့ကတော့ကျွန်တော်ဘာမှမဖတ်ဖြစ်ဘူးအဲ့လိုမျိုးဟိုအခုအစ်စ်ထွက်လာတဲ့အားတွေလည်းမဝေပြပဲနဲ့အဲ့လိုအရင်ရဗျာအဲ့လိုခုနပြောထားတဲ့ပါရဂူတို့ပါလို့ပေါ့အဲ့လိုမျိုးသူတို့စာအုပ်တွေဆိုလဲမိုက်တယ်ဗျာအဲ့လိုမျိုးကိုရီတီးရဲ့ချိန်တောင်မှဟိုနည်းနည်းနောက်ကျနေရလို့ဆိုရမယ်အဲ့လိုမျိုးဒါမှလည်းအခုဖတ်ဖြစ်လိုက်တော့လိုချင်တဲ့ sense ကောင်းကောင်းရပြီးတော့အသုံးချလို့ရတယ်အဲ့ဒီပုံမှာပေါ့နောက်ဟို line တစ်ခုလည်းမထားရလဲကောင်းတယ်ဗျာအဲ့လိုမျိုးဟိုကိုယ့်အတွက်လည်းနည်းနည်းဘယ်လိုမျိုးပြောရမလဲအချိန်နေဟန်နေတယ်ဗျာဟန်ကိုဖို့ပေါ့ဗျာအဓိကတော့သူများရဆိုရှိရလေငါဒီ line တစ်ခုလည်းပဲသွားမယ်ဒီပုံစံတိုင်းပဲဒီပုံစံတိုင်းကိုပဲဟိုရေးသွားမယ်ပေါ့အသေးတယ်မဲ့တက်တဆုံးအစွဲတစ်ခုနဲ့သွားနေရပေါ့အဲ့ဒါကြီးကနည်းနည်းမားရဗျာနောက်မှဘယ်လိုဖြစ်လာလဲဆိုတော့ဟိုကိုညီးမွေပြီးတော့အဲ့လိုမျိုးစားတော့မရေးချင်ဘူးအဲ့လိုမျိုးပုံစံဖြစ်တယ်ဗျာကျော်လည်းခုဆိုဟိုပင်ကိုရေးဆိုရင် ingredient ထွက်တယ် ingredient တော့အရှင်းဆုံးပြောရမယ်ဆိုရင်ခိုင်မဲကျော်တာကို inspire ယူပြီးတော့ကျွန်တော်ရေးထားရဗျာအဲ့အပုတ်တွေကတို့မဲ့ဟို content တော့ကွဲတယ်အဲ့လိုမျိုးအရေးသားပုံစံကခိုင်မဲကျော်တာ inspiration ဖြစ်တယ်ဆိုတော့အဲ့မှာကျွန်တော်နားလိုက်တယ်အဲ့လိုမျိုးဟို fragment နေ line ခုံတာတွေပါလေမလုပ်တော့ဘူးဗျာမလုပ်တော့ပဲねဒီတရုတ်မလေးကြတော့အဲ့လိုမျိုးဟိုကွန်ဆတ်နဲ့သွားမယ်ပြီးရင် minimalism လည်းမမတ်ရထုတ်မယ်ပေါ့အဲ့လိုမျိုးထုတ်တယ်ပြီးကြတော့ဟိုတခါမှဗျာဟိုကျွန်တော်ပြောရမယ်ဆိုရင်အချက်ကြောင်းကျွန်တော်တခါမှမရေးဘူးပြီးရင်အဲ့အချက်ကြောင်းရေးကြပြစရာကြီးဆိုကျွန်တော်လွတ်ကြွရတာလုံးဝဟို crazy ဖြစ်တယ်ဗျာအဲ့လိုမျိုးကိုမရေးနိုင်တဲ့အရာကိုသူတို့ရေးနိုင်လို့အဲ့လိုမျိုးဆိုတော့ကြောင့်အဲ့မှာလေစပြီးတော့ရေးလိုက်တော့အချက်ကြောင်းရေးတာပဲတို့မဲ့ဟိုဟာဖြစ်တယ်အခြေခွဲတဲ့အကြောင်းပေါ့ဗျာအဲ့မှာဟိုဝယ်ထားတဲ့သူတွေဆိုရင်သိပါလိမ့်ရင်နဲ့ရန်ဆိုပြီးတော့နှစ်ခုကျွန်တော်ခွဲပြီးရေးထားဗျာအဲ့လိုမျိုးဖြစ်တယ်ဟိုကတရုတ်မှလေးပြီးသွားပြီဆိုတော့အခုကိုရတာနဲ့ဒူရက်လည်းထုံနေလည်းကောင်းမယ်ဟို bros တွေပါပဲစကပြေတွေပါပဲလောကအဲ့မှာဆိုရင်တော့တယောက်ကို9ပုတ်နဲ့10ပုတ်ဗျာပြီးတော့ collaboration အလို့2ယောက်ပေါင်းရေးမယ်ဟာလေ9ပုတ်15ပုတ်ဗျာအဲ့စာအုပ်ကတော့အဲ့လိုမျိုးစကပြေတွေဖတ်ရပါလိမ့်မယ်နည်းနည်းဟိုဝတ္ထုဆန်တဲ့အပုတ်တွေလည်းပါလို့ခုနကပြောလို့ပေါ့အရေးသားတွေပါပဲတို့မဲ့ဟိုဖတ်ဖြစ်နေကြအချစ်ကြပြားကြီးလိုမျိုးပေါ့မဟုတ်ဘူးဗျာအဲ့လိုမျိုးနည်းနည်းဟိုခေါင်းထဲမှာဆွဲနေတဲ့အချက်လည်းရှိရအဲဟိုပြီးမဲ့တယ်လေးပြောတဲ့စကားပေါ့ကိုယ်တိုင်ရေးတဲ့ဒီကြပြားတွေစာတွေရတာမကောင်းရင်မကောင်းဘူးအားလုံးနဲ့တော့မူကွဲနေရမယ်ဆိုတဲ့အချက်ဗျာအဲ့လိုမျိုးတော့အဲ့လိုကြီးဖြစ်နေတာပြီးတော့အဲ့လိုဟိုကိုယ်ကြပြားတစ်ပုတ်စာတစ်ပုတ်ဖတ်လိုက်လို့တော့ဟိုအသက်ရှူဝါသွားပြီးတော့ဂျေနက်သွားရဲဆိုရင်ပြီးတာပဲဗျာကိုလည်းဂျေနက်နေတော့လောက်ရတာပြေးတယ်နောက်ပိုင်းနေဆက်လုပ်ဖြစ်တာပေါ့အဲ့လိုစိတ်တစ်ခုတော့ထားတယ်ကျန်တဲ့ဟာတော့ဟိုစာဆုံးအောင်ဖတ်ဖြစ်တယ်ခုနပြောလို့တပုတ်ရဖို့အတွက်ဆိုရင်10အုပ်20အဲ့လောက်တော့ဖတ်တယ်ဗျာအဲ့လိုမျိုးအဲ့လောက်မဖတ်ဘဲနဲ့တော့ဟိုတိုးချင်တာမရဘူးဗျာအဲ့လိုမျိုးပုံစံရှိတယ်ကျွန်တော်အနေနဲ့ကတော့ကောင်းကမော်လို့ပြပြပါချင်မျိုးစပြီးစတင်ဒီနောက်ပိုင်းတော့ဘယ်လိုလုပ်လဲဆိုတော့စိတ်ကူးရရှိရရင်ဒီခါလေးကြားရင်နောက်ထပ်ကိုပြောချင်တဲ့ဇက်လန်ကိုတဲမပြောပဲနဲ့
ပြောင်းရွှေ့ပြီးတော့ပြောရမျိုးပေါ့စတော့ဆိုရင်လွန်ခဲ့တဲ့တစ်နှစ်လောက်ပေါ့စရည်တဲ့ကာလတော့အဲ့တော့ကကျွန်တော်ပထမဆုံးရေးပြီးတဲ့ကြပြဆိုလဲကြော်ခန်းပိုင်ပြပြတာပဲအဲ့တော့ဆိုရင်ဘလို့ဖြစ်အခုလည်းတော်တော်များများအလုပ်ပါပဲတော်တော်များများလွှမ်းမိုးခံနေရမျိုးရှိတယ်အရင်ဆုံးတော့စစိုးလွှမ်းမိုးခံရဆိုမောင်ဒေးနဲ့ page မတက်လို့ဆိုတော်တော်လွှမ်းမိုးခံရတယ်အခုထိကိုရေးသားတိုင်းကသူတို့ဟန်ပါနေရလို့ရှိရင်အဲ့ဒါယူတော့ချောင်းပြဖို့ကြိုးစားနေတယ်အခုထိလည်းပါနေတော့မယ်ဒါမဲ့လည်းကြိုးစားနေရပါလို့ပါကျွန်တော်အနေနဲ့ကတော့ဘယ်လိုပြောရမလဲကျွန်တော်ကြပြရေးနော်စာအုပ်တွေကတော့ကြပြအဓိကကြပြအများကြီးဖတ်သူစီကဒီတိုင်းနေဘယ်လိုမျိုးရှုလဲကြပြအဆုံးသတ်ပါအဓိကကျွန်တော်အနေနဲ့ကျွန်တော်ကြပြရေးကြပြလို့ပဲပြောကြပြရေးပေါ့နော် line တစ် line နဲ့ဟိုက rapper မှာဆို flow ရှိတယ်ဗျာဒီလားဘလောက်ပဲကာယံရ just ski mosky ဖြစ်နေပြီ flow ကသွားပြီးဖြတ်ပြီးတော့ဒေါ်လာ flow ဖြစ်နေတာအဲ့လိုပေါ်တော်ဖြစ်နေတာမျိုးရှိရဗျာအဲ့ဒါမျိုးကြောင့်ကြပြမှာလည်းအဲ့လိုပဲဗျာအတန်ကိုပြန်ရွက်ကြည့်တဲ့ခါမှာဟိုရန်စိတ်တိုင်းမကြားဟာမျိုးရှိတယ်ဒါကတော့တကြောင်ပေါ့နော်ကြပြပြီးတော့ဘလို့ရေးဖြစ်လဲဆိုတော့တော့အကြီးကအခုမှဆိုအဲ့ဒီအချိန်ပဲဖြစ်ဖြစ်အမြဲထမင်းစားတဲ့အချိန်ပဲဖြစ်ဖြစ်လမ်းလျှောက်နေတဲ့အချိန်ပဲဖြစ်ဖြစ်ကျွန်တော်ခေါင်းမှာအဲ့လိုမျိုးတစ်ခုရသွားတယ်အကြောင်းအရာတစ်ခုရသွားဆိုကျွန်တော်ချက်ချင်းဖမ်းဆုပ်လိုက်ပြီးတော့ကျွန်တော်ဇက်တိုက်လို့ရေးရပါတော့ကြပြဆန်းဝင်တယ်လို့ပဲပြောအောင်ဟိုဇက်တိုက်ရေးရပြရေးပြီးတော့မှပိဟာကြီးအဲ့ဒီကောင်အဲ့ဒီဇန်ကြီးကပျောက်သွားတယ်ကျွန်တော်ကြပြချက်ကြည့်လိုက်နည်းနည်းဟိုပါပေါ့ကျွန်တော်အတင်းဆက်မတုံးပြသွားလို့ရသလောက်ကျွန်တော်ဆက်သွားကြည့်ဆက်သွားလို့မြတ်ကျွန်တော်ရက်ချပလိုက်အတင်းပြောင်းကြပြကြီးရှေမားတို့ပါလို့မျိုးစိတ်မကူးတော့ပဲနဲ့ဒီလောက်ကိုဟိုကဒီကိုလဲစိုးလို့နေတာလဲပါသွားပြီကိုတုံးတဲ့စကလုံးတွေလည်းအဲ့လိုတုံးပြုတ်ခြင်းနဲ့ဒီစကလုံးတွေလည်းပါသွားပြီဆိုရင်ကျွန်တော်ကတနည်းနည်းနဲ့အဲ့လိုရပ်လိုက်တယ်အဲ့လိုမျိုးပုံစံတော့သွားဟိုဒီကတော့ brother သတိထားမိမလားတော့မသိကျွန်တော်ကြပြရေးမှာဆိုရင်ဗျာအမြဲငါလို့တုံးနေဆိုတာဒီနေ့ကြမ်းတမ်းနေတာထက်စားကျွန်တော်ကပြောမယ်ကျွန်တော်ကြပြရေးသူရဲ့ဒီကျွန်တော်ရဲ့အတ္တကိုကျွန်တော်ပို့ပြီးတော့ထင်းစေခြင်းတဲ့အတွက်အဲ့လိုမျိုးငါလို့ပဲအများဆုံးတုံးပြစ်သွားတာပေါ့နောက်ခုနကျွန်တော်ပြောဖို့ကြံသွားလဲရှိရယ်ဗာလဲဆိုတော့ဟို I am different ဖြစ်ခြင်းတဲ့စိတ်ပေါ့နည်းနည်းလဲဟိုအန်နီရရှိတယ်လို့ဟိုဘယ်လိုမျိုးပြောရမလဲဟိုကွဲပြားပြီးတော့ဗျာအဲ့လိုသူများတွေနဲ့မတူဘူးဆိုရင်လဲဖတ်ရတာကိုယ့်ရဲ့ကလောင်အနေနဲ့ပဲဗျာကလောင်မတက်ဘူးဆိုရင်တော့မှဒါဘယ်သူရေးလဲဆိုတာကိုယ့်ရဲ့ပြသိနိုင်တယ်ဗျာအဲ့လိုမျိုးစင်မတူတော့ဘူးဗျာအဲ့လိုမျိုးပေါ့ဟိုအခုဖြစ်နေရလဲအဲ့တိုင်းပါပဲကြီးလိုက်တာနဲ့ဘယ်သူဆိုတာမှတ်မိရဗျာဒီစာကြီးပဲချတာလေနော်အဲ့လိုမျိုးပုံစံတော့ဟုတ်တယ်အဲ့ချက်ကလည်းလုပ်တယ်ကျော်ဘရောင်းပေါ့ငါကောင်းချက်ပေါ်တာလက်စင်တာဟုတ်ပြီဘရောအဲ့ချက်ကလည်းလို့တယ်လို့ပြီးတော့အဲ့လိုမျိုးဟုတ်ကောင်းကိုပဲပြလုံးနိုင်ပြီးတော့စာတပုတ်ကိုအဲ့လိုမျိုးပြီးရင် line တစ်ချောင်းစီစကလုံးစီအတွက်ကောင်းမွန်တိဆောက်နိုင်နေဆိုရင်တော့အဲ့လိုမျိုးပိုကောင်းတဲ့အားကြီးတော့ထွက်လာမှာပါပဲအဲ့လိုမျိုးဒီနောက်ပိုင်းလည်းအဲ့လိုမျိုးဟိုကျွန်တော်လုံနေရည်လည်းအဲ့တိုင်းပဲဟိုအသေးစိတ်ကစပြောရမယ်ဆိုရင်များသူများတွေအချစ်ကြပြရေးတယ်ကိုနဲ့မင်းနဲ့ပြောနေပြီဆိုရင်မသုံးရင်တော့ဗျာပြင်းနေတာအခုကိုမင်းမသုံးဘူးဗျာအဲ့လိုမျိုးနောက်မောင်နေတို့ပါတို့ညီမလေးတွေမမကြီးမသုံးရင်လည်းအချိန်ခါကိုရောက်သွားပြီဗျာအခုကတော့အဲ့လိုမျိုးအဲ့ဆိုဘလို့ရေးမလဲပေါ့ဘလို့ရေးမလဲဆိုတော့အဲ့အရာမပါဘဲနဲ့ရေးလို့ရတာပဲအကြောင်းအရာကြီးအများကြီးပဲဗျာဥပမာဟိုအိမ်ဆောက်တာနဲ့ပတ်သက်ပြီးတော့အချစ်ဘက်ကိုရောက်သွားပြီဆိုလဲရတာပဲလေဒါမှမဟုတ်ရုပ်ရှင်တကားလေးကိုပဲဟိုအခြေပြုပြီးတော့အဲ့ပေါ်မှာပြန်ပြီးတော့ရေးလဲရတာပဲဗျာဘလို့အချိန်နေဖြစ်ဖြစ်နန်သားတွေမပါဘဲနဲ့ဗျာ line နေနဲ့ကြီးပဲတိဆောက်သွားလဲကိုရေးတဲ့ရင်အချစ်ကြပြကောင်းကောင်းတပုတ်ရပါပဲဗျာအဲ့လိုမျိုးရှိထားတယ်ဗျာအဲ့လိုမျိုးချစ်ကြပြနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရေးခြင်းနဲ့လေရေးလဲရေးခြင်းနဲ့မရေးလဲမရေးခြင်းရေးလဲခြင်းနဲ့ဆိုတာအချစ်ဆိုတာအဲ့လိုမျိုးဟာကြတော့ကိုယ်တိုင်နဲ့ကြုံတွေ့ခံစားမှုပါနဲ့အတွေ့အကြုံလေးတော်တော်များခက်ခဲလေးဖြတ်တန်းပြီးမှလည်းရေးရကောင်းတယ်ဒါနောက်ပြီးတော့ကိုယူဆနဲ့အဲ့ဒီပေါ့နော်ဒီတစ်ဖက်သက်ဘယ်လိုပဲပြောအောင်လားကျွန်တော်ရေးရတယ်ဟိုဟာတော်တော်များလဲ
တငယ်ချင်းတွေကတော့ဒီတပုတ်ကိုကြိုက်တယ်လို့ပြောပါတယ်ငါချင်းငါကောက်မှာဆိုအဲ့ဒါအဲ့ဒီအဆိုဗျာကျွန်တော်တော်တော်ကြီးကိုစိတ်ပြတ်သွားဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီကြပြာကြီးကိုကျွန်တော်လည်းတွဲမြင်နိုင်ရင်ကျွန်တော်ဟောဖြစ်ဒီကြပြာအမှန်တကယ်ဆိုရင်ကျွန်တော်ကဒီကိုနဲ့ပတ်သက်ဖို့မင်းကလေးကြောက်ကျွန်တော်အဲ့လိုမျိုးဟိုပတ်သက်နေတဲ့ကာလမှာဘာညာလို့မရှိရမဟုတ်ပဲねကျွန်တော်လည်းလုံးဝမပတ်သက်ဘူးတဲ့မင်းကလေးတယောက်ကျွန်တော်ဘက်ကနေလို့သွားပြီးတော့ဟိုစိတ်ကွင်းခံစားတော့ရေးရဟာအဲ့ကျွန်တော်များဆိုကြိုက်ရဟာမှာအချစ်ကဗျာဒီကဗျာကြီးနဲ့ကျွန်တော်တွေ့မြင်သွားကျွန်တော်လည်းသဘောမကျဘူးဗျာအဲ့လိုအဲ့ဒီဘိုင်းတော့ဟိုဟာဖြစ်တယ်အဲ့ကြောင့်တုံအချစ်ကဗျာကြီးလွန်ကဗျာကြီးဆိုကျွန်တော်စက်မရေးဘူးကျွန်တော်ဆိုအဲ့လိုဆုံးဖြတ်တာဟောတော့အချစ်မတွေ့ခင်ထိဒီကတော့အဲ့လိုမျိုးဟိုချစ်ဖူးတဲ့သူတွေကတော့ညနေရေးဘူးမှာပါနာကျင်ရတဲ့ဘိုင်းတွေပါလေအဲ့လိုမျိုး That's cool ဆိုတာ Okay ပြန်ရပါဒါနဲ့ဆို round 3ပါ နော်အဲ့ဒါစိတ်ရှုပ်စရာတခုဗျာဘာလို့လဲဆိုတော့သူကသူတိုင်းအောက်သွားတယ်10မိနစ်ကပလိန်ထပ်ဆောက်ဖက်နယ်တီထိတယ်လို့ဒီလိုပါဒါကကျွန်တော်ခဏမေးတယ်နော်မေးများရောက်ပါအချက်ကပြကြီးနဲ့ဟောအားကြီးရဟုတ်တယ်ဒီကကြီးဟောစစ်တဲ့လူမှာပဲချက်မှုတဲ့လူမှာပဲရေးတတ်ပါကျွန်တော်ဒီဟိုချားလို့တော့မကြုံဘူးတဲ့အတွက်မကြုံဘူးတဲ့ဆိုတာတို့လိုမျိုးအတွေ့အကြုံကရှားပါရရှားပါဆိုတော့တယောက်ဆိုတာအမျိုးသမီးတယောက်ကျွန်တော်ကိုယ့်ရဲ့ပါတနာတယောက်ဘယ်လိုမျိုးကောင်းကောင်းခံစားရမလဲဆိုတာစိတ်နားမလဲဘူးပြောတော့အားနေချက်လေဟာလောကချိုးသားလို့မရရင်အားနေချက်ဖြစ်နိုင်ပါသေးရဲ့သို့ပေမဲ့နောင်မှတော့တခုရှိတာကျွန်တော်အနေနဲ့ရေးချင်တဲ့ပုံစံတွေရှိတယ်ဗျာဥပမာဆို brother တို့ပြောရဲ minimalist တို့ပါဒါပေမဲ့အဲ့ဒါကြီးကကြောလေခက်ခဲဗျာဘာလို့လဲခက်ခဲလဲဆိုတော့ဒီ high go တို့ပါလို့ရေးလို့ပဲသူပြုတ်နေတာဟိုက်ကူပေါင်းဆိုပတ်တန်ရှိရအားခေါငါလားမသိဘူးအဲ့လိုမျိုးရေးသူပေါ့နော်ကိုရေးတဲ့အနက်လည်းမလွဲရအောင်ဒါပေမဲ့သူ့ရဲ့ပတ်တန်နဲ့လည်းမချော်အောင်အများကြီးဟိုဖျက်ရတာရှိတယ်ဒီမဲ့လည်းအဲ့လိုပဲဟိုဘက်ကလုံးလည်းမကျဲသွားရဟိုစိုးလို့ခြင်းနဲ့အနက်လည်းမလွဲသွားရအောင်လို့ရေးဖို့တော့ကြတော့ဘက်ကလုံးကိုချုပ်နိုင်တယ်များပေါ့နော်ကိုကြီးပဲနားလဲလို့လည်းမရဘူးထားတော့ကိုကအဲ့လိုမျိုး minimalist ကိုရေးလိုက်ဒီကတိုလေးကိုရေးလိုက်ကိုနားလဲသွားတယ်ဒါပေမဲ့ဖတ်တဲ့လူကလည်းဒီဟာကိုပေါ့နော်ဒီကိုသွားခြင်းတဲ့ဟာသူကတခြားကိုသွားဟာကိုလိုချင်တဲ့ဒီဗျာအနှစ်ထက်ပို့ပြီးတော့သူကဆက်လက်တွေးခေါ်သွားတာမျိုးကြတော့ကိစ္စမရှိဘူးကိုဆိုလိုနေတဲ့ຢာတော့မရောက်လိုက်တလွဲပေါက်မိသွားတဲ့ဟာမျိုးကြတော့အဲ့လိုမျိုးကြတော့မဖြစ်ချင်တဲ့အတွက်ရေးတော့ရေးချင်တယ်ဒါပေမဲ့ရေးဖို့ကြတော့အဲ့ဒါကြီးအရန်ခက်ခဲလို့ထင်တယ်ရှားကြပြပုံမှန်ကြပြရှိရေးရထက်တာပညာသားလည်းအများကြီးပါတယ်ဟိုဘယ်ရေးသားမဆိုတော့အဲ့လိုမျိုးဟိုခတ်တယ်ဆိုရင်တော့ခတ်တာပါပဲအဲ့လိုကျွန်တော်လည်းစားခဲ့တဲ့အချိန်တော့လည်းအဲ့လိုမျိုးဟိုဘယ်လိုလုပ်ရေးတတ်မှာတော့ကိုသူများရဲ့ကောင်းတဲ့အဲ့လိုကောင်းတယ်ဆိုတဲ့ကြပြားတွေကိုလိုက်ဖတ်ပြီးတော့ဟိုအားကြခဲ့ရတဲ့အချိန်ကြီးပဲရှိတော့ကြောင်းဟိုကိုမကိုရေးစီလဲဟိုအခုထိလုံလောက်တယ်ဆိုတာလည်းမရှိသေးပါဘူးသို့ပေမဲ့ကျွန်တော်တို့လည်းခုထိဟိုကြပြားအပုတ်ကြီးနဲတယ်ဗျာအဲ့လိုမျိုးဟိုတရုတ်မှလေအဲ့ကြပြားမှာဆိုရင် minimalism အကြောင်း30ပေါ့ဗျာထားပါပြီးတော့ ingredient မှာ15ပေါ့ဗျာဒီလောက်ပဲရှိသေးရဟိုစောပိုင်းလောက်ခဲ့တဲ့ e-book တွေဆိုတာဘာမှမဟုတ်ဘူးဗျာဟိုအာဘေဒူဟာတွေအဲ့လိုမျိုးခုချိန်အဲ့လိုပြန်ဖတ်ချင်တာဆိုတော့မဖတ်ချင်ဘူးရေအဲ့လိုသူများလည်းပေးမဖတ်တော့ဘူးရေရှုံလုံးလို့အဲ့လိုမျိုးဆိုအဲ့ဒါတောက်တော့မိုက်ပါကျွန်တော်ဟိုတင်နေ Rider Symphony လားဟုတ်တယ်ကျွန်တော်အဲ့အုံးမှာစသည်ဟုတ်တယ်တော်တော်များများပြောကြပါတယ်အိုက်ကောင်းနေဆိုပြီးတော့စိုးပါ e-book ထဲမှာအဲ့ဒါအိုက်တခုပေါ့အဲ့လိုမျိုးဟိုနောက်ပိုင်းကတော့ဟိုရေးလာနိုင်မယ်ဆိုရင်တော့ကျွန်တော်ခုအဲ့နောက်ပိုင်းထုတ်ပြတယ်ဆိုရင်တော့နှစ်အုပ်လောက်ပေါ့နှစ်အုပ်ဆိုတာဟိုကြပြာအတွက်ဆိုပြီးတော့ဒီနဲ့ရွယ်ပြီးလုံးမဲ့အလုံး21ပုတ်ပါတအုပ်ရယ်နောက်69ပုတ်ဒါမှမဟုတ်ကျွန်တော်ရေးနိုင်တဲ့လောက်ဗျာအဲ့လိုမျိုး
69ပုံအထိတော့စူးစမ်းကြည့်မယ်ဗျာတကယ်လို့မရေးနိုင်ဘူးဆိုရင်လည်း49အထိပေါ့အိုက်အုပ်တအုပ်ရှိမယ်ဗျာအဲ့ဟာတော့လုံးဝမတူဘူးဗျာမတူဘူးဆိုတော့ကျွန်တော်ကလို့နေ့စဉ်ပေါ်မှာဖြစ်ပြနေတဲ့အရာတွေရယ်နောက်လို့ကလေးတွေရှိရပြန်ကြားရတာရယ်ပြီးတော့အိမ်ကကျွန်တော်အဖွာပြောတဲ့အကြောင်းအရာတွေအဲ့ဟာတွေကနေပြီးတော့စင်ပွားဖြစ်လာပြီးတော့တိဆောက်ပြီးတော့ကျွန်တော်ပြန်တင်ပြတဲ့အရာတွေဗျာအိုက်အုပ်တအုပ်ရှိမယ်နောက်အုပ်ပေါ့ပင်ကိုရေးအတွက်ဆိုရင်နောက်ခုနကအဲ့လိုမျိုးမရေးဘူးတဲ့အချက်ကပြားကြီးစမ်းရေးမယ်ပေါ့အဲ့လောက်ပါပဲအပုတ်ကလည်းအဲ့အုပ်3အုပ်နဲ့ဆိုရင်များများရှိသွားပြီဆိုတော့နားချင်းလည်းနားမယ်ပေါ့ဗျာမနာဘူးဆိုလည်းတခြားစကပြေးပါညာရေးကြည့်မယ်ပေါ့အဲ့လိုမျိုးတော့တွေးထားတယ်ကျွန်တော်မလုံးဖြစ်ဖို့ကတော့များပါတယ်အချိန်တစ်ခုအဲ့လိုမျိုးအထိပျောက်သွားလိုက်မယ်ပေါ့ပျောက်ပြီးတော့မှပဲနည်းနည်းလှုပ်ချင်တာအဲ့ကြရင်တော့ရလာလောက်မှာပါရလာပြီးတော့မှပဲပြန်ခံပတ်မယ်ပေါ့အဲ့လိုမျိုးစီထားပါပဲဘာလာပြန်ကလည်းထွင်း၎င်းပဲဗျာအဲ့လိုမျိုးဝင်းနေတဲ့ဘူးရယ်နောက်ခုန2အုပ်ရယ်3အုပ်ဗျာပြီးရင်နောက်ထပ်အသစ်ထဲရဗျာအဲ့လိုမျိုး story စုထားတဲ့ဟာတအုပ်လောက်ပေါ့ဒီမှာဆိုရင်ကျွန်တော်ရဲ့အကြိုက်ဆုံးဟာကိုပြောပါသေးတယ်အခုတည်းပဲအဲ့လိုမျိုးကျွန်တော်တကူသားဆိုရင်တော့အိုက်အုပ်ကဂုတ်ပဲဗျာအဲ့လိုမျိုးသူရင်လူလေးရဲ့ဒီ Eskimo ပုံမြင်များဆိုတာအိုက်ကပုံမြင်လို့သာပြောခက်ပြိုင်ဝတ္ထုတွေဗျာအဲ့လိုမျိုးmagical realism ဖြစ်တယ်ကျန်းတယ်ဗျာဘရိုတို့မဖတ်ဘူးဆိုရင်လည်းအဲ့လိုကျွန်တော်ညှိုးနေဗျာအပြေးပါဖတ်ကြည့်လိုက်ဗျာမိုက်ရအဲ့ဒီအရာတွေဖတ်တာလေးစီပြတခုတော့ဖြစ်တာပေါ့နော်ကျွန်တော်ကတိကောက်ဖြစ်တာအချိုးနေရတယ်ပါစောက်တိုက်ရဲ့ဖြစ်ပါလိမ့်မယ်လို့ပြောစကလုံးနေရဗျာတမျိုးပြောင်းဘယ်လိုပြောစလုံးပေါင်းနေလို့ဟာကြတော့နည်းနည်းအုံစားရရှိရဗျာဒီလို typing မမှန်တာ typing error တွေလာပါတော့မသိဘူးအဲ့ဒါနည်းနည်းဖြစ်တယ်ကျန်တဲ့ခွာတွေပါရတော့ကျွန်တော်ကောင်းတယ်သူကောင်းတယ်ဆိုတာစိတ်ထဲမှာမှန်ရရှိရတယ်ဒုတိယပုံမြောက်အဲ့ဒီနေနေလားဆိုရင်တင်ဒါကြီးကဲကျန်းသွားရဗျာကလေးအနေနဲ့တော့ဖြစ်တော့ကျွန်တော်လူကြီးတယောက်လူတက်လက်ပိုင်တယောက်အနေနဲ့စဉ်းစားသူဒီပေါ့နော်မွေးစားကြီးယူစားကြီးအဲ့လိုယူစားကြီးကြမ်းလို့လေကြမ်းတန်းခတ်ထန်လုံးလေဆိုဖြစ်ဒါပေမဲ့သဘောတော့ကြာရဗျာတချို့ပုတ်လေးဆိုလဲတော်တော်ကြိုက်တယ်နောက်တစ်ချိန်တော့ထပ်မဖတ်ဖြစ်သေးဘူးပေါ့နော်ပထမချိန်ဖတ်ဖြစ်တဲ့ဒီစာအုပ်ရဲ့ Eskimo ပုံမြင်များဆိုတဲ့ဟာနဲ့တော်တော်ဆွဲဆောင်နေပေါ့နော်ကျွန်တော်လည်းအဲ့လိုမျိုး mythical ဘာညာဒီတဏှာကြီးပတ်သက်ကျွန်တော်တော်တော်စိတ်ဝင်စားတယ်ဘယ်လိုပြောရမလဲသဘောကျဗျာအဲ့လို fairy tale လို့ပါလို့ဟာနားထောင်တာတကယ်မိုက်တယ်ဗျာကျွန်တော်အဲ့ဒီငယ်လေးအဲ့လိုမျိုးပုံမြင်နားထောင်တာကြိုက်တယ်အဲ့ဒါကြောင့်ပုံမြင်ဘက်ကိုပို့ပြီးတော့ဖြစ်နေရကျွန်တော်ဒီမြန်မာနိုင်ငံမှာဘာသာပြန်ဖြစ်ထွက်စေခြင်းနဲ့စာအုပ်တအုပ်ရှိတယ်အဲ့ဒါကျွန်တော်အဲ့ဒီ series ကိုတော်ကြိုက်လို့Neil Gaiman ရဲ့American Gods ဆိုတာဘယ်လိုကြားလဲကြားဘူးလိမ့်မယ်ကျွန်တော်စာအုပ်တော့မဖတ်ဘူးအဲ့ဒီ series ကလေကျွန်တော်မလဲနိုင်ကျွန်တော်အနေနဲ့အဲ့လိုမျိုး fantasy series တွေဗျာတခြားတွေကျွန်တော်ပြောင်းကြည့်အဲ့လိုမျိုးဟာလုံးဝမဖြစ်ဘူးဘယ်လိုပဲပြောရမလဲဆိုတော့အဲ့ဒီခါကြီးကကျွန်တော်လေseries တစ်ခုအနေနဲ့ Star Trek ကထုတ်တာ prime ကတော့ပြတာဒါပေမဲ့ကန်ဆယ်ရောတော့စိတ်မကောင်းကြပဲ season 1 2 3ဗျာသူဟာကြီးဇက်ကအရန်ကြွနေရပြီမဟုတ်ဘူးနဲ့တဖြည်းဖြည်းချင်းဆွဲသွားတဲ့ဟာမျိုးဟာအရန်တော့ကြည့်လို့ကောင်းတယ် CGI နဲ့လှတယ်ကဲဒီ podcast နားထောင်ရလို့အဲ့လိုမျိုး fantasy ပါညာ god တွေပါနေဒီတဏှာကြီးရဲ့ပတ်သက်ရင်အဲ့ဒါကိုရိကာကိုကြည့်ဖို့အကြံပေးတယ်စာအုပ်ဖတ်နိုင်တဲ့လူဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ကျွန်တော် like လေးလာကြည့်ရတော့ဆိုရင်အဲ့စာအုပ်ကပို့ပြီးတော့ဖတ်လို့ပိုကောင်းလို့တော့ထင်တယ်သူများတွေလည်းပြောကြရဗျာ comment တွေပေးကြတယ်အဲ့လိုမျိုးအဲ့ဒီစာအုပ်ယူထွက်စေခြင်းပေါ့နောက်တစ်အုပ်ကကျတော့ဘာလဲဆိုတော့စာရေးသူနာမည်ကိုကျွန်တော်လည်းတိတ်မဖတ်တော့ Indian နဲ့ဟွာဆိုတော့ Amish ပါလည်းမသိဘူး Shiva Trilogy ဆိုတာအဲ့လို Google မှာရှာတွေ့ရင်တော့ရှာရင်တော့သိမှာပါသူကဘယ်လိုပုံစံလဲဆိုတော့short review ဖတ်ရတော့ဆိုတော့သူကဒီတိဝလက်ဖျားကိုလို့နည်းနည်းပေါ့နော်ဟွာလို့ရေးရတယ်ပေါ့လူသားအဲ့လိုလူသားတယောက်လို့ပဲပြောအောင်လူသားနည်းနည်းခက်ဆက်ဆန်ပတ်သွားပြီးတော့ရေးရပေါ့နော်အဲ့လိုမျိုးပုံစံအဲ့ဒီ Indian တွေဒီ Chinese ဒီဟွာလေစိတ်ဝင်စားတယ်စိတ်ဝင်စားအောင်လို့ဒီဟာမျိုးကြတော့လေဟွာဘယ်လိုပြောရမလဲဒီနက်ပြာ green နက်ပြာတွေပါကျုံနေတာမျိုးမဟုတ်ဘဲနဲ့တမျိုးသွားတယ်ပေါ့ဗျာဒီညံကစားလို့ပဲပြောအောင်လားပုံစံကအများတခါမှဒီ
ဒီတကယ်ပြင်းဖြစ်ပူတဲ့ပုံစံမျိုးမဟုတ်လူများသိတာတဲ့ပုံစံမဟုတ်ဘူးအမျိုးပြောင်းလဲနေအဲ့ဒါကြောင့်ဒီကတစ်ခါလေဟိုငုံပေးခြင်းစီရီကြည့်ပေါ့ အဲ့ဟိုဟာငေးကြိုင်တာဆမ်မန်းတော့ကျွန်တော်မကြည့်ရသေးဘူး။ဒါပေမဲ့ကြည့်ဖို့တော့ရှိပါတယ်။ဟုတ်ပြီ။အခုကတော့ဟို Supernatural ဘက်ကူနေရတယ်။အဲ့ဟာကို series ရေကုန်ပြီးအောင်ကြည့်ဖို့လို့ Supernatural ကြီးอ่ะဗျာတခုတော့ကျွန်တော်မကြိုက်ဘူးဆိုတာဘာလဲဆိုတော့ဟိုလေ season တစ်ခုနဲ့တစ်ခုနဲ့ကဘယ်လိုမျိုးလဲ Power Ranger ဆန်ပါတယ်ဒီက ကျွန်တော်ခုလေ season 2ကြည့်ရတော်တော်ပြင်းနေရဗျာ နောက်ပိုင်းနေတော့ဗျာသိရမလားဟိုလို main boss တွေအဲ့လိုမျိုးပြန်ပြီးတော့ပြန်ချိတ်သွားရဲဆိုမျိုးဗျာတချို့ဟာတွေဆိုရင်တချို့အပိုင်းဆိုဘာမှမဆိုင်တယ်လို့ခံစားရတယ်အတိလားဟိုဒိဗယ်မရှိဘူးဗျာတပိုင်းနဲ့တပိုင်းကျပြီးကြစီဗျာဒါပေမဲ့အဲ့ဒီ American ကောကြောင့်မတူတပိုင်းနဲ့တပိုင်း तू ကလုံးဝ story ရှိပြီးပေါ့ကိုဘယ်လိုပြောရမလဲဝတ္ထု novel ပိုင်းနဲ့လည်းကွာအောင်ပါပေါ့နော် तू ကဝတ္ထုလိုတိုင်းလုံးဝတပိုင်းနဲ့တပိုင်းကပြတ်သွားတယ်ဆိုတော့မရှိဘူးဗျာအရှိတပိုင်းကကိစ္စတွေကအရေးပါတယ်ဒီနောက်လာမယ့် episode ဆိုတော့အဲ့လိုမျိုးပေါ့ဟိုအဲ့ဒီ Supernatural ကျွန်တော်သိရမလားဟိုခက်ကလာကြောက်လဲဆိုင်ပါပါလို့ CGI ဘိုင်းနေနေတော့ထားပါတော့ဒါပေမဲ့ဇက်လာပိုင်းကကျတော့လေရန်ရုပ် childhood memory နေနဲ့ပဲဒီငယ်ကအကိုကြီးနဲ့ကြည်ဘူးလေဆိုရဲအချက်တစ်ခုနဲ့ပဲဟိုဖြစ်နေတယ်ပေါ့နော်ဒါရန်ရုပ်ကြောက်မြောက်တဲ့ကိစ္စတွေတော့ဟိုမတင်တော့ဟိုမြောက်တဲ့ကိတ်ကားကြီးလို့ရုပ်ရှင်လို့မာစာပြီးလို့ဟိုမတွေးမိတော့ဘူးဒါဟိုဘာလို့လဲဆိုတော့ခုနပြောရတဲ့အချက်တွေပေါ့ဗျာဟိုချိုးဟာကျပါဝင်သားနဲ့ဆန်တယ်ပါဝင်သားကလေးပါဝင်သားဇက်လန်အဲ့လိုမျိုးနည်းနည်းဆန်တဲ့ဟာမျိုးတွေရှိတယ်ဘောသိမကြဘူးဒီဟာကြီးတော့ဒါမဲ့ဟိုကောင်းပါဆိုတာတို့သူများတွေကတော့အဲ့လိုမျိုးဇက်သိန်းနဲ့ပတ်သက်ပြီးတော့သဘောမကျပါဘူးတော့ရှိတာပေါ့ကျွန်တော်ကတော့လိုပဲသိသွားတာတော့ကောင်းပါတယ်ဟို season 15မှာကျွန်တော်အခုကတော့အဲ့ဟိုစာရေးပြဖို့အတွက်ပါပဲအဲဒါကြောင့်မို့ကြည်နေတာကိုယ်တိုင်ကလည်းအဲ့လိုတရေကားကြီးတော်တော်ကြိုက်တော့ကြောက်လေအဲ့လိုမျိုးယာမီရှိပိုင်းအဲ့ story တွေအောင်မှပြီးအောင်မကြည့်ရသေးဘူးကျွန်တော်တို့ဖြည်းဖြည်းချင်းပဲဖြတ်နေတာဟောတာဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဟောတာဒီတရေကားရဲ့လို့တော့မဟုတ်ဘူးကျွန်တော်ကအဲ့လိုတရေဆိုတာလို့ဒါကိုယ်ပိုင်စား character ကိုဒီစိုင်းသူကဖန်ရတဲ့ character မဟုတ်ပဲနေတယ်ဒီစိုင်းသူကဗျာဒီတစ်ခုခုအခြေခံပြီးတော့ပြောင်းလဲထားတဲ့ character မျိုးကြောင့်ကိုယ်သဘောကျတယ်ဗျာဘာလို့လဲဆိုတော့ဟိုသူဒီတိရလို့ fairy tale တွေပါရဆိုပြန်ကောက်ထုတ်ထားဆိုပြန်ပြီးတော့လည်းပြန်ပြီးတော့ make sense ရမလို့ဒီ character ရဲ့အကြောင်းနဲ့ပတ်သက်ပြီးသဘောပေါက် character ရဲ့ဒီ characteristic တွေဒီသူ့ရဲ့အကျင့်တွေပါရလို့မျိုးဟိုဇက်လန်သွားလေးပေါ့ရာဇဝင်လေးပေါ့အဲ့လိုမျိုးနားလေအတွက်ချို့တရေကားကြော်လေကြောင်းဟိုမျိုးရှိရအရင်ထွင်တာမျိုးဗျာကို character အစီးရဲ့ဒီတရေ character ယူလုံးဝအသက်လိုမျိုးပုံစံဖြစ်သွားရှိရတင်းလည်းဟိုစုပ်သွားမျိုးအများကြီးပဲအဲ့ဒါကြောင့်ပါတော့ဟို horror ဘိုင်းသက်ဆိုင်ရလို့ mystery ဘိုင်းကိုပို့ကြိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီကြောက်တယ်လို့ပြောအောင်လားနောက်ပြီးတော့အယုံကြည်ထက်စားအဲ့လိုပါ chance game ပါဆိုရင်ကျွန်တော်နည်းနည်းဟိုဖြစ်တယ်တိတ်မကြည့်ချင်ဘူး chance game ပါဒီတရားကားကအဘောလုံးကလည်း chance game ပဲtrailer journey ရောကြည့်ပြလားလိုမျိုးလဲ bro trailer လေတဲထည့်ရင်ပို့ပါပဲ horror ထက်တော့နည်းနည်းကွဲမယ်ကွဲပြီးတော့ဟို icon ကတော့ပို့ပြီးတော့ဟိုပို့ဆိုးပါဘောနည်းနည်း psycho လည်းပါတယ်အဲ့ဒါကြီးတော့ဗျာဟိုကြီးတော့ဟိုဘယ်လိုကိုရီးယား drama တွေမှာပေါ့နော်အဲ့လိုမျိုးကြတော့သူပေါ့ပါနဲ့ကြည်ရလို့ဟာမျိုးဆိုတော့ကြည့်ပြလိုက်တာပေါ့နော်အချိန်ထုံးလို့ကောင်းတယ်တချို့အဲ့လိုမျိုးအများကြီးနည်းနည်းဟိုဘယ်လိုပြောမလဲအုံနောက်ကိုအသားပေးတွေးခေါ်ရတယ်ဥပမာဆိုရင်ဟို Netflix series တို့ရှိရဲဗါလဲ dark လားမသိဘူးဟုတ်တယ်တိုင်းထွာပဲအဲ့ဒါတိုင်းထွာပါလားအဲ့တော့ तू က trailer လို့ပြောတာထားပါအဲ့လိုမျိုးကြတော့ကြည့်ရဖို့ကတော့နည်းနည်းဘယ်လိုပြောမလဲအချိန်ကြီးအများကြီးပေးရတယ်ဗျာဒီဟာဟိုဖြစ်တယ်ဆိုတော့ကျတော့ခေါင်းရမ်းရှုံရင်တော့ဟိုကြည့်ပြမှာပါဒါပေမဲ့ဟိုလုံးဝတိတ်ကအဆင်ပြေနေပြီခေါင်းလုံးဝခေါင်းကဘာမှလုံးစရာမရှိတော့မှဒီဟာရုပ်သက်ချိန်ပေးပြီးကြည့်မယ်ဆိုမှတော့ကြည့်ပြမှာပါဟိုကြိုက်တာတော့ trailer လည်းကြိုက်ပါတယ်သူမစိုးအောင်တဲ့တိုင်းခေါ်ဖြစ်တာပေါ့နော်ဒါပေမဲ့ပိုပြီး prefer ဖြစ်တာ mystery but တွေပဲဟိုဒါပေမဲ့ American Gods ဆိုလည်း
သူက mystery ဆိုပေမဲ့ trailer ပါတယ်အများတိုင်း online ကျေပြီးတော့နက်ဖျားတွေ့ဟိုနေရာမှာထိုးမယ်ဒီနေရာထိုးမယ်ထက်ဆိုင်သူကအဲ့လိုမျိုးအကွက်ရွှေ့သွားတာတွေကစားတယ် Okay ပါကြည့်ဖို့ထဲထားလိုက်တော့မယ်ကောင်းကမ်းမော်ဒါတွေနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တယ် fantasy နဲ့ဝေးလေးပါsci-fi သမား sci-fi တော့ခင်ဗျာ Star Wars fan ဆိုတော့ဘယ်လိုမျိုး sci-fi နဲ့ပတ်သက်ပြီးတော့အားရပါရလို့ပြောချင်တယ် ငယ်ရခုနောက်ပိုင်းဒီထဲမှာဘာသာပြန်နိုင်များလာမယ်တော်စုံတယ်လို့ပြောမယ်အဲ့လို fantasy တွေရော horror ဘိုင်းရော sci-fi ဘိုင်းရောဥပမာခုနကဟန်လင်းဆိုလဲဟန်လင်းနဲ့စနေဆိုဟိုတလောက sci-fi တစ်ခက်ထားပါတယ်ပြီးတော့ fantasy ဘက်တော့ဘာရှိမလဲ fantasy ဘက်တော့တိတ်မတည်ဒါပေမဲ့အခု horror ဆိုလဲနတီလင်းတက်လာဘာသာပြန်လာတော်တော်ထွက်တယ်ဘာသာပြန်လာတော့တော်တော်များလာလို့ပြောလို့ရ fantasy ဟိုဟာလေဟိုကနာမည်မေ့ပါRachel ဦးရေးရဲ့လူလား Rachel ကကလောင်လားသူခါလားမသိဘူး Renaissance ဘာသာပြန်စာအုပ်နာမည်တင်တယ် စာအုပ်နာမည်လေဟာမဟုတ်သူစာရေးလူနာမည်ကျွန်တော်မေ့ရတယ်ဟိုဟာ Renaissance ဟုတ်တယ်အဲဒီသူဘာသာပြန်တဲ့ဟိုဟာ Game of Thrones ဟိုဟာရရှိရထင်တာပဲ fantasy ဘက်မှာဆိုရင်တော့အဲ့ဆက်ပြောဘာသာပြန်လာရောညားလာဒါမဲ့ဒီနောက်ပိုင်းရှားလာတာပင်ကိုရေးစာအုပ်တွေရှားလာမယ်ထုတ်ဖြစ်တာပေါ့နော်ရေးရတော့ရေးနေကြလို့ထင်တယ်ဒါမဲ့ထုတ်ဖြစ်တဲ့နေရာမှာပင်ကိုရေးတွေနေကြလာလို့ထင်တယ်အရင်2019လောက်တော့အဲ့တော့ဟောဆိုရင်ပင်ကိုရေးထုတ်တဲ့တိုက်တယ်တော်တော်သဘောကျတဲ့တိုက်တစ်ခုရှိအမတ်တာနေသည်ဆိုအဲ့ဟောဆိုဟိုခစ်လိုင်းတို့ခါမီတို့အောင်ပါကြအောင်လေအားရမော်တို့ပါတော်များများထုတ်ခဲ့ပင်ကိုရေးနေနဲ့အဲ့လိုမျိုးကလောင်တစ်တွေပေါ်မိတ်ဆက်တာဟုတ်တယ်ထုတ်ဝစ်သွားနေတဲ့တဲ့ဟုတ်တယ်ကိုနေတာအဲ့တော့အခုနောက်ပိုင်းအဲ့လိုမျိုးပင်ကိုရေးကိုတော်များများထုတ်တာနေလာဒီနောက်ပိုင်းထုတ်တာဆိုစပန်နီတိုက်တစ်ခုပဲကြမ်းမယ်တဲ့ပင်ကိုရေးထုတ်ညာတာဆိုရင်အဲ့တော့ပင်ကိုရေးကိုလည်းအခုလိုမျိုးဘာသာပြန်လိုမျိုးများပို့ထွက်စေတယ်ဥမာ fantasy ဘက်ဘာညာကြီးอ่ะဆိုလဲဟရူတာတို့ဘာလို့ရှိနေလဲဟိုအရင်ကိုယူရကြော့ဆိုတော့ ਨੇ တော့ရောက်ပါအောင်စောင့်တော့ဟုတ်တယ်တယောက်ရှိအဲ့တုန်းကလေကျွန်တော်ပြောတော့ sci-fi best ဘယ်လိုမျိုးပြောရမလဲနည်းနည်း enemy ဆန်လေအဲ့ Oliver ဟာကျွန်တော်မကြိုက်ဘူးလေမကြိုက်ပေမဲ့လေဟိုထုတ်လိုက်တာပါပဲအဲ့လိုမျိုးနည်းနည်း enemy ဆန်ပြီးတော့ဟို team ရှိဘူးဗျာဝတ္ထုတစ်ခုသွားမယ်ဆိုရင်အဲ့လိုမျိုးဟိုဘလောက်ပဲဟိုပုံဖြတ်ပြီးတော့ရေးသားရတယ်ပဲပြောဗျာအဲ့လိုမျိုးနည်းနည်းကစင်ကလေးဖြစ်ပါတယ်အဲ့လိုမျိုးတချို့ကတော့ကြိုက်ပါတယ်တော်တော်များများကတော့ sorry ပေါ့ဗျာအဲ့လိုမျိုးကြိုက်ကြတာသူလည်းပေါက်သွားပြီးတော့အခုကတော့အဲ့လိုမျိုးဟို mainstream စတိုင်ကိုပြီးတော့ဘာလို့ဖြစ်လဲတော့မသိတော့ပါဘူးကျွန်တော်နဲ့လည်းကွဲတယ်နောက် you ကိုနဲ့လည်းကျွန်တော်ကွဲသွားပြီအဲ့လိုမျိုးဖြစ်ကုန်တာတိတ်ပြီးတော့ဟို user ကွဲကုန်ရပါအဲ့လိုမျိုး project နှစ်ခုလောက်တော့လုပ်ပြမယ်တဲ့ဟို page မှာတင်တဲ့တစ်ခုရှိမယ်တဲ့ဘယ်ဟာ collage နဲ့ဟုတ်တယ်အဲ့ chatbot ရဲ့ ingredient အဲ့တော့ကလည်းဟိုဒီတိုင်းပဲဗျာကျွန်တော်တို့အကုန်နားကြမယ်ဆိုပြီးတော့ပြီးကြတော့ကျွန်တော်တို့9လလောက်လာမသိဘူးအချိန်ချားသွားပြီးတော့ပြန်ပြီးတော့ထွက်လာတော့အဲ့ကျွန်တော်အဲ့စောက်ထောက်ပြတာဘာအကြောင်းမို့လဲဆိုအဲ့ခိုင်မြဲကြော်တော့ကိုလိုဆောက်ဝါရောင်းရင်အဲ့တော့ဖတ်ပြီးတော့ဆိုးလို့မိုက်တာပဲဆိုအစားတော့စောက်ထောက်ပြဖို့တော့မရှိပါဘူးကိုရေးသားရည်လဲအဲ့လိုမျိုးမပေးချင်ဘူးဗျာတည်ရမလားအဲ့လိုအလေလွင်လဲဖြစ်တယ်လို့ပေးလဲမဖတ်ချင်ဘူးနည်းနည်းပေါ်သေးတဲ့အချိန်ကာလတခုဆိုတော့အဲ့ဒါမဲ့ရေးနိုင်နေဆိုပြီးတော့ထုတ်လိုက်တာကောင်းပါပထမဆုံးလက်ရအနေနဲ့ဆိုရင်တော့နောက်ပိုင်းနေဖတ်မယ်ဆိုရင်တော့ကိုယ့်ကိုယ်တော့အဆင်မပြေဘူးလို့ယူဆတယ်ကျန်တဲ့သူတွေတော့လို့ဘယ်လိုမျိုးအနေထားတစ်ခုထားမလဲတော့မသိဘူးဗျာအဲ့လိုမျိုးဟိုတရုတ်မလေးကတော့အကောင်လုံးလည်းကြိုက်တယ်ဗျာအဲ့လိုမျိုးကျွန်တော်လည်းကြိုက်တယ်အခုချိန်ကြီးအဲ့တစ်ခုရှိမယ်အဲ့လိုမျိုးပေါ့နောက်ပိုင်းကလို့ဟိုပန်တာလီယွန်ရေးရနဲ့အခုကျွန်တော်ဒီပန်နဲ့ယူရကြော်ဆိုရေးတာတော့မှမတူဘူးဗျာအဲ့လိုမျိုးတခုခုကြောင်းမို့လို့ဘယ်လိုမျိုးပြောရမလဲပြောင်းလဲသွားတယ်အဲ့လိုမျိုးပဲဟိုယူဆတယ်ဗျာကိုတိုင်းပြောင်းလဲတာထက်ဆိုင်အဲ့လိုမျိုးကြောင်းမလို့ပို့ဟိုရေးထွက်မယ်လို့ထင်တာပဲအဲ့လိုမျိုးခွ
ခဏပြောတဲ့ဟိုပင်ကိုရေးဆိုတာလေလေဟိုပေါ်တင်တယ်လို့မပေါ်တော့ရလဲနည်းနည်းစိတ်ဝင်စားမှုနေပြီးတော့ကျွန်တော်ထင်တယ်ဗျဟိုအရေးသားတွေထက်လာလို့ကြောင်းမို့လဲထင်တယ်လူတွေကဟိုဓာကြီးတွေပဲဗျလုံးနဲ့ချလိုက်လိုက်ပြီးတော့ဟိုတယောက်လာလဲဓာပဲဆိုတော့အဲ့လိုမျိုးကြောင်းမို့လို့ပဲကျွန်တော်ကတွေ့ရတဲ့ခြေသားဘယ်လိုမျိုးလဲဆိုတော့တာမန်လူတိုင်းကြုံရတဲ့လူငယ်ဘဝကိုပဲထက်ဆင်းရင်းနေကြတဲ့ခြေသားမျိုးများဆက်ကြောင်းရွေးလူငယ်ဘဝမှာဒါမျိုးကြုံခဲ့ပါတယ်ရန်ထားကြပါတယ်အဲ့မျိုးပဲရင်းရများလို့ခံပါကိုယ်ထွက်တာဆိုခြေအေးရဲ့စာအုပ်တွေတော့ပွဲထွက်ဟုတ်ပြီးတော့တွန်းနေတယ်ပင်ကိုရေးထက်ပါရရေးသားတွေထက်လာတဲ့ပိုင်းကခုကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီတိုင်းဝိုင်းထဲမှာဗျာပြိတ္တကလည်းကိုယ်ပဲရေးလူကလည်းကိုယ်ပဲအဲ့လိုမျိုးပုံစံဖြစ်နေတာဒါပြီးတော့ဟိုဒီဘက်ကျွန်တော်နိုင်ငံဟိုကနေဆိုရင်စာဖတ်သူတွေကနည်းစာဖတ်တဲ့ကချားလည်းနည်းသွားတဲ့ပြင်ဟိုပြိတ္တတွေကလည်းနာမည်ကြီးဒီစာရေးကြရေးလောက်ပဲဖတ်တယ်ပေါ့နော်နောက်ပြီးတော့ပြိတ္တရဲ့တော်တော်များအကြိုက်ကလည်းအချစ်ဝတ္ထုပါညာအရာသာအစ်ကိုတို့ကဟိုမစားဘူးဗျာမစားဘူးအတွက်မကြိုက်ဘူးဆိုတော့တော်တော်များလည်းဒီဟာတလူမျိုးသွားနေတယ်ဒီဈေးကွက်ကလည်းမရှိဘူးပင်ကိုရေးဝါလေဗျာဒီ fantasy ရောပါအောင်ဆိုရင်ဒါအဲ့လိုမျိုးပေါ့နော် short novel ရောပါတော့ရှိရင်လည်းရှိမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးဒီလောက universe တစ်ခုပေါ့နော် world တစ်ခုလို့မျိုးခက်ခိုင်အောင်ရှိရဲ့ဒီဆက်လန်သွားတဲ့ပုံစံမျိုးကြတော့လောကကိုတော်တော်ကြီးကိုနောက်တော်ကြာတဲ့အထိကိုလည်းရှိလာမယ်လို့တော့မထင်ပါဘူးဟိုအရင်ကလည်းခက်ခဲတာပြီးရင်အဲ့ဒါယူထုတ်ပြီးတော့ခန်းစားရင်းနဲ့ထုတ်ပြီးတော့ဝဲလူလည်းရှိအောင်ပါလေကိုတောင်းပြီးတော့ထုတ်ပြီးတဲ့တိုက်ကလည်းဟိုသူကစီဝါရေးအတွက်လည်းပြန်ကြည့်အောင်ပါဆိုတော့လိုမျိုးပေါ့ဒီကတော့ကျွန်တော်ကဘယ်လိုပဲပြောပေါ့နော်လူပညာဝါဒအသစ်တရားပေါ့တာမန်ရက်သားပြည်တွေရဲ့အတွေ့အခေါ်တွေထောင်အများကြီးကိုရှေ့ရောက်နေတယ်ရှိဒီဗျာဒီဟိုလေးလာနေလိုက်စားနေလူတွေအောင်လိုက်မမိတဲ့ဟာမျိုးအောင်ရှိအဲ့ဒါမျိုးကြတော့လေဟိုတစ်ဖက်ကဒီစာဖတ်သူတွေလည်းပြန်ကြည့်ပြီးတော့အဲ့လိုမျိုးပေါ့ဟိုပြန်ပွားရပြန်လို့ဥထေရပြန်လောက်အောင်ပေါ့နော်အခုဆိုရင်ကျွန်တော်ပေါ့နော်ဒီတိုင်းဝိုင်းမဟုတ်ဘူးလေခြားပြင်မှာထွက်ပြီးတော့ကြည့်ရအောင်ပြီးဘာစာဖတ်နေရဆိုရင်ကျွန်တော်ပြန်ကြားရတော့ဒီပေါ့နော်ဟိုဝတ္ထုတွေပေါ့နော်အများအပြားမင်းကလေးဆိုဂျူပုံညာခင်ဟိုကြည်ဖတ်တဲ့လူတွေအောင်တော်တော်ဟိုရှားရလို့ပြောရမှာဒီတာမန်ဒီလူငယ်လူရဲ့ main ကလေးယောက်ျားလေးဆိုဘာဖတ်လဲချိုးကောင်းဆိုစာအောင်လုံးဝမဖတ်ဘူးလုံးဝဆိုဘာဖတ်လဲအဲ့လိုမျိုးပေါ့ဒီအခုငါတော့ငါရှိတယ်နာမည်ကြီးပြီးသားအဲ့အခုပေါ်တဲ့စားတလိုင်းဖတ်တဲ့လူကတလိုင်းဒီပေါ်တဲ့စားတလိုင်းနဲ့ဘယ်လိုပြောအဆင်မြင့်ဂျာဟာတလိုင်းဒါပေမဲ့ဒီ underground ပေါ့ underground လို့ပြောရမလားဘယ်လိုပြောရမလဲဒီ fantasy ဘိုင်းပတ်သက်တဲ့ဆိုတာဘူးမှဖတ်တာရှိရတော့ဒီမတူတယောက်စားနှစ်ယောက်စားတော့ရှိမယ်ထင်တယ်တယောက်မှဆိုရင်တယောက်လောက်ပေါ့ဗျာတယောက်တော့မဟုတ်ပါဘူးရောက်50မှာတယောက်လောက်ပေါ့လို့မျိုးစိတ်ဝင်စားတဲ့ဟာပေါ့နောက်တော့ဘာလို့လဲဆိုတော့တယောက်ဝတ္ထုပါပြန်လေးတိုင်းဝတ္ထုပါညာfantasy လို့မဟုတ်လားအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းဖတ်တယ်ဆိုတာကျွန်တော်ကတိုင်းဝတ္ထုတွေလည်းဆိုင်ဒီမန်ဟွာလို့ခေါ်မှာအဲ့ဒါဖတ်လာပို့ပြီးတော့ဟွာဖြစ်တယ်ဒါပေမဲ့ဖတ်ကြည့်တော့ဖတ်ကြည့်ဆိုတာကောင်းလားမကောင်းလားတဲ့ဆိုခင်ဗျအီလာလိုက်မယ်ဘာလို့လဲဆိုတော့တစ်ခါလာလဲတရုတ်ပြည်မှာဗျာလူတွေကအများကြီးရှိတယ်စာရေးကောင်းနေရတယ်တဘောဘူးပဲဒါပေမဲ့အဲ့ဒီတိုင်းဝတ္ထုရေးကောင်းနေကြည့်လိုက်လုံးဝဟိုရှေ့မှာရေးပြီးသားကောင်းရင်လုံးဝဟို character တွေရောဟို cultivation ဟိုလုံးဝကျင့်စဉ်တွေရောအဲ့လိုမျိုးအဆင့်သတ်မှတ်ချက်တွေရောအကုန်လုံးကလုံးဝဇက်လန်ဇက်ကွာလုံးဝအကုန်လုံး frame တွေအကုန်လုံးကိုလုံးဝ copy ဆွဲချလာတာဗျာတည်ရတာအဲ့လိုမျိုးကျတော့တပုတ်နဲ့တပုတ်ဖတ်ကြည့်အီလာဒါပေမဲ့ဂျိုင်းမှာဒီတိုင်းမတူတဲ့ plot twist လေးပါနေနဲ့အဲ့လိုမျိုးအထာလေးနေတော့ကွာသွားတာရှိရပါတော့အများကြီးတော့လည်းမဖတ်ဖြစ်ပါဘူးဒီတိုင်း entertainment ဖြစ်မဲ့ပုံလောက်ပဲဖတ်တာပေါ့ဟိုပြီးတော့အရန်ကြီးဟိုသူတို့မှတကယ်ရေးသားထပ်တာခင်ဗျားကိုဖတ်ကြည့်လိုက်ရင်တော့တကယ်တွေ့ရလိမ့်မယ်ဖတ်တာမဟုတ်ဗျာနည်းနည်း review လောက်တာကြည့်လိုက်ရင်အဲ့ဒီတရုတ်ဒီတိုင်းဝတ္ထုတွေဘယ်လောက်အကြောင်းထပ်လဲဆိုတာတွေ့လိမ့်မယ်တော့ရှာရရောစိုးပါရရတော့ fantasy တော့မဟုတ်တော့ခင်ဗျာဟိုတော်တော်ရုပ်ပေါက်လုံးတဲ့အခြေအနေဖြစ်သွားတယ်ဒီမှာနောက်အဲ့လိုမျိုးလေဟို classic ဖတ်တဲ့ဘဲတွေလေဗျာနည်းနည်းကြမပြေးရဲ့ကောင်းနေများတယ်ဆိုတော့ကျွန်တော်တို့ဘက်ပိုင်းကိုရောက်လာရဲဆိုရင်တော့ဒါဟိုလူမန်နီယာမှပြန်ဖြစ်သွားမှာပေါ့အဲ့လိုမျိုးနည်းနည်းကြက်ပြေးရဲ့လို့တော့မပြောပါဘူးကျွန်တော်တို့ကိုယ်တိုင်လည်းစမုံတုံးနေကြဆိုတော့ဟ
ဟိုနည်းနည်းဆယ်ကျော်တက်နေနေဆိုရင်ဗျာဟိုနည်းနည်းအချစ်ကိစ္စတွေမှာဒါဦးစားပေးပြီးတော့တောင်းမယ်စားမယ်ပြောမယ်ပါမယ်ဒီလိုအရွယ်မှာကျွန်တော်တို့ကဒီကြပြားရေးစာရေးကြတဲ့မှာရက်ကလေးလိုက်ပြီးတော့စောစီစမုံတုံးလိုက်ပြောရမယ်ပေါ့အဲ့လိုမျိုးဆိုဟိုတချို့ဟဲမင်းဝေးတို့ပါတော့အဲ့လိုဖတ်ကြတယ်ဟို Kafka တော့မဟုတ်သေးဘူးသူတို့ classic ဖတ်တယ်ဆိုတာအဲ့နောက်ပါတော့ Oscar Wilde တို့ပါတော့လည်းမဖတ်သေးဘူး Hemingway တအုပ်လောင်းနေတယ်ဟိုပြီးနေကြတဲ့ကောင်တွေဟိုက်နေကြတဲ့ကောင်တွေအများကြီးပဲဗျအဲ့လိုမျိုးဒီဘက်ကျွန်တော်တွေ့ရတဲ့အတိုင်းဝိုင်းမှာတော့နောက်တက္ကသိုလ်ဖုံးနိုင်ပေါ့ဗျာအဓိကအားဖြင့်နောက်ဟိုပါပီယွန်ဂဲလေးလည်းရှိရပါပဲအဲ့လိုပါပီယွန်ဘိုင်ဘယ်နဲ့ဘိုင်ဘယ်နဲ့တော့နိုင်ပြီးတော့ကြိုက်ကြတာဆိုတော့ဆောင်းရဲအဲ့လိုမျိုးဟိုဘိုင်ဘယ်နဲ့ကြိုက်ပြီးတော့နိုင်နေဗျာကျွန်တော်တို့ဟိုညွှန်းပေးတဲ့ပါရကူရဲ့ဒီဝေတာလာဝတ္ထုကိုတော့ကျေးဇူးတင်ပါတယ်အဲ့တော့ကောင်းပါဘရောရှိတယ်နောက်ဘရောရှိတယ်တိုးဆောင်တယောက်ကျန်လေတိုးဆောင်ရကြတော့ကျော်ပါဒီပြောလို့တော့အဲ့ဘက်အပိုင်းနေပဲရောက်နေလို့ရမောရင်ဒီ99စနေတွေမိုးရှင်းနေပါလာပြီဆိုရင်တော့သွားပြီအားရပြောအောင်ဆိုပေါင်းတွေ့တဲ့ဒီဟာတွေလေသူတို့ဒီတော့စစ်ဖြစ်ဆိုလေဒါရင်ကျွန်တော်ဆက်ထိမခံနေဖြစ်တော့တော့တုံမဲကောင်းပါရဲ့အဲ့ဒါကြတော့လေသူကအရန်ဟိုမသိပါပီယွန်ရဲ့ပါပီယွန်ဝတ္ထုတွေမှာသူတို့ကိုယ်တိုင်က character လို့ဒါမှမဟုတ်ရိုင်းတတိယလူအမြင်နဲ့ကြည်နေရတဲ့လူလိုမျိုးဖြစ်နေရတော့သဘောမချဘူးကြီးကြီးညာကြီးကလေးရောအဓိကအပြင်က14 15တွေပေါ့နော်ဟိုဂျင်းခုံတက်ဆရဖြစ်ဒါမဲ့အဲ့လို main ကလေးကဘိုင်လက်ဖတ်တာတော့မစိုးသေးတော့ဟုတ်ဘိုင်လက်ဖတ်တာတော့ခဏဒါတော့လေဒါဘိုင်လက်ဖတ်တာတော့အပြစ်မပြောဒါစာပေတစ်ခုနေတော့သူ့ဟာသူတို့တိုင်ဝမ်နေတော့ဒီတော့ရှိလာတဲ့လို့ရှိလာတယ်ဗျာဒါဘိုင်လက်ထဲမှာလည်းခေါ်လာတယ်များဘိုင်လက်ထဲမှာကောင်းတာရှိပါဒါပေမဲ့ဟိုဘိုင်လက်ထဲက what but လို့ပြောရမလားအဲ့လိုဟာမျိုးပေါ့နော်ဟုတ်တယ် what but စာရေးစရာလားတော်ပြီအဲ့ဒါဆိုတာဘိုင်လက်ကိုဟိုသွားဖို့ဖောင်းနေဟိုတကယ်ဆိုတာပြောရရင်ဗျာဩစာပြီးတဲ့တိုင်းရေးတာဆိုတာဒါပေမဲ့ဩစာပြီးထဲမှာမိုက်တာကြီးအများကြီးရှိတယ်ဗျာခင်ဗျားသိပါခင်ဗျားဖတ်နေကြကောင်းပြီတော့ဒါကတော့အဲ့လိုဟိုဟာတကယ်ဗျာဖတ်နိုင်တဲ့မျောရတဲ့ဒီကလောင်တွေရှိရဗျာဒီအဲ့ဒါကြီးကိုလိန်ကိစ္စကြီးကိုအသားပေးမျိုးမဟုတ်ဘူးဟွာမျိုးပေါ့နော်ဇက်လန်နှက်ကွက်လေးနဲ့ကောင်းမွန်နေဗျာအဲ့လိုမျိုးအဆင့်တန်းရှိရဲ့ဒီအပြာစာလေးတွေရှိရဗျာဒါပေမဲ့သူတို့ဟာကျတော့ဒီအခုတောက် physical အဲ့လိုမျိုးဒီတိုက်ကနေပြီးတော့ကိုယ်တိုင်တောင်းပြီးထုတ်ဝေပြီးစောင်းနေတာကျတော့စာနှစ်ပိုက်လောက်ဖတ်တာလေတော့ organization ကြီးကောင်းနေစာမျိုးတွေလားမကြိုက်နဲ့ပေါ့ဗျာအခုနားထောင်လေးလူတွေပေါ့ဒါယူ release လုပ်လိုက်ပေါ့ကနေမောကနေမစင်းတော့ရရပေါ့အဲ့လိုကျွန်တော်ဖတ်ဖို့ပြီးကြိုက်တာဟိုတလောဖတ်ဖို့ပြီးကြိုက်တာတော့ဖြစ်တယ်မနစ်ကလားမသိဟုတ်တယ်ရွှေလက်ကထွက်တာလေဟွာလေးဗျာဗာလဲတပင်းရွှေကြီးနဲ့ပရင်းတော်ဟွာပေးစားလိုက်တာစွတ်နေတာဗျာဟာအဲ့ဒါတော့တက်တိုက်တစ်ခုဖြစ်လိုက်မယ်ရွှေလက်ကတော့ပိတ်သွားတယ်တအုပ်ပဲထုတ်လိုက်တာအဲ့ဟိုကြိုက်တဲ့ထဲမှာပါတော့ဒီနူးနူးရေအင်းဟွာရေးတဲ့အားလဲပြုံးရည်လဲကြောခံတော်မူပါအဲ့တော့နောက်နေခွဲမီပြိုးလက်ဟန်ရေးတဲ့ဟာနောက်နေတန်ရေးတဲ့အားဗျာကျွန်တော်ခန္ဓာကိုယ်ထဲမှာမိမတယောက်ကျူးကျော်နေတိုင်းလို့ပါလို့ဆိုဒါတကယ်မိုက်တဲ့ဟိုဒီ literature ထဲမှာတော့ဟို strong ဖြစ်တယ်ပေါ့အဲ့လိုမျိုးပြောရမယ်ဖတ်တာနောက်လိုက်ဟိုပင်ကိုရေးထဲမှာဆိုလည်းရှိတယ်အဲ့အမာဒနင်းစီကပဲထွက်တာကလူလာရဲ့ Iran ဆိုရမိုက်တယ်ပြောရတယ်ကိုယ်တိုင်းတော့မရေးတတ်ပါဘူးအဲ့လိုမျိုးတွေရေးတော့ရေးဘူးနေတာပေါ့ဒါနဲ့ဟိုဆက်စုဝင်ပေါ့နော်အားလုံးကအပြာစာကြီးကဘလို့စာကြီးဖြစ်ခဲ့ကြဒါနဲ့ပတ်သက်ပြီးဘလို့ရှင်းကြီးခဲ့ရတယ်ပေါ့နော်ဟိုစာကြီးစဉ်စိတ်ဖြစ်ပေါ်တယ်ဆိုရင်အကြောင်းတရားလေးရှိခဲ့လားလို့ခိုင်မာလေးပေါ့မှတ်ရရတယ်ကိုအောင်ခန့်မော်ပြောလိုက်တယ်အရင်ဆုံးနော်အနေနဲ့ဒီလိုမျိုးကြပြမျိုးရေးဖို့စဉ်ဆုံးဓမ္မဆုံးစတိတာစဉ်းနေစားမှတဲ့သူရဲ့ဟိုတော်ပေါက်သွားတဲ့ကြပြပါလဲမမလိုက်တာဘ
ဟာလားလိုက်တာရောက်ဘူးလားသလားအဲ့ဟာဖတ်တာကိုကျွန်တော်နားထောင်ပြီးတော့မမဟာလဲဒီလိုကြပြမျိုးရင်းကုန်မယ်ကွာစဉ်းစားမိစရေးတာတကယ်အထာကြရင်လို့ရေးရလို့ပြောလို့ရနောက်ပိုင်းမှသာအတီးတန်းပါညာရေးလာရှင်ကတော့ထားကြတယ်လို့ပါညာဟောနောက်တော့တဖြည်းဖြည်းနဲ့ဒီတိုင်းပဲထဆင်မြင်လေးလာနေပဲရေးပြပါဦးစတော့ဟိုရောင်ဒီရောင်ပေါ့ကျွန်တော်လည်းဒီလိုပဲဘလို့အချိန်ကြီးရှိပါတယ်တမကဆန်တဲ့အချိန်တို့ community ဆန်တဲ့အချိန်တို့ရှိရဲ့ဟုတ်တရားဝတ္ထုံးဆန်တဲ့အချိန်တွေရှိအဲ့လိုမျိုးတွေကြော်ဖြတ်ပြီးပြောမှာပဲဒီလိုမျိုးဒီတန်းကြီးကိုစဉ်းစားမိတော့စားတော့အထာကြားခြင်းစိတ်ရှိရလို့ဟုတ်ဟုတ်ပေါ့ဘရာကောင်းကမပြောရောတမကလူ community လူဖွဲ့စည်းတစ်ခုလုံးယူတိုက်ခိုက်နေတာတဲ့ဆိုင်အခုနောက်ပိုင်းအဲ့ဒီဟာတွေတကယ်တမ်းကျတော့တမကတို့ဒီ community တို့ကလည်းအသုံးချခံလိုက်ရတာဗျာ။လောင်နေရသိရမလား။ခစ်ကလာရအောင်လှုပ်စားအောင်။ဒါလှုပ်စားတတ်တယ်လို့လည်းမပြောချင်ပါဒါပေမဲ့ဒီကောင်တွေကအထာနဲ့တယ်ဟို sorry ကဒီအချိန်မှာပါတောင်းတတယ်ဆိုတော့ဒီလိုပေါ့။လူမျိုးဖြစ်တဲ့အတွက်ဟိုဖြစ်သွားတယ်လို့ထင်တာ။အကုန်လုံးအတုံးဒီကောင်တွေအတွက်အတုံးချခံလေးဖြစ်သွားအောင်။အဲ့ဒါကြတော့အရေးတူလောက်အောင်မကိစ္စတော့မဟုတ်ဘူးဗျာ။နေတိုင်းဟိုတွေ့တိုင်းတော့ဒီကောင်ဘယ်လိုကောင်လဲဆိုတာသိအောင်တော့ပြောပြရမယ်လို့တော့ဒီကောင်ကဒီလိုမျိုးဟာကြောင့်ဒီလိုမျိုးလောက်ခဲ့ရဆိုတော့အမှတ်ရနေအောင်ပြောရတော့ရှိရန်ဟိုပါပေါ့ဟိုခေါင်းလေးတို့ထည့်ရမယ်လုံးဝပြုပြင်ပြောင်းလဲရမယ်ကိစ္စတွေတော့မဟုတ်ဘူးလေဒါမျိုးတော့ရှိအောင်ကိုကြီးပြောပါနော်ကျွန်တော်ကြတော့ဘယ်လိုမျိုးလဲဆိုတော့ခုနကပြောခဲ့သလိုပဲဗျာခိုင်မြဲကြော်တာကူရိုဆာဝါရောင်းရန်အိုက်တော့ဗျာကျွန်တော်အိုက်တော့ကအိုက်ကလာဘာဖြစ်နေလဲဆိုတော့ဟိုဟာဖြစ်တယ်ဘယ်လိုမျိုးပြောရမလဲအပြောင်းလဲဗျာအဲ့လိုစာအုပ်အပြောင်းလဲဖတ်ဖြစ်နေတဲ့အချိန်ဝတ္ထုတွေဆိုကျွန်တော်တအုံးမှမဖတ်ဖြစ်သေးဘူးကြိုက်လည်းမကြိုက်မိတဲ့အချိန်ပေါ့အဲ့လိုဖတ်ရကောင်းမှလည်းနားမလဲဖြစ်နေတဲ့အချိန်ဆိုတော့အဲ့မှာသူ့ခမိန်လိုင်းရဲ့ဒီမျက်နှာဖုံးများပေါ့သူကိုဗစ်ဖယ်ဝေးတော့ထုတ်တဲ့အုပ်အဲ့အုပ်ကျွန်တော်ရင်ဖတ်မိပြီးတော့ချစ်စရာလေးတွေပေါ့ကြပြလေးတွေကမစိုးဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါပို့ပြီးတော့မိုက်တာဖတ်ကြည့်ခြင်းတယ်ပေါ့အဲ့မှာကျွန်တော်ဂျေမီအဲ့ Discovery ဖတ်တယ်အဲ့တော့လည်းနေမကောင်းဖြစ်နေတဲ့အချိန်ကအဲ့ဖတ်ပြီးတော့လေဟိုတိတ်ပြီးခံစားချက်မရောက်သေးဘူးဗျာမရောက်သေးဘဲနဲ့အဲ့လူမှလည်းမဝဲကြဘူးဗျာအဲ့ခိုင်မဲဆိုလေတိတ်ပြီးတော့လေဟိုပြောတဲ့တဲမှာမပါဘူးဗျာအဲ့ချိန်တော့ကြပြတွေညွှန်းလိုက်တယ်ဆိုလဲဒီဖောင်ဝေးမောင်ချောနဲ့အောင်ချင်းအဲ့လောက်ပဲပြောရတဲ့အချိန်ဗျာအဲ့လိုကာလာမှာဖြစ်နေတဲ့အချိန်တော့ကျွန်တော်ခိုင်မဲဆိုတာကြီးကောက်ဝဲလာတယ်ဝဲပြီးတော့ကိုလိုဆာဝါရောင်းရဖတ်စနားမလဲဘူးဗျာဒီဘက်ဘာရေးရလဲမသိဘူးအဲ့နဲ့ကျွန်တော်နောက်တော့ထပ်ဖတ်ရင်ကျွန်တော်အဲ့သုံးကောင်းမြောက်ကျွန်တော်ဖတ်တယ်ဗျာဖတ်ပြီးတော့ ingredient ထုတ်နေတဲ့အချိန်မှာကျွန်တော်အဲ့ဒါကြီးကိုဖတ်ပြီးတော့ဒီဘက်မှာတခြားအသစ်တစ်ခုထပ်ရေးနေတာအဲ့လိုမျိုးပုံစံနဲ့ကျွန်တော် train တာဗျာ train နဲ့အဲ့လိုမျိုးပဲတောက်ဖြစ်သွားတယ်ဗျာရေးဖြစ်သွားတယ်ဆိုပါစို့အဲ့လိုမျိုးပေါ့ e-book တွေကတော့ထားတော့ဗျာအဲ့လိုမျိုး e-book တွေကတော့ကျွန်တော်မဆိုလို့အဲ့လုံးကတော့ဘာမှမဖတ်ဘဲနဲ့ကိုယ့်ဘက်ကိုစိတ်ထဲရှိတာခြာရေးရလို့ပဲဆိုလိုက်မယ်ဗျာအဲ့လိုမျိုးစာပြီးတော့ကောင်းမွန်အဲ့လိုမျိုးရေးမယ်ကိုယ်ကလောင်ကိုတိဆောက်မယ်ဆိုတဲ့အချိန်ကတော့အဲ့ ingredient စထွက်တော့အချိန်ပဲအဲ့လိုမျိုးပြီးတော့ဒီတရုတ်မလေးတော့ကတော့ကျွန်တော်ဘယ်လိုတချို့အဲ့ကိုမင်းညက်နေရတော့အမရေးပေးတဲ့တဲမှာဒီ main ဒီ monitor ခိုင်မဲကြော်တော့ပေါ့အဲ့လူတွေနဲ့ဆင်နေပေါ့အဆုံးသက်ပါညာလို့ line အထားတူပေါ့အဲ့လိုမျိုးဟိုတူရင်လည်းတူမယ်မတူရင်လည်းမတူဘူးပေါ့အဲ့တော့ဝိမဲ့လုံးဝဟိုအာမခံနိုင်တဲ့တောင်းဝင်ယူနိုင်တာကတော့ဟိုကွန်တန့်လုံးဝမတူဘူးဗျာပြီးတော့အမှန်မတူဘူးပေါ့အဲ့လိုမျိုးပေါ့ကွန်တန့်ကတော့အဲ့လိုအဲ့တော့ကလည်းကျွန်တော်တငယ်ချင်းမှာတရုတ်မလေးဆိုတာလေဒီပေါ့ရုံးပါဗျာအတူတူအဲ့လိုမျိုးရုံးစင်းနဲ့ဘေးနာနေဖြတ်လျှောက်မိတာသူစပင်ကလည်းအဲ့လိုမဟောကနီအောင်ပဲအဲ့လိုဆိုတာရအဲ့ line ရဲ့အကြောင်းဒီတိုင်းပဲရပြီးတော့ဖုန်းကြောင်းကပြပါပဲစာတော့ကောက်တင်လိုက်တာ line ပေါ်မှာ Evan လေးနဲ့အဲ့လိုမျိုးကြိုက်ကြတော့လေနောက်ကြရေးမယ်ပေါ့ဆက်ပြီးတော့အဲ့မှာထွက်လာတယ်တော်တော်များများထွက်လာပြီးတော့ဟို23ပုတ်အရောက်မှာတင်နေရကျွန်တော်ရေးလို့မထွက်တော့အဲ့လိုမျိုးရေးလို့မထွက်တော့အဲ့မှာခရီးသွားပြစ်တယ်ခရီးသွားပြစ်ပြီးတော့မှအဲ့ကျန်တဲ့အဆုံးသက်9ပုတ်ပေါ့ထိုက်ရအဲ့လိုကနေပြီးတော့အခုကတော့ပင်ကိုရေးဆိုရင်မရေးပြစ်တယ်ကျွန်တော်လာချီနေပြီအိုင်ကွန်ထွက်ခဲ့တော့ဇန်နဝါရီကျွန်တော်တရုတ်နှစ်တကူတော့ထွက်ခဲ့ရထွက်ပြီးတော့အခုကတော့အဲ့လိုနှစ်ကုန်တော့မယ်ပေါ့
နှစ်ကုန်ပြီးတော့နောက်နှစ်မှာတော့ပင်ကိုရေးထွက်နိုင်ပါတယ်ထွက်နိုင်အောင်လည်းကျွန်တော်တေးတာပါလုံနေကြကိုဇက်တိုင်းကိုအဲ့လိုစာပြန်ဖတ်အဲ့လိုမျိုးပြန်ရေးပေါ့စာလဲဟိုဖတ်ရုံနဲ့လည်းမရဘူးဗျာရေးနေမှာပဲရမှာရေးနေုံနဲ့လည်းမရပြန်အဲ့လိုဖတ်ရအောင်ပါအဲ့ဆိုတော့ဟိုအာယုံကအဲ့လိုဟုတ်တယ်အပူမှန်နေဗျာဟိုအစ်စ်ရေးနေတော့လည်းအဲ့လိုမျိုးဖတ်နေမှပိုအဆင်ပြေရတယ်အဲ့လိုမျိုးဆိုတော့နမိတ်ပုံတွေပါလည်းမထပ်တော့ဘူးဗျာသူများအတန်အနေနဲ့လည်းစင်မတူတော့ဘူးအခုဖြစ်နေတာတခုဗျာ brother တို့ထားမိချင်တယ်ထားမိမယ်မထားမိချင်တယ်မထားမိဘူးဗျာအဲ့လိုဟို horror ဆန့်အနေနဲ့ရေးတာဒီမှာဆိုရင်ထင်းထင်းလင်းလင်းဖြစ်တာဆိုရင်တော့မောင်ဒေးပေါ့ဗျာမောင်ဒေးရဲ့ဒီမီးကိုပြောလို့ရှင်AI စကားပြီးကြပြပုံစံမျိုးတွေရေးလာကြတာတော်တော်အားကောင်းတယ်ဗျာဒီတော့ကျွန်တော်တို့ဟိုဖောင်းထူးခဲ့တယ်ပြောခဲ့တယ်တုန်းကတော့ဟိုအောင်ခင်မြင့် flow တွေပေါ့ဗျာအဲ့လိုတော်တော်များများ hit ဖြစ်ခဲ့တဲ့အချိန်ဒီရန်ကုန်မှာမိုးတွေရွာနေပြီချစ်တို့ပါတို့ပေါ့အဲ့လိုမျိုးပုံစံတွေကိုတို့ပါတို့ ਨੇ သုံးကြတယ်ပေါ့မင်းကလေးကြပြဆရာမကြီးလည်းဟိုတော်တော်များများရေးကြပါတယ်နောက်အဲ့ခုနတော့ဒီဆရာလင်းရဲ့ဒီမမလီစာလိုင်းသားရောက်ဘူးလားပေါ့အဲ့လိုမျိုးပုံစံတွေကို reference ယူပြီးတော့ရေးကြတာတွေနောက်ပိုင်းတော့ဘယ်လောက်ထိပေါ်လာလဲဆိုတော့အဲ့လိုမောင်ကပြဆရာမရင်နဲ့တော့ခုဘူးလားတွေထိပါဖြစ်လာတယ်ပေါ့အဲ့လိုမျိုးမထုံမနှမ်းနေလဲရှိခဲ့တဲ့အချိန်အဲ့လိုမျိုးပြီးတော့နောက်အလဲမှာစာရီရဲ့တို့ haiku တို့ခက်ထားပြန်ရောအခုကတော့ဒီ2023နှစ်ကုန်ပိုင်းမှာတော့ခုနကျွန်တော်ပြောတဲ့Mountain Sans ပေါ့ဗျာ horror တော့ဘယ်လိုလဲဆိုဟို local sans မှာပဲတို့ပြင်မယ်အဲ့လိုကြောက်စရာပုံစံထည့်လိုက်တာဗျာဥပမာကလေးတရားမွေးလာတယ်ကလေးကမွေးလာတော့ပိန့်ရှုံနေတယ်အဲ့ဒါကိုသူ့အမေကနေပြီးတော့ကလေးကိုပြုစုပြောထောင်ရင်းနဲ့တနေ့မှာကလေးကိုသူများကလေးလိုမျိုးချစ်စရာကောင်းတယ်ဒီပြပြဖောင်ဖောင်လေးဖြစ်ချင်တယ်အမှသူဘာလို့ရမလဲကြံထုံရင်းနဲ့ဒီဟိုဟာလေထိုးတယ်ပေါ့ဗျာကလေးကိုအမှကလေးကဖောင်းလာတယ်ပေါ့နောက်ပိုင်းဟိုပူမောင်းကြီးဖြစ်သွားတယ်လို့ပါတော့အဆုံးသတ်မှာအဲ့လိုမျိုးဟို short ထည့်လိုက်တာဗျာဇလန်တစ်ပုတ်လို့ပေါ့ဒါပေမဲ့ဇက်ကြောင်းတာ꿰တာဟို narration တွေကအဲ့လိုသူများအတန်တွေလွှမ်းမိုးနေတာဗျာဥပမာဒီမှာဟိုထင်းထင်းလင်းလင်းရေးရဆိုရင်တော့ကိုမင်းညက်နေရှိမယ်နောက်ကိုထဦးမောင်တို့ပြီးရင်ကိုမြတ်ကျော်ဆိုစာရီရတော်တော်ပိုင်းနေဗျာဒီဘက်စာရီရတွေကအဲ့လိုကြောက်စရာမကောင်းချစ်စရာကောင်းတယ်အဲ့လိုမျိုးဟိုဩကားကြည့်ဘူးလားတို့နောက်ဘာတော့ KDA ဆိုတဲ့ e-book လည်းရှိတယ်အဲ့မှာရေးထားတဲ့အားကြီးဆိုရင်တော်တော်မိုက်တယ်အဲ့လိုမျိုးကွာအဲ့ထဲမှာဆိုကျွန်တော်မမရအလွတ်ရနေတာငါးကလေးညီမကိုရှာတွေ့သွားလားတို့နောက်အာတုပမှာကလေးတွေညင်အောင်လို့နိုင်ကွင်းဆဲပွေးနေတဲ့သစိမ်းတယောက်လို့ပါတော့အဲ့လိုမျိုးလိုင်းနေဆိုရင်ဗျာမိုက်တယ်တွေးပြီးတော့နည်းနည်းအဲ့လိုမျိုးစပိန်ထားဖို့ကောင်းတယ်ဗျာအဲ့လိုမျိုးတစ်ခုခုကောင်းတယ်မှာမြင်လိုက်တာလို့ပါလို့အဲ့လိုမျိုး sim တစ်ခုရတယ်အဲ့လိုမျိုးတွေကတော့အခုလက်ရှိမှာပေါ်နေရပဲမရေးရရင်တော့ကောင်းတယ်အဲ့လိုမျိုးမရေးရရင်ဆိုရင်လည်းနည်းနည်းပုံစံကိုရအောင်တော့ရေးကြပေါ့အဲ့လိုမျိုးပဲနည်းနည်းဟိုဘာဖြစ်တယ် trend ပေါ့ဗျာအဲ့လိုမျိုးလူကြိုင်များရဲ့ရှိကိုလိုက်နေကြအခုကတော့ကျွန်တော်မြင်မိတာပါ brother တွေထားမိရင်တော့ထားမိတော့ထင်နေတယ်အဲ့လိုမျိုးဟုတ်တယ်ခုထားပါတော့ကျွန်တော်လည်းဒီလွန်ခဲ့တဲ့တစ်နှစ်လောက်ကပြီးမှတ်တယ်လေစာဆိုဒီဘောကမမိတ်ဆက်ပြီးတော့ဆိုဟိုသူ့ရဲ့ကြပြိုင်နေပေါ့နော်ကျွန်တော်ဖတ်လို့ဆိုအဲ့လိုမျိုးပဲကျွန်တော်ရေးချင်တယ်ဗျာတင်တော့တောက်လျှောက်ဒီဟာကြီးကိုပဲပြီးမှတ်တယ်လေစမပတ်တယ်လေအောင်ခင်မြင်မအောင်ခင်မြင်ရှိပါလေထားအဲ့လိုအများကြီးပေါ့နော်အဲ့လိုမျိုးတော့သူတို့ရဲ့အတာအတိုင်းပဲလောကရေးချင်ပြီးဒါပေမဲ့ဟောအဲ့ဒါကြီးကြတော့လေဖတ်တာများတော့လေခေါင်းထဲမှာသူတို့ဘယ်လိုမျိုးရေးသူတို့ line တွေကြောင်းမသူတို့ရဲ့ဒီဆိုလဲဖတ်တဲ့အတန်တွေကြောင်းပဲကျွန်တော်ရေးနေတာစကားလုံးလေးဆိုလဲပုံစံစင်တူရိုးမားတွေပေါ့နော်အဲ့လိုသုံးနေတာအဲ့ဒါကြီးကိုလေတော်တော်ကြီးကိုဖြောက်ရခတ်ခဲ့တာအခုနောက်လာကျွန်တော်လည်းခုဖရမ်မိုးခံနေတာဘယ်လိုဖရမ်မိုးခံနေရလဲဆိုကျွန်တော်ကိုထင်တာဟောအဲ့ဒီမော်နိုင်အများဆုံးလို့ထင်တယ်ဒီမော်နိုင်ရေးစာရေးဆိုဗျာအဲ့လိုဟိုဟာတွေပေါ့ဘာလို့စကလုံးဒီအခရာကြီးမဟုတ်ပဲねအဲ့လိုပြောမလဲ symbol တွေပါပဲအဲ့လိုမျိုးထည့်သုံးတာတွေပါသူ့ရဲ့လွှမ်းမိုးမှုတော့ခံခဲ့ရဒါပေမဲ့ကြပြကိုမစပြီးတော့ကြပြကိုရေးဖြစ်မယ်ဆိုတာကတော့ဟိုအားကြောင့်ဟိုနေနိုင်ရဲ့ငါကောင်တက်ခဲနေဟိုအားကြောင့်အဲ့ဒါကိုကြတော့ဒီသူကိုယ်တိုင်ပဲပြန်ရွတ်ထားတယ်တဲ့အဲ့ဒါကိုနားထောင်ပြီးတော့တခုခုရသွားတယ်ဗျာဒီမှာကြပြနဲ့ပတ်သက်ပြီးတော့ကြပြနဲ့ပတ်သက်ပြီးတော့တခုခုရသွားကြပြကိုလိုတာထက်ပို့ပြီးတော့သဘောကျသွားတယ်ရေးချင်တဲ့ကြီးဖြစ်ပေါ်လာတယ်ပေါ့ဗျာအဲ့လိုပြောရမှထင်တယ်
အဲ့ဒါနဲ့ပဲစရေးပြပြီးတော့ဟောနောက်ပြီးတော့တာတန်ကြပြားလေးဖတ်ပြီးတော့လို့တာတန်လိုမျိုးလဲဟိုဒီအဲ့ဒီချိန်တော့လည်းဒီဟိုကကြပြားကွန်မြူနစ်လိုမျိုးဟိုဒီအယူဝါဒဘက်ပို့ပြီးတော့သဘောကျနှစ်သက်တယ်ယုံကြည်တတ်ဝင်တယ်ဆိုဘာပုံပဲဆောက်အောင်ကျွန်တော်တို့အခုပြောတာဗျာတနာရီ54ရှိပြီဆိုတော့2နာရီလောက်ဆိုရင်ကျွန်တော်တို့ရက်လိုက်မယ်နော်ရက်လိုက်ပြီးတော့မပြီးသေးဘူးဆိုရင်ကျွန်တော်တို့နောက်တစ်ပတ်ပေါ့နောက်တစ်ပတ်တောက်ကြမှာ EP5 ကိုဟုတ်တယ်ဗျ EP5 ကိုပတ်2ကျွန်တော်တို့လောက်ကြတာပေါ့ဟုတ်ဒါဘရိုဟို29ရက်နေ့ကြာရင်ဇွန်မီတင်တစ်ခုရှိရော29မဟုတ်ဘူးကျွန်တော်ဒီတစ်ပတ်တနင်္ဂနွေနေ့ပဲဟုတ်sorry 26ဟုတ်တယ်26ကိုကြီးပူလို့လည်းလာမှာကြပြားဒီအိုင်းဟိုတစ်ခေါက်ကလိုပဲပေါ့ကြပြားတွေပဲဖတ်ကြအောင်ဟောမရှော့ပေါ့ဟုတ်တယ်ကြပြားဖတ်တာတော့နည်းလိမ့်မယ်ဆိုကျွန်တော်တို့ကတော့ဆရာလူအိမ်ဟိုဆုံးတာ9နှစ်ပြည့်မို့လို့ကျွန်တော်တို့ဆရာလူအိမ်ကြပြားအဓိကကျွန်တော်ရွတ်မှာပါအဓိကကတော့ကျန်တဲ့သူတွေကတော့တခြားကြပြားရွတ်ကြပေါ့အဲ့လိုမျိုးနဲ့နောက်ကျွန်တော်တို့ပြောချင်တာပြောကြမယ်ပေါ့ဒါအကြောင်းပြန်ဆက်ပြောပါမယ်ဒီလိုမျိုးကျွန်တော်ကြပြားဆက်ရေးစရေးရဲဆိုတာအဲ့လိုမျိုးပေါ့နော်ဒီ modern မှာလည်းမဟုတ်ပဲねပိတ်မိရလို့မဟုတ်ပဲအဲ့လိုမျိုးရေးသားမှာကိုနေနိုင်ရဲ့ဒီကောင်းတက်ခဲဟိုနားထောင်လို့ခုကြပါရပြီကြပြားစရေးရပါတော့ဒီကနေဆက်ပြီးတော့ပဲထောက်လျှောက်ကြားထဲမှာလည်းလို့ပြောင်းခဲ့ရမျိုးတော့ရှိတာပေါ့နော်။တစ်ခါလေးကြာရင်လည်းပြီးမှတ်တယ်လည်းဖြစ်သွားမျိုး။အဲ့ဒါကြာရင်လည်းခိုင်မျိုးဖြစ်သွားမျိုး။ခါကြာရင်လည်းလို့ပေါ့အမျိုးပေါ့။ဒါပေမဲ့ဒီတလောမှာတက်ကြနေတာဆိုဒီမော်ဒန်တယောက်ရှိတယ်။နောက်တယောက်ဆိုရင်စမ်းဦးရှိမယ်။သူကကြပြားကြီးဖတ်ရတာဗျာ။ဘယ်လိုမျိုးလဲဆိုတော့ကြပြားဆရာကြပြားတော်တော်များများပါဗျာ။ကျွန်တော် portrait ပုံစံမျိုးပဲတွေ့ရတယ်ဗျာ။ဒါပေမဲ့သူ့ကြပြားကြီးတော့ဆရာမဝေးကြပြားကြီးကြောင်းလေဟိုဘယ်လိုပြောမလဲပတ်ဝန်းကျင်အလှကြီးပါရဒါပေမဲ့ပါရဆိုမဲ့လေဟိုမတူဘူးဗျာမတူတဲ့ vibe မျိုးတစ်ခုကြားရတယ်လို့ပြောနှစ်သက်ဖွဲ့ကောင်းတယ်အဲ့လိုမျိုးကြည်နူွယ်ကောင်းတယ်ရသားကြီးကြားရတဲ့အတွက်အဲ့လိုပို့ပြီးတော့ဖတ်ဖြစ်နေအေးစံဦးရဲ့ကြပြားကြီးဆိုလဲဟိုပေါ့မိုးရသည်စတင်ရကြပြားကြီးဆိုလဲစရလို့မြင်တယ်ကျွန်တော်အနေနဲ့ပကြီးကားတစ်ချက်ကိုဗျာဒီထိုင်ကြည့်နေရဆိုပဲ landscape မြင်ကွင်းတစ်ခုကျွန်တော်ကြည့်နေရဆိုလို့လိုမျိုး fight ရတယ် brother နောက်ထပ်ဖတ်ချင်ကျွန်တော်ညွှန်းပေးမယ်ဗျာနိုင်မွန်အောင်တွင်ရနောက်မောင်ပြေမင်းရဲ့ထပ်ဖတ်ကြည့်ဗျာပြီးရင်လူစမ်းဖတ်ကြည့်မိုက်တယ်လူစမ်းတော့ကျွန်တော်ဖတ်နေဟိုကလေ brother ကြီးပဲဟိုကတော့ဟိုကခုဆိုသူလားဟုတ်တယ်ခုဆိုသူမိုက်တယ်ခုဆိုသူနောက်အဲ့ဒီနိုင်မောင်ကတော့တည်တာရန်တော့ဟိုနောက်ဟိုဘယ်လိုရမလဲဟိုကြပြားရီလို့တွေ့နေဗျာဟို online မှာတွေ့ပြန်လို့ဟိုအထိုင်နေတော့မဖတ်ဖြစ်နေဘူးပေါ့အဲ့ကောင်နေလေဟို AC ဖတ်ရမှာပါအဲ့လိုမျိုးနောက်အောင်ပြေးဆုံးလို့လေအောင်ပြေးဆုံးလည်းမိုက်တယ်ဆိုနောက်သူမိန်းမတီမာဝင်ဗျာကောင်းတယ်မျိုးသမီးကြပြားစရာတယ်မှာကျွန်တော်ကြိုက်ဆုံးဘယ်နှစ်ယောက်ရှိတော့တယောက်လောက်ပါပဲနောက်တစ်ယောက်ကတော့အနီပေါ့နော်အနီကကြတော့အဲ့လိုချစ်စရာကောင်းတယ်အနီရေးရတယ်လေတချို့ကတော့ဟိုအမွန်တို့ဘာလို့ကြိုက်ကြရတာကျွန်တော်တော့တိတ်မကြိုက်ဘူးအနီနဲ့နောက်အဲ့တီမာဝင်းပေါ့အဲ့လူတွေတော့ကြိုက်ကြပါတယ်နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီ EP4 လောင်းနဲ့ပဲနားလိုက်မယ်နောက်တစ်ပတ် brother တော့တောက်ကြအားတယ်မလားအားဆိုရင်ကျွန်တော်တို့ပတ်တူလောက်ကြပါပေါ့ Okay ပတ်တူ Okay good night ပါ Okay ဗျာ good night ပါအဲ့ဒါဆိုပတ်တူမှာထပ်ဆုံးပါမယ် Okay yes see you bro